အားလုံးပဲမင်္ဂလာပါ။ Boiler Audio ကို channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာပရိသတ်တွေကိုပြပြိုလေးချစ်တော်မောင်ဆိုရဲ့ BN ဇလံကောင်းလေးရဲ့အပိုင်းတစ်ကိုမိတ်ဆက်ပေးသွားကြပါမယ်။နေမြူလီမှာနေစဉ်မတန်ရှင်နဲ့လေးတို့ကြောင့်တရက်ထက်ကိုတရက်ပိုပြီးဖိဖိယောဂဆိုးရွားလာခဲ့တယ်။ဒါကြောင့်နောက်ဆုံးမှာပြနေကြစီအောင်ဝင်းညွှန်ကြားချက်အတိုင်းပဲလေးကောင်းလေးတန်ရတဲ့မိမိရဲ့အကိုရှိရဲ့ရွာကိုပြောင်းလာဖြစ်တယ်။မိမိရဲ့အကိုအကြီးဆုံးမှာရွာရဲ့ဥက္ကဋ္ဌဖြစ်တာကြောင့်အလွယ်ပဲရွာမှာကိုသွားနေလို့ရခဲ့တယ်။ပြိုလေးသွင်းမှာမြို့သားပေါက်စားလေးဖြစ်တာကြောင့်မြို့ပေါ်မှာသာအချိန်ပိုင်းအလုပ်တွေလုပ်ဖို့ပြီးမယ်။တောဘက်မှာတော့ထွေထွေထူးထူးသိပ်ပြီးလှုပ်တတ်တာအလုပ်ရဲလို့မရှိဘူး။စံရွဲအညိုရောင်လေးတွေကိုပိုင်ဆိုင်ထားပြီးအသားကြီးဟာဝါဖန်ဖန်နဲ့နမေကတော့မင်းကလေးဆန်နေပြီးရုပ်ရည်ကလည်းမင်းကလေးအရန်မဆန်ပြီးမြက်တောင်ကော့ကော့လေးတွေရှိတဲ့အပြင်နှက်ခမ်းရဲရဲလေးနဲ့ပဖောင်းဖောင်းလေးနှစ်ဖက်ကပြိုလေးရဲ့ရုပ်ကိုနူးညံ့သွားစေရဲ့ပြိုလေးသွင်းဆိုရဲ့နာမည်မှာငယ်စဉ်အခါရေရချေရဲ့အနေနဲ့ပေးခဲ့တာပါနမဲမပြောင်းခင်အထိပြိုလေးမှာဈေးရုံအိမ်လိုသဘောထားပြီးသွားလိုက်ပြန်လိုက်နေခဲ့ရတယ်နမဲပြောင်းပြီးရဲ့နောက်ပြိုလေးမှာအဲ့ဒီလိုကိစ္စတွေမရှိတော့ဘူးကျောင်းတက်စဉ်အရွယ်ကနမဲကျောင်းခဏခဏအစခံခဲ့ရပြီးမြဲကျမရေးနဲ့နမဲရှင်တော့ကျမရေးရတာအရေးကြီးရကြောင်းပြိုလေးမှာဒီစားနာမှုတွေကိုခေါင်းနဲ့ထည့်ခြင်းမရှိဘူးပြိုလေးမိမိကိုထမီးကိုကြည်ထားပေးပါဦးဟုတ်ကဲ့မိမိအတွေးတွေကိုဖြတ်ပြီးမိဖို့ကြောင့်နေဝင်ပြီးတော့ရက်တောင်တက်ချောင်းနဲ့မိကြီးကဲတွေကိုရက်ပြီးထမီးကိုကြည့်နေရတယ်ဒီရွာကိုပြောင်းလာပြီးနောက်မိသားစု၃ယောက်စလုံးဘလို့အလုံးမှမရှိပဲထမင်းစားလို့မရနိုင်တာကြောင့်လေပြိုလေးရဲ့မိခင်ပြက်သူမှာဈေးကြနေတဲ့လေကွက်တချို့ဝင်အငါးချထားတယ်ပြည်စည်းအသေးအကြီးတချို့လည်းအပေါင်ခံနေအပေါင်ဆိုင်မှာလိုင်စင်ရအပေါင်ဆိုင်ဖြစ်တာကြောင့်ပြိုလေးတို့အတွက်ရဲတွေနဲ့အရှိုးအရှင်ကိစ္စရှိမှာမဟုတ်ဘူးပြိုလေးရော့ဒီဘူးတီကိုတားရဲ့ဦးလေးအိမ်ကိုသွားပို့လိုက်နော်ဟုတ်ပြိုလေးလည်းဘူးတီကိုဆွဲကလဲထိုင်ပေါ်မှာထိုင်နေတဲ့ဖိဖိကိုနှုတ်ဆက်ပြီးထွက်လာတယ်လန်တဝက်မှာတတိရလိုက်တာပြိုလေးရဲ့ဦးလေးဖြစ်သူအိမ်ကိုမသိဘူးဒီလိုနဲ့တရားဟုတ်တဲ့လမ်းအတိုင်းရောင်ချစာနဲ့ရှောက်လာခဲ့လိုက်တယ်မော်ကုန်းမောင်ဒီနေ့လေစေတန်းကြပြန်ပြီလားအမေကကျုပ်တက်ကလို့မတက်ကြည့်မအောင်ဆိုစေတန်းကိုဘယ်နှစ်နှစ်ပြည့်နေပြီလဲ၄နှစ်ဟဲ့၄နှစ်အားဆိုလဲစက်မတက်ခိုင်းနေတော့လေကျုံမတက်ချင်ဘူးမတက်ခိုင်းလို့ရမလားငွေခင်တို့မျိုးရွာလေးစွေကြီးမျိုးကြီးနဲ့ပညာတတ်တွေကြီးပဲနေတယောက်တည်းကက်ညက်နေလို့ရမလားဟမ်နောက်နေ့လေမျိုးမှာပဲဘော်ဒါနေပြီးတော့လေစေတန်းသွားပြီးတော့ဆက်တက်ဆိုလဲတက်ယုံပေါ့အောင်မအောင်တော့အာမမခံဘူးနော်ဒါကဘယ်သွားပြန်ပြီလဲဟဲ့အမေသားကိုလေစေတန်းဖြေခိုင်းမနေနဲ့တော့သူ့ညီမဖြစ်တဲ့တမီးအောင်လေတက်ကလို့ဒုတိယနေ့ဖြစ်နေပြီအသက်2နှစ်သာကွာကြရင်မောင်နှမဆိုသလိုပဲမတည့်ဘူးမင်းကလေးကစိတ်ထဲမအောင်လေအချိန်နဲ့ယူရဲယောက်ျားရဲ့လှုပ်စာထိုင်စားလို့ရသေးတယ်ယောက်ျားလေးကမဖြစ်ဘူးဟဲ့အမေတို့ကပို့တယ်စောင်းအောင်အောင်နဲ့ပဲအိမ်မော်တက်သွားရဲ့သမီးဖြစ်သူကြောင့်တော်ငွေခင်မှာတက်ပြင်းအသာချမိနေတို့မောင်နှမ2ယောက်နဲ့တော့ငါသိချင်တာပဲဘေးနာရှိရဲ့ထိုင်ကုန်ပေါ်မှာတရင်စာထိုင်ဖန်းနေယောက်ျားဖြစ်သူကိုသိန်းငွေကိုမျက်စောင်းထိုးပြီးတော့ပြောလိုက်တယ်ခလေးတွေဟာရှင်ခလေးမဟုတ်တဲ့အတိုင်းပဲဟိုမှာဒီလောက်ပြန်စည်းနေအောင်ရှင်ဟာအပူပင်ကိုမရှိဘူးနော်ကိုသိန်းငွေမန်းငွေခင်ဟာငါပဲလှစ်မလာပါနဲ့ယောက်ျားဖြစ်သူရဲ့စကားကြောင့်ဒေါ်ငွေခင်မလေးအသေးတရားရနဲ့မိဖို့ကြောင့်နဲ့သာဝင်လာခဲ့တယ်ဒီသားဖရင်နေကြာလို့ရှိရင်သူပဲယူလိမ့်မယ်အနောက်ကမေလန်းပြောဆိုနေတဲ့စကားတန်တွေကိုလစ်လုံရှုပြီးရွာရဲရရှိရဲ့ဖိုးအီတို့ကိုရဆိုင်ထွက်လာတယ်ဟဲ့ဒီနေ့လေ10တန်းမအောင်မြင်ဘူးလားအေးမဖြေချင်တော့ဘူးကွာအောင်ရင်ပြီးရောကွာဖြေလိုက်ပြီးနေအောင်စကားတကုန်းမှပြန်မပြောတော့ပဲကိုရအောင်သာပတ်သက်တဲ့ကိုထင်းငုံပြီးထွက်လာခဲ့တယ်10တန်းစာလားလွယ်လွယ်လေးလေးနေဆိုရင်ချိန်တွင်းမှာဒါတွေပဲထက်ခါကြက်နေရအကုန်အလိုရနေပြီးသားလေဘော်ဒါမာနေတဲ့တလျှောက်လုံးစောင်းနဲ့မျက်နှာမခွာခဲ့ပြီမြေနောက်ဆုံးစောင်းမိုးရဲ့ဖြေခံဒီမှာခုန်တဲ့ဘက်တက်ပြီးမောက်အိတ်နေဟာအသေးသေးတော်စာရီထက်ကြက်ရမအောင်မော်ကုန်းမအောင်နေနဲ့ပြင်းစရာကောင်းတယ်လို့ထင်မိရွာလန်းအတိုင်းလျှောက်လာစင်မှာဘူးဒီတလုံးကင်ပြီးဟိုကြီးဒီကြီးလုံးနေတဲ့စပင်အတူနဲ့ကောင်မလေးတယောက်ကိုမြင်လိုက်တယ်လက်ခွန်းပစိုးဝစ်တာတွေယောက်ျားကြီးဟာရွာရဲရှိရဲ့လူတွေတည်းကမဟုတ်ဘူးထင်တယ်တခါမှမတွေ့ဘူးပုံစံကြီးရတာခလေးတသားလေးပဲပါဇက်ထဲရှိရဲ့ကွန်တွတွေကိုလမ်းပေးကိုထွေးလျက်အရှိရယောက်ျားပြင်းနေလူအရှိကိုရှောက်လာပြီးသူရှိမှမတက်ရဲပြစ်လိုက်ခြင်းတစ်ဖက်လူမှမော်ကုန်းကိုမော်ကြည့်လာတယ်ထွင်းဘာရှာနေရလဲကွန်တွတွေထွေးနဲ့မေးလိုက်စင်မှာတစ်ဖက်ကအတန်ပီးစီလေးနဲ့ပြန်ပြေးဟို
ဘာမှမရှာပါဘူးအရှိမလူမိုင်းလိုပုံစံကြောင့်စကားမရှိခြင်းလို့ပြိုလေးမှာဦးလေးရဲ့အိမ်ရှာနေပါတယ်လို့မပြောရဲဘူးဒီရွာရှိရဲ့ဘသူတဦးတယောက်နဲ့မှလည်းအမုန်းမပွားခြင်းဘူးပြိုလေးအနေနဲ့စကားမှားသွားမှလည်းကြောက်တယ်ပြောစမ်းမှာကျုပ်ကိုခမတခုရှာနေရမလားဟမ်ကိုဝါရင်နဲ့လေးတန်းမမီးလာတယ်ပြိုလေးဘာမှမရှာပါဘူးကဲမရှာရင်လည်းအဲ့ဘူးဒီကိုပေးမော်ကောကတမင်အနိုင်ကြည့်နေတာကြောင့်တပတ်လူလက်တရားရှိရဲ့ဘူးဒီကိုစက်ခနဲ့ဆွဲယူတယ်ကျုပ်ကိုအပြစ်လာမတင်နဲ့ခမပုံစံကအနိုင်ကြည့်နေရစရာကောင်းနေတာဘာလို့တာလဲပြိုလေးရဲ့ဘူးဒီပြန်ပြီးပါအမှန်တိုင်းပြောခမဘာရှာနေရလဲပြိုလေးဥက္ကဋ္ဌဦးခင်မောင်ရဲ့အိမ်ကိုရှာနေရပါအဲ့ဒါပဲဟာစိုးစိုးကပြောရင်ပြီးနေပြီ哦လာခမဘူးဒီကိုလက်တက်ဖက်ကကင်ပြီးကြံလက်တက်ဖက်မှာပြိုလေးလက်ကိုလှမ်းဆွဲပြိုလေးကိုပါတာပဲသွားပါမယ်ပေးပါနောက်ပြီးတော့ပြိုလေးရဲ့လက်ကိုလို့ခမစကားကိုရှိရင်လာစမ်းပါလက်ကလေးကနူးညံ့နေတာကြောင့်မော်ကောမောင်အနေနဲ့မလွတ်ချင်ဘူးအခုယောက်ျားလေးတယောက်ရဲ့လက်ကိုငါနူးညံ့တယ်လို့ပြောတာလက်ခွန်းငါကွေးသွားပြီလားဥက္ကဋ္ဌအိမ်ကိုရောက်တဲ့အထိကိုဒီအတိုင်းဆွဲလာနေပြိုလေးမှလေတွန်းလာယုံလာနေကိုပလာတယ်ရောက်ပြီရော့ဘူးဒီအိမ်ကိုပြန်လိုက်ဖို့ပဲမြန်သွားပြီပြိုလေးလမ်းတီးသွားပြီမလို့ကိုပါသားပဲပြန်တော့မယ်မထွက်လာမချင်းဒီမှာကျုပ်စောင့်နေမယ်မစောင့်နဲ့တော့ပြိုလေးဒီမှာညားရီတော့မှာမနက်တီစောင့်ပြီးအိမ်လိုက်ဖို့ပဲစိတ်ညစ်ပါတယ်ဒီတယောက်နဲ့တော့တယောက်တည်းစိတ်ညစ်ညစ်နေပဲခြံဝင်နေဝင်လာဦးလေးကိုအော်ခေါ်ရတယ်ဦးခင်မောင်ရှိလားဗျအေးရှိရလေဘသူလဲဩငါတူကြီးပဲလာကွာဟုတ်မမေကဘူးတီးပေးခိုင်းလိုက်လို့လေမနေ့ကမင်းရဲ့တော့စားကျင်နေပြောလို့ပေးလိုက်တာထင်တယ်ဘလို့လဲရွာမနေရအဆင်ပြေရလားဟုတ်ကဲ့ပြေးပါရဲ့ဗျအိမ်ရှိတန်တရားရှိရဲ့စပွဲခုံပေါ်မှာရင်နွေးချမ်းပကံနဲ့တက်ပူးချတူဝဲကြီးနှစ်ယောက်စကားဆက်ပြီးပြောဖြစ်တယ်မင်းတော်နဲ့မင်းနှမတော်ဟိုဘက်ရွာမှာအလူရှိလို့သွားလေရဲ့မနက်ကမိမိကိုလာခေါ်တယ်တော့ကြားတယ်အေးကွမင်းရောကြောင်းဆက်မတက်တော့လားပြိုလေးကလုံးနဲ့ဘွယ်ရပြီးပါပြီပညာရေးနှမျောစရာကြီးကွာတခုခုလုံးမလားကလေးတွေစာပြားဖြစ်ဖြစ်လေရွာမှာဆရာမအင်အားအရန်နေတယ်လေဦးကအကူကြီးတောင်းတာပါပြိုလေးမိမိနဲ့တိုင်ပင်ကြည့်ပါဦးမေဥပဒေအကြောင်းသားကလေးတွေကိုစာတင်ရမှာနည်းနည်းတော့ရှိစီရအေးကွယ်ပြောကြည့်အောင်မို့ဟုတ်ကဲ့အချိန်အတော်ကြာဆက်ထိုင်ပြီးမှပြိုလေးကပြန်ဖို့အတွက်ဦးလေးကိုနှုတ်ဆက်လိုက်တယ်ဒီလောက်ဆိုချန်ဝါကိုဟိုကလေးလည်းပြန်လောက်ရောပေါ့ချန်ဝါကိုပြိုလေးထွက်လာစေမှာမပြန်တဲ့အပြင်ချန်စီကိုတောင်မှမှီပြီးတော့ပြိုလေးကိုကြည့်နေတဲ့တကောက်ကောင်မြင်လိုက်တယ်ပြောတော့ညာကြီးမှာဆိုထားပါလာပြန်ကြမယ်နေပါစီပြိုလေးကိုပါသားပဲခင်ဗျမသိသေးတာပြောပြမယ်ကျုပ်ကထောင်ထွက်လူမိုက်နော်လူတယောက်ကိုတန်မထွက်ပဲတတ်နိုင်တယ်ဗျာဟုတ်တယ်အဲ့အကြောင်းစကားမများပဲခင်ဗျမိဘရဲ့နာမည်နဲ့နေတဲ့နေရကျုပ်ကိုလည်းပြောပြပြိုလေးမပြန်တော့ဘူးဦးလေးတို့အိမ်မှာပဲနေတော့မယ်ဟာဟေးအဲ့လိုမရဘူးလေခြံထဲပြက်ဝင်တော့မယ်ပြိုလေးရဲ့လက်ကိုအတင်းဆွဲလာရလန်းအတိုင်းခေါ်လာတယ်လူပြက်တဲ့နေရာရောက်မှလက်ကိုလွတ်ပေးလာတယ်ပြိုလေးကိုတတ်တော့မှများလားခင်ဗျားနာမည်ဘလို့ခေါ်လဲကျုပ်နာမည်ကမော်ကုန်းမောင်မမမြင့်မောင်လို့ပဲခေါ်ကိုရအောင်လည်းအိတ်ထဲကနှိုက်စားရင်းနဲ့အရှိရရှိရဲ့လူကိုပြောလိုက်တယ်ပြိုလေးတွေ့မှာမိန်းကလေးဆန်လိုက်တာအတမထွက်ပဲတိတ်သွားရင်လူကြောင့်ကိုအိတ်ကိုခါစားရဲပြန်ထိုးထိန်နေစကားကိုဖာထေးရတယ်စိတ်မဆိုးနဲ့နမေဆန်းဆန်းလေးတွေကြုံမကြဘူးလို့ခင်ဗျမိဘတွေအောင်ဦးစိန်တို့နဲ့ဒေါ်ကင်းအေးမိဘရဲ့နာမည်နဲ့ခင်ဗျနာမည်ကလည်းတခြားစီပဲနော်ကျုပ်လေးတူတူပဲပြိုလေးပြန်လို့ရပြီမလားယင်ကျုပ်လိုက်ဖို့ပေးမယ်လာပြိုလေးကိုမိစုလိုက်မယ်အရှိရသွားနော်ကျုပ်ခမကိုလည်းထမ်းသွားစီချင်တာလားမဟုတ်ပါဘူးပါဇက်ပိတ်အရှိရနေတကုတ်ကုတ်သွားနေသူကြောင့်မော်ကုန်းပြုံးလိုက်မိထောင်ထွက်လို့အတီထင်သွားရဲ့ပုံပဲထင်းလေးမတက်နိုင်ဘူးသူ့နေရာနဲ့နာမည်တီးဖို့ချိန်ချောက်လိုက်ရတာအရှိရလိုရက်သွားတဲ့ခြံဝင်းလေးကိုကြည့်လိုက်စင်မှာအပေါင်ဆိုင်လိုရေးထားတယ်ဒါဆိုမျိုးကပြောင်းလာရင်မိသားစုပေါ့ခြံထဲဝင်တော့မဲ့ပြိုလေးတွင်ရဲ့ခုတ်ကအင်ကြီးဆောင်ဆွဲသူအနာပြန်ပို့ပြီးတော့ပြောလိုက်တယ်လမ်းမှာတွေ့ရင်ကျုပ်ကိုခေါ်ရမယ်နော်ဟုတ်ကဲ့နောက်ရက်ခမအိမ်လာခဲ့မယ်ဘာလဲမလာစီချင်တာလားမဟုတ်ပါဘူးအဲ့ဒါဆိုလာစီချင်တယ်ပေါ့မလာစီချင်ပါတယ်ပြိုလေးကခေါင်းခလိုက်မိပြီးတော့ထောက်ထွက်ဆိုတာတတိယမိလို့ခက်မြက်မြက်ခေါင်းပြန်ညှိပြတယ်ဘာပဲဖြစ်ဖြစ်နောက်ကြခေါ်ဖို့ကိစ္စမှမရှိပဲလေ
ပြီးတာပဲဝင်တော့လက်လွတ်လိုက်တာနဲ့အိမ်ထဲကိုတန်းနေအောင်ပြေးဝင်နေသူ့ကိုပြူလေးတွင်အဲ့လောက်တောင်ကြောက်တာလားမြို့မှာဘောတာသွားမနေခင်မှာ3 လအတွင်းအပျော်လေးကြီးရှာသွားဦးမှာပြိုလေးသွင်းကိုစလို့ဂေးဆိုမော်ကုန်းမောင်တို့ရဲရဲကြီးဂေးပြစ်မိပြောဖို့ကောင်းနေနိနောက်တည့်ရောက်တဲ့အထိကိုမော်ကုန်းမောင်လေးလက်ထဲမှာကြံနေရိတ်ခဲ့တဲ့အနှွေးတက်လေးကိုခန်းစားမိစေအိမ်လာခင်းမှာပြစ်တာကြောင့်ပြောလိုက်စဉ်ဟာအလန်တကြားပြစ်သွားတဲ့မျက်နှာလေးကိုအခုဒီမျက်လုံးနဲ့မြင်အောင်မိရဲ့ယောက်ျားလေးဖြစ်ပြီးတော့အဲ့လောက်တောင်ချစ်စရာကောင်းမို့လို့လားလက်ကလေးတွေကလည်းနူးညံ့နေရောအရက်က9 ပေ9 လက်မလောက်ပဲရှိရကြောင်း9 ပေ17 လက်မလောက်ရှိရဲ့မော်ကုန်းနဲ့ရှင်တော့ခေါင်းတစ်လုံးစာလောက်တော့ပူတယ်တယောက်တည်းလက်ကိုကြည့်လိုက်မနေ့ကအကြောင်းပြန်တွေးလိုက်နဲ့ပြုံးစီစီလုံးနေစဉ်အတွင်းအိမ်ကအငယ်မဖြစ်သူဝင်းဝါနေသူရဲ့တငယ်ချင်းမအိမ်ထဲကိုစကားတပြောပြောနဲ့ဝင်လာခဲ့ကြပြီတကားအပေါဝါမှာထိုင်နေတဲ့သူ့ကိုတော့မှတနင်းသွားတော့မတက်လောနေကြတယ်ငါတော့သဘောကျသွားပြီဝင်းဝါရဲ့ဟဲ့ငါဦးထားနော်အကိုပြိုလေးတွင်ရလေးငါတိုက်ပဲနူးနူးဖက်ဖက်နဲ့ကိုရီးယားမင်းသားပုံစံလေးဘာဒီကောင်မလေးတွေအခုမနေ့ကတွေးခဲ့လူချောင်းပြောနေရလားမတိမတာထိုင်နေတဲ့နှစ်ယောက်နာသွားပြီးစကားဆိုင်အငယ်မနေဘဲကပြန်လာလေမျိုးကပြောင်းလာရဲ့ကိုပြူလေးတွင်ကိုလေးသွားချောင်းလာတာနေမင်းကလေးဖြစ်ပြီးရှမ်းမရှိဘူးလားရှမ်းနေသူများနောက်ပါသွားမှာပေါ့သူများမတွေ့ခင်အရင်သွားဦးထားတာနင်းကိုနေမင်းကလေးဆိုတာလေတတိယအောင်အကိုပြူလေးတွင်သာရလို့ရှင်လေမင်းကလေးဖြစ်ပြီးလှုပ်ကြွေးအောင်မအဲ့လိုကဘလောက်ချောနေလို့လဲဟမ်ငါးလောက်တောင်မချောပဲနဲ့ဘာလို့မချောရမှာလဲစီနေရီပဲဟိုကအသားဖူးဖူးနဲ့နူးနူးညံ့ညံ့လေးအကိုကြီးလိုရုပ်ချမ်းကြီးမဟုတ်ဘူးအေးနေတွေ့မယ်အမေနဲ့ကိုတိုင်ပါတိုင်လီတခါတည်းနားဖောက်ပြီးသားဖြစ်သွားတာပေါ့ဒီလိုမျက်နှာကိုလေပြန်မြင်အောင်မိလာခဲ့ပြီမော်ကုန်းအနေနဲ့ပြိုလေးသွင်းကိုလေဘလို့နီးနဲ့မှရောက်ဖမတော်နိုင်အောင်မသက်ကသူ့ခင်မို့ဆိုတော်သည်ဘာဒီတွေးနေရတော့ကွာခေါင်းကိုတစ်ချက်ခါဖြင့်ပြိုလေးသွင်းရှိရဲ့အိမ်ကိုလေခြေလံကျဲတွေနဲ့ရှောက်လာတယ်ကျုံညမလိုဆက်စလူးစိန်ကိုကြိုက်ရေးကြိုက်ကြည့်ခင်ဗျတွေ့မယ်ရွာမှာအပြူတွေဒီလောက်ပေါ်တဲ့ဟောင်းဒီအပေါ်မအောင်တော့လေချမ်းထားပြီးညင်းမာရမယ်မဟုတ်သေးပါဘူးရွာကဘယ်အပြူထဲမှာခင်ဗျနေမလိုက်ဖက်ဘူးဝင်းဝါလိုက်နင်းအကိုကနင်းကိုချစ်တာပဲပုံမှန်ဒီလိုမဟုတ်ပါဘူးဟဲ့အကိုပြိုလေးတွင်ကသူ့တက်ချောတဲ့ပြိုလို့မနာလို့ဖြစ်တာနေမှာပေါ့ဘာပဲဖြစ်ဖြစ်ဟုတ်အကိုကလေချစ်စရာလေးနှစ်ယောက်သာတကိကိရီပြီးပြိုလေးတွင်အနားကိုချင်းကပ်ဖို့တိုင်မြင်နေအကိုပြိုလေးတွင်ကဥက္ကရာရဲ့တူဆိုအေးလေအဲ့တော့မြက်သက်တာနဲ့မောင်နှမဝမ်ခွဲလေငါတို့မြက်လေးကိုအောင်သွယ်ခိုင်းလို့ရတယ်ဟုတ်ပါဒီအကြံမစိုးသူများနဲ့မတွဲမိခင်လေငါတို့အရင်ဥမရမယ်လားအိမ်မှာဖင်ပူအောင်မထိုင်နိုင်မင်းပြိုလေးသွင်းကိုရဖို့အရင်ဝမ်ခွဲညမကိုချင်းကပ်အောင်သွယ်ခိုင်းမှုမြက်သက်တာရဲ့အိမ်ကိုအပြေးလေးသွားကြပြန်နေဖိုးအေးရဲ့ဆိုင်မှာကုန်းရဝင်းစားပြေးရနဲ့ပြိုလေးသွင်းအိမ်ကိုလည်းမော်ကုန်းထွက်လာခဲ့ပြိုလေးသွင်းရဲ့အိမ်နာနီးလာလေမော်ကုန်းမောင်ရဲ့အတွေးတွေကရောက်ရက်ခက်လေမဟုတ်သေးပါဘူးရောက်သွားလို့အဲ့လိုမရှိဘယ်လိုလုပ်လဲခြံရှိကိုရောက်ချိန်မှာမဝင်ရဲဘဲနဲ့လေရောင်ချစာနဲ့လက်နက်ဖက်ကိုချင်းချင်းပုတ်ပြီးဟိုလျှောက်လိုက်ဒီလျှောက်လိုက်လုံနေမိရဲ့အိမ်ထဲကိုတစ်ခါလှမ်းကြည့်မိပြီးမြင်ပြိုလေးသွင်းရဲ့အရေးကိုလည်းမတွေးရအောင်နောက်ဆုံးတစ်ခေါက်လဲကြည့်လိုက်စဉ်အိမ်ထဲမှာဒေါ်ကြီးတယောက်ထွက်လာကြောင်းနီးရအကွယ်မှာအမြန်သွားရက်ပြီးအရေးအခြေကြည့်ပြီးမှအိမ်ကိုပြန်ပြေးလာရတယ်ပြိုလေးသွင်းကိုတွေးကျင်ပြီးမြင်သူ့အမေကိုတော့ကြောက်တယ်လူကြီးတွေကစိတ်တူလွဲကြရမလားမြဲတရာရှိလားကြီးလေးရှိတယ်သမီးအထက်မှာစံပြနေလေရဲ့ဟုတ်သမီးတို့ကိုထဲဝင်သွားမယ်နော်အေးအထဲရောက်တဲ့အခါမှာစပလုံးရွေးနေမြဲတရာအနာနှစ်ယောက်သာမျက်စာပြစ်ပြတိတ်တဆိတ်ကိုထိုင်လိုက်တယ်ဩကဒါရဲ့သမီးဖြစ်တဲ့မြဲတရာမှာမာနမကြီးတက်တဲ့မိန်းကလေးတယောက်ဆိုပါဦးနှစ်ယောက်သာလမ်းမလာလေသလားမဟုတ်ပါဘူးဟဲ့ဟိုဟာလေအကိုပြိုလေးတွေ့နေနေနဲ့ကလေဝမ်းခွဲတွေဆိုအေးလေအကိုကသူ့အဖေကျမကြီးချင်းနေကြောင်မျိုးကပြောင်းလာတာဟဲသူ့ဖေကအချင်းကြီးရမ်းဆိုးလားအချင်းယူပြီးကိုရင်တော့ပျောက်မယ်ထင်တာပဲလူကြီးဆိုတော့တက်ရှောင်ရှောင်ပေါ့ဟဲအကိုပြိုလေးတွေ့ကရီစားမရှိဘူးမဟုတ်လားလာရင်ကိစ္စအခုအကြောင်းလာမေးကြတယ်ပေါ့ဟုတ်တယ်မလားကောင်းမတွေလုံစမ်းမဟဲပြုတ်ပြစားမှာအကိုပြိုလေးတွေ့ကိုလေတော်တော်ဖြစ်နေလို့ပြောပြမယ်နားထောင်သုံးယောက်သာသကောတက်ချက်ပေါ်မှာခေါင်းသုံးလုံးဆိုင်ပြီးစတင်ပြောတယ်အကိုမှရီးစားမရှိဘူးရီးစားတော့မထားဘူးပြောတယ်ဒါဆိုငါတို့ခွင့်ရရှိရပေါ့နောက်ထပ်သတင်းတစ်ခုကလေအကိုကရွာရဲ့အကြောင်းမှာကျောင်းစရာလုပ်မယ်လို့ကြားတယ်နေတို့တူရီတူမတွေကိုကတ်ဖားထားဘာဆိုင်လို့လဲဟဲ့တုံးလိုက်တာဖူးငုံရဲ့နေတို့တူရီတူမကြီးရော
ကျောင်းကိုတွားကြူတာတို့ထမင်းပို့တာလို့လုပ်လို့ရရလေအကွက်ဒီပဲဘာလဲမလုပ်ဘူးလားလုံပါလေဘာလို့မလုပ်ရမှာလဲနင်တို့လေကူညီပြီးပြီဆိုတော့ငါ့ကိုလေပြန်ကူညီကြဟုတ်တယ်အကိုမော်ကုန်းမောင်လေငါနဲ့အောင်သွယ်ပြီအမလီငါ့ကိုနေနေကိုအောင်သွယ်ပေးဖို့ကိစ္စအောင်လေငါတောင်းဝင်သားထားလက်မြတ်တာသုံးယောက်သားကောင်းကြီးဆိုင်ပြီးရီရီမော်မော်နဲ့စပလုံးကောက်ကြတယ်ဝင်းဝလာရဲ့ဘေးမှာကြာနေတဲ့စံစည်းဖြူဖြူတွေကိုတော့မမြင်ကြအောင်စောင့်ထားလျက်တရလုံးအိယာပေါ်မှာဟိုလိမ့်ဒီလိမ့်နေပြိုလေးသွင်းအိမ်ကိုဘလူနီးနဲ့သွားရမလဲစဉ်းစားနေပြီမိခေါင်းနဲ့ဘာမှပေါ်မလာညနေအချိန်ရောက်တဲ့အထိအကျန်းအထွက်မလာသေးဘူးစိတ်ပြက်စရာပဲဒီလူနဲ့တွေ့ရအောင်ဘယ်လိုလုပ်ရပါမလဲအကိုကြီးအမေကထမင်းစားမယ်အခုလာတဲ့လာပြီထမင်းဝိုင်းမှာဟင်းနေထမင်းတွေကိုလည်းစိတ်မရောက်ပဲခေါင်းနဲ့တစ်ခုသာတွေးနေမိပြိုလေးသွင်းကိုတွေ့အောင်ဘာလုပ်ရမလဲစားလို့မကောင်းလားမော်ကုန်းကောင်းပါရဲ့ဗျထမင်းစားရင်မျက်လုံးတောင်မြင်လာရတဲ့ရေနံကြီးတုတ်ထားတဲ့ကြောင်ရီကြောင်ခေါင်းထဲမှာလည်းမီးသီးတစ်ချက်ကလည်းလင်းသွားတယ်ခင်များစီလေကျုပ်လာခဲ့ပြီပြိုလေးသွင်းကြောင်ရီထဲမှာရှိတဲ့ပစ္စည်းတွေကမော်ကုန်းအပိုင်မဟုတ်တာကြောင့်အမေထံမှာခွင်းတောင်းရအောင်မေမပေးရင်တော့ခိုးမှာအမေပြောကြောင်ရီထဲမှာတင်ထားတဲ့ဓာတ်ဟိုးတွေကလည်းမသုံးဘူးလားမသုံးလို့တင်ထားပါဘောဟဲ့ထမင်းစားနေအောင်ပေါက်ပေါက်ရှာရှာမေးတတ်ပါတောင်းကိုတအိုးလောက်ငါအောင်ငင်းရပါလို့မလို့လေသူကိုသူသားလို့ပြောလိုက်တဲ့မော်ကုန်းမောင်ကြောင့်ဒေါငွေခင်ကအမျက်လုံးခက်လှုပ်လို့ဖိုးရီတို့အိမ်မှာလေချက်စရာအိုးမရှိလို့တဲ့ငှားထားလို့ဟုတ်လို့လားဟဲ့ဟုတ်ပါရဲ့ဆိုမေကလေအေးတလုံးယူသွားလိုက်ပြန်တောင်းမနေပါနဲ့ပေးလိုက်တော့သိလားအမေတကယ်ပြောရလားအေးလို့စကားမများနဲ့အယိုးစုလိုက်မယ်မော်ကုန်းမှာစားနေရငါဟင်းဟုတ်အမေပြောတာကိုအတာတကြီးလက်ခံမျောကြောင်အိမ်ကိုသာမျက်စောင်းထိုးမိရဲ့အကြီးဆုံးဓာတ်ဟိုးအတွက်တော့အမြောက်ဝေပေးလိုက်ပါတယ်ညနေဆောင်မိုးချုပ်စားချိန်မှာမော်ကုန်းတယောက်ဓာတ်အိုးတွေကိုတင်ပြိုလေးသွင်းအိမ်ကိုရောက်ချလာပြိုးအိမ်ရှင်တို့ပြိုလေးသွင်းကအိမ်ထဲကဖုန်ကြည့်နေချိန်အပြင်ကခေါ်တဲ့ကြောင်ထွက်ကြည့်လိုက်စဉ်ဓာတ်ဟိုးတစ်လုံးကိုလက်ကဆွဲချက်ဝါးနေအော်ခေါ်နေဟိုနေ့ကတွေ့ခဲ့လူကိုမြင်လိုက်တယ်ဓာတ်ဟိုးလောက်ပေါင်းတာဖြစ်မယ်တင်တယ်မိမိနဲ့ဖေဖေကဦးလေးတို့အိမ်ကိုသွားကြအောင်လို့အိမ်မှာပြိုလေးတယောက်ပဲရှိတယ်လူစိမ်းဖြစ်တဲ့အပြင်ဟိုနေ့ကပြောခဲ့တဲ့ထောင်ထွန်းဆိုရင်စကားကြောင့်ပြိုလေးမှာတကားဖွင့်မပေးရဘူးမတိမတာနဲ့အိမ်နဲ့ပြန်ဝင်ဖို့ပြင်လိုက်တယ်ဟဲ့ပြိုလေးတွင်ဆိုရင်လို့ရှိလို့ရှိရင်လည်းတကားဖွင့်နေဗျာဒီမှာကြုံညောင်းလို့သေးတော့မယ်ရှောင်းမာရဲဆိုနာမည်တက်ပြီးအွန်လိုင်းလူကြောင့်စူပုတ်ပုတ်မျက်နှာနဲ့တကားသွားဖွင့်လိုက်တယ်ခင်ဗျားတို့အပေါင်းဆိုင်ကလာပေါင်တဲ့လူတွေကိုဒီလိုပဲကြိုဆိုရလားမဟုတ်ပါဘူးအဲ့ဒါဆိုကျုပ်တယောက်တည်းကိုပဲဒီလိုဖြစ်နေရပေါ့ဟုတ်တယ်ပါခမရတေးချင်းနေပြီလားဟမ်ကျုပ်ကထောင်ထွက်တော့ကြည့်လို့တခါလာလေဒါနဲ့ပဲချင်းချောင်းနေရမလို့ပြိုလေးနည်းနည်းတော့မြင်ကက်လာတယ်အခုဓာတ်ဟိုးလာပေါင်တာလားမိမိမရှိဘူးမနှဲမလာခဲ့ကျုပ်ကအခုပတ်စံလို့နေရအခုပဲပေါင်ချင်းနေမိပတ်စံထားတဲ့နေရပြိုလေးမသိဘူးအဲဒါကြောင့်ပြိုလေးမှာပတ်စံနည်းနည်းပဲရှိသူများကြီးနေကိုအိမ်ရှင်မခေါ်ပဲမဝင်နဲ့လေပြိုလေးရဲ့စကားစိုးအောင်တော့မဆောင်မင်းဓာတ်ဟိုးလည်းလက်တက်ဖက်နေဆွဲအိမ်ထဲကိုဝင်သွားတဲ့လူကြောင့်အသေးအတန်တားလိုက်ပြီးမမီတော့ဘူးကဲပြိုလေးသွင်းရှေ့ရဲ့ပတ်စံသာပေးပြီးပြန်လွတ်တော့တယောက်တည်းစိတ်တွေကရေးရွတ်ပြီးအနောက်ကပြေးလိုက်တယ်အိမ်ရှိကထိုင်ကုန်ပေါ်မှာတကောင်းသာကြာကြာနာနာထိုင်နေရှေဝေးစကားမပြောချင်တာကြောင့်သူလိုချင်တဲ့ပမာဏကိုသာမေးလိုက်တယ်ကဲဘလောက်ယူမှလဲပြောအိမ်ကနေဒီကိုလဲတန်ဟိုးတွေတိတ်လာရတာမောတယ်ကျုပ်ကိုရေတစ်ခွက်အမြန်ပေးစက်မှာအော်မသူများကြီးလဲလာသေးရဲ့အိမ်ရှင်ကိုလည်းအမိတ်ပေးနေသေးရဲ့ဘာကိစ္စခတ်ပေးရမှာလဲခဏဆောင်မချစ်ပေမဲ့လဲအောက်ကနန်းနဲ့ဟိုကထောင်ထွက်ပြိုလေးကိုသူသာတတ်သွားလို့ရှင်လူတော်တီးလိုက်မှမထင်ဘူးအဲ့တော့သူ့အလိုလိုက်ရုံပဲရော့ရပြီအခုမှပဲရင်းနဲ့အေးသွားတော့တယ်အမြင်ကက်စရာပြုံးနေပြိုလေးကိုလည်းကြည့်ပြီးပြောတယ်ကျုပ်လူချင်းနဲ့ဈေးပြောရမှာလားဟုတ်တယ်တန်ရင်ပြီးမယ်1500ဒီဓာတ်ဟိုးကြီးကြီးကအနည်းဆုံး9000တန်နေဒီလိုယူနေရလားကဲပေးမှလားမပေးဘူးလားပြောဗျာပေးမယ်တပတ်မှလားမရွေးလို့ရှိရင်ပြည့်စည်ဆုံးပြီစည်ရင်စာအုပ်တဲ့နာမည်မှတ်မလို့နာမည်ပြောမောင်ခမမမတ်မိဘူးမလားဟိုနေ့ကကျုပ်နာမည်ပြောလိုက်တယ်လေအဲ့ဒါမှတေးတာပဲထပ်တွေးစရာမလိုတော့ဘူးထင်လို့မတ်ထားလိုက်မိတာလေ
ခံလိုက်စမ်းပြူလေးတွင်ရကဲဗျာပြီးတော့1500လိုချင်လိုက်ရော့တကယ်မောင်လို့မရမှာလားပတ်စံယူပြီးအိမ်တကားဝရောင်းနေသူကိုလှမ်းမိမိမှတ်လိုက်ဒါမှမဟုတ်လေအနာဂတ်သမတ်လူမှတ်ထားပြောပြီးရနေအိမ်ထဲကထွက်သွားသူကြောင့်ပြူလေးမှကြောင်အန်ကြံခဲ့တယ်ခဏအကြာမှအတိတ်ပေကိုစဉ်းစားမိဒီလိုယူနေရလားငါမှညီမလည်းမရှိပဲထုံငွေခင်ကကြောင်အိမ်ထဲကိုဟင်းထိန်နေတန်အိုးရီပြန်ဆေးလိုက်မိစဉ်အကြီးဆုံးတစ်လုံးပြောင်းနေခြင်းကိုတီးလိုက်တယ်ဖိုးရီတို့မှမောင်နှမ2ယောက်သာရှိရကြောင်းတန်အိုးအကြီးကထမင်းချက်ဖို့ကလူအပ်မှာမဟုတ်တာဒါတော့မှစေတနာတွေဘယ်တော့အဲ့လောက်ရှိသွားတာလဲရွာထဲမှာဘသူတည်တည်ကြီးမဆိုင်တဲ့ကောင်လေးဖိုးရီတို့မောင်နှမကိုမှကွက်ပြီးစေတနာတွေကောင်းနေရတယ်လို့မဟုတ်မှဖိုးရီညီမလေးဖူးငုံခင်ကိုများကြိုက်နေသလားတယောက်တည်းခက်တူတူရေရုပ်ပြီးပြုံးစီစီဖြစ်တယ်ဖူးငုံခင်လိုကောင်မလေးနဲ့ရရင်လည်းမစိုးပါဘူးပတ်စံမရှိပေမဲ့စိတ်သဘောထားပြေးသွားတဲ့ကောင်မလေးပုံစံကြောင့်ငွေခင်တို့ကတော့လေလိုရာပုံသွင်းလို့ရတယ်မငွေခင်ဘာတွေပြောနေရလဲမင်းကိုကြည့်နေရကြပြီကြောင်ရင်တကားမပိတ်တက်လို့လားမဟုတ်ပါဘူးတော့ကျုပ်သားချေးရမယ်ကောင်းမလေးတွေ့နေပြီထင်နေတော့တေးကြလို့လားမိမရဟုတ်ပါရဲ့ဆိုရှင်းရလေနောက်မှမေးကြည့်ပါအောင်အင်းပါရှင့်မော်ကုန်းမအောင်လေဖူးငုံခင်းနေတာဆိုလို့ရှိရင်တခါရဲတမ်းမီသဘောတူလိုက်မှာပဲဖိုးရီတို့ဆိုင်ဘက်ကုန်းရဝယ်နဲ့ထွက်လာခြင်းမော်ကုန်းထက်အရင်ရောက်နေနေတဲ့ညမဖြစ်သူဝင်းဝါလိုက်ကြောင်းမျက်ခုံးကိုပင်းလိုက်မိဒီကောင်မလေးဖိုးရီကိုများကြိုက်နေသလားဖိုးရီကျုပ်ကို900 900ဘူး92ဗမာစည်းနဲ့ခဏဆောင်ဖိုးအေးကိုကောင်းတက်ချက်ငိမ့်ပြလိုက်ပြီးအိမ်ဟာအငယ်မဘက်ကိုလှည့်ပြီးပြောတယ်ဝင်းဝါနင်းအိမ်မပြန်ဘူးလားဘလို့ပဲဖြစ်ပါစေအကိုဖြစ်တာကြောင့်လူပြိုရှိနေအိမ်ကိုညမဖြစ်သူရောက်နေအောင်မကြိုက်ဘူးခဏနေပြန်ပါအခုပြန်အမေကိုသွားကူလာအောင်အကုန်ချက်ပြီးနေပြီအကြီးဟာပြန်စုပြန်လိုက်လေရှာရှိရင်တော့နေခြေဆောင်ပြန်သွားရင်ညမလုံးသူကြောင့်အနောက်ကနေကျင်းလိုက်တယ်ပြန်လာတော့ခြေဆောင်သွားသည်ဖနှောင်းနဲ့လိုက်ပေါက်လိုက်ရကဲပါကွာကလေးကိုစူးမနေပါနဲ့ဝင်ပြောတဲ့ဖိုးအေးကိုလည်းကြိုကြည့်ကြည့်ပေးလိုက်တော့ခေါင်းငုံသွားတယ်ဒီနေ့ရောက်တခုခုတော့တခုခုပဲ900ရပြီ900ဒုတ်ကိုယူပြီး100ပါဇက်သေးကိုပြစ်ထည့်ပတ်စံရှာလိုက်တယ်အင်ကြီးအိတ်ထဲက1500တွေ့ရနဲ့900ကိုလည်းဖိုးအေးကိုပြီး1000ကိုပြန်သိမ်းလိုက်တယ်1000အိတ်ထဲထဲနဲ့1500သူ့အိတ်ထဲဘလို့ရောက်လာလဲလို့တွေးမိသွားတယ်ဟာဒါဟိုလူပေးထားရဲ့1500ပဲမဖြစ်ဘူးဘိုးကြီးကျုပ်ကခုန900ပြန်ပေးအောင်အိတ်ထဲတောင်ထည့်ပြီးပြီပြန်ရှာပေးဗျာအဲ့900ရာဇဝင်နေဗျဟေးဟုတ်လားဟုတ်တယ်ဆိုဗျာအခုရှာပေးအိတ်ထဲကိုအသေးတန်ရှာမော်ကုန်းထံပြန်ပေးပါတယ်ရော့ဒီမှာကျုပ်က900 900ဘူးကျွေးမှတ်ထားခြင်းခဏနေဝင်းဝါလာလူရှင်ထည့်ပေးလိုက်မယ်ရတယ်900ကိုခါစားရင်းညံ့ချန်ပီယံထွက်သွားတဲ့မော်ကုန်းကိုကြည့်ညမဖြစ်သူပြောလိုက်တယ်ပတ်စံ900ဘာရာဇဝင်နေရှိနိုင်လို့လဲမပေးခြင်းရအောင်လေဒီကောင်ကကက်စီနဲ့လည်းမဟုတ်သူ့အကြောင်းနဲ့သူရှိမှာပေါ့ကိုရဖုံးငုံခင်အတန်ကြားမှာဖိုးရီတကူစဉ်းစားမိသွားတယ်ဟိုကောင်မော်ကုန်းမောင်ငါညမနေကြိုက်နေရများလားမတင်ကားသလိုဖုံးငုံခင်ဘက်ကိုမျက်လုံးဆွေကြည့်ကိုကြီးဘာကြီးကြည့်နေရလဲညမလေးပတ်စံဖွဲ့မထားအောင်နော်ကိုကြီးစုထားတဲ့စုဘူးတွေကပတ်စံတက်ထောင်စာကနာနဲ့ကိုညှက်ယူထားကြောင်းဖုံးငုံခင်ကမလုံမလဲဖြစ်တယ်တစ်ဖက်မှာဖိုးကြီးကလည်းသူ့တမြင်ချက်မှာမှန်ပြီလို့တည်ယူတယ်ဖူဖူနောက်တက်ကမော်ကုန်းမောင်လာလို့ရှိရင်အိမ်ရှိထွက်မလာနေကြလားဟုတ်ကိုကြီးမော်ကုန်းမောင်စီမှာအကိုကြီးပတ်စံချေးတာလို့ဖူဖူကိုမသိခိုင်းတာလားအဲ့ဒီလိုတလွဲတွေးကြရင်နဲ့ကို့အထင်နဲ့ကိုရှိနေကြတယ်ဒါဗျာပြိုလေးတို့မိသားစု3ယောက်ကလာတာနဲ့ပဲအိမ်ရှိမှာရင်းနှွေးကြမ်းထိုင်တော့တယ်ဖေဖေကတော့စကားနည်းသူဖြစ်တာကြောင့်ပြိုလေးနဲ့မိမိပြောတဲ့စကားကိုသာနားထောင်နေ။ဒါဦးလေးဟာပြောတယ်။ဒါကိုရွာအကြောင်းမှစာပြဖို့စဉ်းစားခိုင်းထားရဆို။ဟုတ်တယ်မိမိ။ဒါပေမဲ့ပြိုလေးကဥပဒေအကြောင်းသားဆိုတော့ကလေးတွေအပေါ်စိတ်ရှိနိုင်မှုနဲ့စာရီပြန်ကြည့်မှရမယ်ထင်တယ်။မိမိကတော့ဒါကိုတင်စီခြင်းနဲ့နောက်ပြီးတော့ရွာမှာကျူရှင်တင်ကြရမျိုးမရှိတော့ဒါကလေးတို့ကျူရှင်တင်လို့ရတယ်လေ။အဲ့ဟာကောင်းနေတာ။ဖေဖေကပါဝင်ထောက်ခံနေ။ကောင်းပြီလေ။ရွာမှာလည်းပြူလေးလုံးနိုင်တဲ့အလုပ်ကရှားတာမလို့ဒါလေးကတော့ပြူလေးနဲ့အကိုက်ညီဆုံးပဲအဲဆိုသားလုံးမယ်လေဦးလေးကိုမိမိပဲပြောပေးပါအောင်မိမိပြောလိုက်ပါမယ်ရှင်ကျူရှင်ရဲ့အတွက်လည်းမပူနဲ့ပစ္စည်းလာပေါင်းနဲ့လေမလုံးတင်ကိုမုတ်ဘိုးပေးပြီးတည်င်းပြန်ခိုင်းလိုက်မယ်ပြူလေးတားရဲ့မိမိကတော့အကွက်ကိုစိတ်နေပါရောလား
ဖေဖေကအပြုံးလေးနဲ့ဝင်ပြောတယ်အမလီစိတ်မှာကျမသားလေးမျက်နှာမငယ်ရမှာပေါ့တော့ဟုတ်ပါပြီကွာဟုတ်ပါပြီဖေဖေနဲ့မိမိကပြိုလေးတီးတက်စာအရွယ်ကလေးကအခုဒီရန်ပြစ်ခြင်းမျိုးမမြင်ဘူးဖေဖေကရန်ကုန်သားမိမိကပဲခူးစာတိပဲခူးသူဖြစ်တဲ့အပြင်ရွာဘက်ကမလို့လဲမိမိရဲ့သားရနေနေညိုပြီးမိရုပ်ရည်ကတော့အပြစ်ပြောစရာမလိုအောင်လေလှတဲ့အမျိုးသမီးဖေဖေကပြိုလေးမျက်နှာကိုမိမိနဲ့တူတာရဲ့လေမိမိရှင်ပြိုလေးကိုလေမိမိတို့ငယ်ငယ်တော့ရီးသားစားဖြစ်တဲ့ပုံစံလေးကိုပြောပြပါလားယင်ရှက်စရာကြီးဒီကလေးဘာတွေမေးနေရလဲဖေဖေပြောပြမယ်သားမေရလေအခုတော့မပြောရဘူးသားမိမိကဖေဖေကိုသူများနောက်ပါသွားမှဆိုလို့လေစားလိုက်ပေးရနေတွဲမိသွားတာသားရေသားဖာနှစ်ယောက်စလုံးမနေ့ကကစုံရွက်ကြော်နေကိုညားပြီသားမက်မိမိရှက်ရဲမိရောလို့တော့မလုံးနဲ့လေဗျာတင်းဒီကလေးမအေးကိုပြန်စောင့်နေကြည့်ဟာအာဘာတရားရည်နေဖေဖေကိုကြည့်ပြီးပြိုလေးနဲ့မိမိပါလိုက်ရည်မိရဲ့ဖေဖေဒီလိုမိရကြပြီမဟုတ်လားမျိုးပြတခါတလေတော့မိုးချက်လုံးပါတယ်ဝင်းဝမှာမနက်ပိုင်းရွာရဲရဈေးရောက်နေအမတန်ဟင်ကျက်စရာတွေသွားဝင်နေဖူးငုံနေစုံနေနေတရင်ကြားပြီလားဝင်းဝဘာတော့ဟဲ့အကိုပြိုလေးတွေ့ရလေဒီနေ့เจ้าကိုသွားလေးလာမှာနောက်ဘက်ကစပြီးတော့เจ้าမှာစာပြတော့မှာတဲ့ဟဲ့အဲ့ဒါငါတို့ဘာလို့ကြောက်မလဲဖူးငုံအကိုပြိုလေးတွေ့ပြင်လာရဲ့လမ်းမှာလေရီးစားစကားသွားပြောကြမလားဝင်းဝနေရလေဒုတိယနေ့ရောက်နေပြီတုံးကြံတော့ငါတို့ဝမ်ကွဲရဲ့ကလေးကိုကြောင်းသွားကြအပိုးလောက်ရတယ်လေအပြင်ကြတော့ကိုပြိုလေးတွေ့နေအတူတူပြန်လို့ရတယ်အမေကောင်မအကြံတွေကောင်းချက်ငါတို့မြေလေးစီသွားအောင်မလားမနေ့ပြန်မသွားကြမယ်ငါအင်ကြီးရွေးလာအောင်မယ်အကိုပြိုလေးသိနေတွေ့ဖို့ငါလည်းရွေးလာအောင်မယ်သွားပြီနော်ကောင်းမကြီးဖြည်းဖြည်းသွားနော်ချော်လဲရင်လေငါအကိုပြိုလေးသိကိုယူလိုက်မှာအချင်းချင်းကိုပြန်လူချင်နေစတာပါအေးလက်တရားရှိရဲ့ငါတို့ကိုကိုင်းနေခုံပေါက်ပြီးအိမ်ထဲဝင်လာတဲ့ညမပြစ်သူကြောင့်မော်ကောကမျက်စိစပင်မွေးတောင်ဆူရတယ်တော်တော်ရွားတဲ့ကောင်မလေးဒါနဲ့ပဲသူကဟိုလူကိုကြိုက်အောင်မာတဲ့ရောင်းမယ်အာကြီးလက်ထဲကငါကပြန်ခုံထွက်လာမယ်လူလိုလန်းလျှောက်အောက်မှာငါ့ကိုတော့မျက်စောင်းထိုးလိုက်သေးတယ်တည်မယ်နော်နေမနဲ့စောစောစီစီမော်ကောမောင်ရဒီဖရေရင်တွေကောင်းကောင်းတောက်ပြစီရောအဖေသမီးကချိုးမှမပြေသူ့ဘာသာမိန်းကလေးတဘာဝဒီလိုပဲလေမင်းကအဖေသမီးကဘယ်နာမိန်းကလေးနဲ့တူလို့လဲဝင်းရင်လေထမိန်မဟုတ်ဘူးဘောင်းမီပွားပွားရင်အင်ကြီးပွားပွားရင်နေရီလိုက်ရင်လေရွာထိတ်နေရွာဆုံးကိုကြားရတယ်ထမင်းရောဟင်းရောချက်လိုက်လို့ရှိရင်လေလွှတ်ပြရတာကြည့်မင်းရောဘာသုံးကြလို့လဲ10တန်းတော့အောင်လို့လားကျုပ်ကမဖြေခြင်းလို့ဖြေရင်အောင်တာကြားနေပြီတော်စမ်းပါကွာသူ့ဘာသာနေရဲ့ကလေးကိုလိုက်ပြီးအပြစ်ပြောနေဘယ်နာမှမကလေးတော့အဖေသမီးကသူများသားကိုပိုးတက်နေဘလို့ဘသူ့ကိုပိုးနေလို့လဲကွာရွာရဲကအပေါင်ဆိုင်ပိုင်ရှင်းရဲ့သားပြိုလေးတွင်ကိုပိုးနေရကြိုပြောထားအောင်မေပြိုလေးတွင်တော့သဘောတူရနေပါဦးမင်းကဘာလို့သဘောမတူရကျုပ်ပိုးမလို့ဘလို့ဒါတော့မောင်စကားကြောင့်လေတောင်းနေရင်နှွေးတော်မှာပါဇက်တွေကပြန်ထွက်သွားတယ်မျိုးကပြောင်းလာတဲ့ဒေါခင်အေးရဲ့သားပြိုလေးတွင်ကိုကျုပ်ပိုးမလို့ဗျာအဖေကလည်းအမေကြားရင်ပြောခဲ့အောင်မေမင်းဟာယောက်ျားချင်းချင်းကွာငါသားရပြိုလေးတွင်ဟာကျုပ်မျက်လုံးနဲ့ရောမိန်းကလေးတက်တောင်ပိုလာသေးအဖေသမီးနဲ့ဆိုရင်တခြားစီအေးကြိုက်တယ်လို့မငွေခင်တီးလို့ရှိရင်တော့လေအဖေမပါဘူးသားရင်မင်းအမေရဲ့လော့စပီကာကြီးလေအဖေတော့ကြောက်တယ်ပြိုလေးတွင်ကိုလိုက်အောင်မှာပါအဝေးလို့တည်းအေးငင်းခံရပါစီကွာနော်သူကျုပ်ကိုမငင်းရပါဘူးပြိုလေးတွင်ဟာငင်းရင်ငင်းကြည့်ခင်ဗျားကိုလှဲတင်ပြီးခိုးပြေးပြမယ်ကျောင်းမတက်ခင်3လအတွင်းမှာပြိုလေးတွင်ချီကိုမရလို့ရှိရင်တော့မော်ကုန်းမောင်တို့ကုန်းဖြတ်ပြမယ်ကွာအခုတော့လေစုံစမ်းထားတဲ့ပြိုလေးတွင်ရှိရဲ့စာတင်ကျောင်းဒါကသားတင်ရမင်းအခန်းရွာကျောင်းလေးကတော့မူလာတန်းလို့ပြစ်တာကြောင့်9တန်းထိတာရှိပြိုလေးကတော့အခုမှစာတင်ခြင်းပြစ်တာကြောင့်3တန်းနဲ့4တန်းဟိုသာမျှတင်မှုအချိန်ယူလိုက်တယ်ကိုကကျောင်းဆရာစေမဟုတ်တဲ့အတွက်တင်ရိုးစာကိုဘာညာလေးမရှိလို့လေဥက္ကဋ္ဌပြစ်တယ်ဦးလေးရတာအကုန်တောင်းဝင်ယူပေးရတယ်ရွာရှိရဲ့ဆရာမတွေကပြိုလေးအပါဝင်6ယောက်ရှိတယ်ရွာမှာ10တန်းအောင်တဲ့လူတချို့ကလည်းအားရင်အားတယ်လို့လာတင်ပေးခြင်းကြောင့်အစဉ်ပြေရလို့ပြောကြတယ်ဟုတ်ကဲ့ဦးလေးတောင်းဦးလေးကျောင်းအုပ်က3တန်းကိုအတန်းမိုင်ဖြစ်နေပြီးမယ်ပြောတယ်တားသဘောရော3တန်းဆိုရင်တော့အစဉ်ပြေပါတယ်ဗျအေးကျန်တာကကျောင်းဆရာမကြီးနဲ့ဆက်ပြောကွာဟုတ်ကဲ့ကျောင်းဆရာမကြီးမှာမိမိတို့ထက်အသက်ကြီးရဲ့
ဒါကြောင့်ပြိုလေးကိုသားလို့သာခေါ်တယ်လားသားဆီယာမစာအုပ်တွေပြီးမယ်ဟုတ်ကဲ့နောက်လာကြရင်ကျောင်းဆရာအတိတ်တယောက်တော့ရောက်လာလိမ့်မယ်အဲကြရင်တော့သားက၄တန်းကိုကင်စရာမလိုတော့ပါဘူးဟုတ်ကဲ့ဗျဒါကဒီကျောင်းရဲ့တင်ရိုးစာအုပ်တွေသားနားမလဲရရှင်ပြောလို့ရရင်နော်ဟုတ်ကဲ့ပြောပါမယ်ဗျအေးကွယ်အခုမှပဲဆီယာမကြီးနဲ့အသက်ရှူချောင်းတော့ရဲ့မဟုတ်ရင်စာရီကလိုရမရောက်ဘူးဖြစ်နေတာပြူလေးလည်းလူကြီးနဲ့စကားတိတ်မပြောတတ်တာကြောင့်ဆီယာမကြီးပြောသမျှနားထောင်ပြီးအိမ်ပြန်လာခဲ့တယ်ဟဲ့အရှိရလို့ရအောင်ခမညာဒါဟိုတနေ့ဟာအိမ်ကိုတန်အိုးလှပေါင်နေလူရဲ့အတန်မဟုတ်လားနောက်လည်းမကြည့်ရတော့ဒီလူအတန်မှန်နဲ့တိတာတယ်ဘာရီရှုံအောင်လဲတော့မသိဘူးစိတ်ညစ်ပါတယ်ရှောင်းပါတယ်ဆိုဒဲလာတိုးနေပြိုလေးနောက်လဲကြီးလိုက်စင်မှပြိုလေးထပ်မှတလန်းချင်းရှောင်းလာတဲ့ဒီလူကိုမြင်လိုက်တယ်ခမညာဘာလို့အဲ့လောက်ကြာနေရလဲကျုပ်ဆောင်နေရရမ်းကြာနေဟမ်ပြိုလေးလည်းမဆောင်ခိုင်းမိပဲနဲ့ဘာလို့ဒီလိုပြောရလဲပြိုလေးမဆောင်ခိုင်းထားမိပါဘူးကျုပ်ဘာသာစောင့်နာတော့မရဘူးလားရပါရဲ့အတလူကြီးလားအော်နေဒီလူကတော့ခမကကျူရှင်တင်မယ်ဆိုဟုတ်တယ်ကျုပ်လာတက်လို့ရလားဗျာထောင်တွက်ဆို तू ကကြောင်တက်နေသေးရလားခနာကိုပုံစံကြီးရတာပြိုလေးထထောင်ကြီးမဲ့ပုံကျုပ်လာတက်လို့ရလားလို့ပြေဗျာစိတ်မရှိဘူးပြိုလေးကကလေးပဲတင်မှာကျုပ်လည်းကလေးပဲမင်းရွယ်ကကလေးမဟုတ်တော့ဘူးမင်းတို့အရွယ်ရိုးလဲစမသိဘူးစကားဆက်မှာဆိုလို့ခက်ပြက်ပြက်ပဲပြန်ပြောလိုက်တယ်ခမမသိဘူးလားကောင်းပြီလေကျုပ်စောင်းမဝဲမဖြေတော့ပါရင်ကျုပ်က10ရန်ចောင်းသားအစတော့ခမသိမိရင်စကြိုးစားမလို့ပဲဒါပေမဲ့အခုခမကမသိပြီးတော့ကျုပ်မဖြေတော့ပြိုလေးကចောင်းစရာမဟုတ်တဲ့အတွက်10ရန်စာကိုသိမှုမနိုင်ဘူးကျုပ်အကုန်တက်တယ်ခမလောရမှာကျုပ်မရတာဖြေပေးရုံပဲတလားပဲဗျာခမအဆင်မပြေဘူးလားအဲ့လောက်တက်နေကို့ဘာသာကြပါလားပြိုလေးမသိဘူးကျုပ်ဘလို့လုံးမသိမိမှလဲကွာမော်ကောကစိတ်ရှုပ်ရှုပ်နဲ့ပုံသွင်းထားတဲ့စပင်းတွေကိုထိုးပါတယ်ဒီလိုအရန်ပြောရခက်တာပဲကျုံနေရမှာချိုးတွေပြင်ပေးရမယ်ပြိုလေးဘလို့နီးနဲ့မှမတင်ပေးနိုင်ဘူးနော်အနောက်ကိုလည်းစမ်းလိုက်လာနေတော့ပြိုလေးအိမ်ကိုကောင်းကောင်းပြန်မရသည်ပြန်တော့မဲ့ပြိုလေးလက်မအောင်လည်းအတင်းကိုလမ်းဆွဲလာတယ်နေပါဦးခမရကိုကျုပ်ကနှောက်ရက်နေလို့လားအခုမီးလိုက်ရင်းနေရပဲလေပြိုလေးလက်ကိုလွတ်ပါအတင်းရန်ထောင်နေရဲ့လို့စိတ်ရှိတိုင်းလှုပ်ပြက်လိုက်လို့ရှင်တော့မကောင်းရှင်အောင်မေမလွတ်ဘူးဗျာခမကျုပ်ကိုတင်ပေးမှလားမတင်ပေးဘူးလားရုတ်တီကြီးနဲ့အတန်ကတော့ကြောက်စရာကောင်းအောင်ပြောလာရဲ့ရှိရလူကြောင့်ပြိုလေးနေနေတော့ကြောက်စိတ်ဝင်လာတယ်အဲ့ဟာတက်ပြိုလေးလက်ကိုခုတီလို့မပေးသေးဘူးကြောက်ပေမဲ့လည်းရေရှည်ကိုကြည့်ရသေးရဲ့အမေမော်ကောမှာသူ့ကိုတရေတကောင်တွေ့တယ်လို့လန့်နေရဲ့အရှိဟာအတင်းယုံပြေးချင်နေလို့အမြင်ကက်ကက်နဲ့အနာဆွဲကက်လိုက်တော့ခန္ဓာကိုယ်တီးတီးလေးကမော်ကုန်းဘက်ကိုစွိကနေပါလာတယ်ယောက်ျားလေးဖြစ်ပြီးတော့ဘာလို့ဒီလောက်နူးညံ့နေတာလဲပြိုလေးတွင်ခမရတော့ဗျာခမဘာလို့အရန်ခေါင်းမနေရလဲခမကောင်ကနေတန်နေလို့တာလားပြိုလေးကယောက်ျားလေးတယောက်ပါဒီလိုတွေထိကဘာကြီးလာမလုံးနဲ့ပြိုလေးမကြိုက်ဘူးလို့မလွတ်တော့ဘာဖြစ်ချင်မော်ကုန်းစကားမဆုံးသေးခင်မှာပြိုလေးသူ့ရဲ့ခြေထောက်တီးတီးလေးကမော်ကုန်းရဲ့ခြေထောက်ပေါ်အားနဲ့ဖိနေလာကြောင်းရုတ်တရက်အငိုင်းမိပြီးလက်ထဲကလူကိုလှုပ်ပေးလိုက်မိလူတကူလုံးအားဒီခြေထောက်ပြီးစီနေမှလာစုနေရလားပဲခင်ဗျကျုပ်ကိုနေနေဟုတ်လားနေတော့ဘာဖြစ်လဲမင်းကပြိုလေးမကြိုက်တာကိုဇိုးလုံတာပြောချင်ဟာပြောပြီးရနဲ့အနောက်ကလူကိုလှည့်မဲ့ကြည့်ပြီးတုတ်ချီတင်းပြီးပြိုလေးကလမ်းကိုခက်မြင်မြင်ရှောက်လာတယ်ဟာအဲ့လိုခင်ဗျနောက်တစ်ခါတွေ့ရင်မလွယ်ဘူးမအနောက်ကအော်တန်ကြားပြီးမြင်ပြိုလေးလည်းမကြည့်ဘူးနောက်တစ်ခါစုံရင်းနဲ့နောက်တစ်ခါဆိုတာလုံးဝမရှိဘူးမော်ကောမောင်ဆိုရင်ကောင်းကြီးပြိုလေးအိမ်ပြန်ရောက်ချိန်အိမ်ရှိမှကလေးမိဘတချို့နဲ့ကလေးတွေပါရောက်နေရအောင်တွေ့မေသားပြန်လာပြီလာထိုင်ဒါကသားစီကျူရှင်လာအဲ့ကြတာလေဟိုဘယ်နဲ့တန်းနေလဲမသိဘူးပြိုလေးကငါးတန်းမေးတင်ပါပါအတော်ပဲသားကြီးအကုန်ငါးတန်းနေကြီးပဲအဲ့ဆိုမေဘေပဲကြီးစီစဉ်လိုက်တော့လေပြိုလေးရေချိုးမယ်လူကြီးနဲ့တိတ်အယောတဝင်မရှိရကြောင်းအကုန်လုံးကိုပြုံးပြရေချိုးဖို့အိမ်အနောက်ကိုလေးထွက်လာတယ်ကျန်တဲ့အရာတွေကိုမိမိကြည့်ရှင်းလိုက်မယ်ကျောင်းမှာ3တန်း4တန်းကလေးတွေကိုတင်ပေးရပြီမြင်ကျူရှင်မှာတော့9တန်းကလေးပဲတင်ပေးဖြစ်တယ်အတန်နဲ့ကြည့်ရောပြောရလွယ်မလားဆိုရင်တွေးလိနေပြိုလေးတွင်ကတန်နှင်းခံထားရတဲ့ခြေတော့တစ်ဖက်မှာဖက်နှက်ရလေးကြံ့နေခဲ့တယ်ပြန်ချစ်တာမချစ်တာနောက်ထားအမတ်တရားအနေနဲ့ဖက်နှက်ရမှာမော်ကုန်းရဲ့ခြေတော့ပေါ်မှာရှိနေပြီပဲချမ်ပါဝါကိုပဲရောက်သည်အိမ်ထဲမှာငှက်ဆိုးထိုးတန်ကြားနေရတယ်
အမေတို့ဝင်းဝါလိုက်အောင်ကိုဝင်ဆောင်နေခြင်းရွာဦးစီတီကပထန်းရွတ်တဲ့လော့စပီကာကြီးကိုများအိမ်မက်မက်ခဲ့သလားပဲအစားကတော့ညီမလေးတယောက်တည်းရှိရမလို့ကြည့်ရပြီမေအခုပြိုလေးသွင်းကိုသူနဲ့ပြန်လူးကျင်နေတဲ့အခြေအနေမလို့မော်ကောကမျက်လုံးနဲ့တော့ဝင်းဝါဘာလုံးလို့မြင်ကက်စရာကောင်းလို့နေရကြပြီအိမ်မှာဈေးတွေရှိရဲ့တောက်လေဈေးမတောက်တတ်အောင်နဲ့လက်မပေါအောင်လားကိုင်းတော့သူများတချင်းစုံနေအောင်မဖြတ်နဲ့ဆိုရင်လေမိန်းကလေးပြီးသားသားဆိုလေဘာဖြစ်လဲသူများပဲလိုက်ပြောနေအောင်ဟုတ်ဒါနဲ့လေကိုကြီးရုတ်တရက်ထားကြည့်လိုက်ညီမပြစ်သူကြောင့်ကြက်တီးတောင်မှထားမိသွားတယ်ဘာလဲဩကရရဲ့သမီးလေးမြတ်တရာချောလာရင်ချောသားပဲပြိုလေးတွေ့တော့မမီဘူးပေါ့အဲ့တော့သဘောကျလားဘာလားဟာဒီကောင်မလေးလူပြိုလေးရှိအပြိုလေးအကြောင်းလားပြောတော့နည်းနည်းတော့ရှက်တာပေါ့မကြပါဘူးနည်းနည်းလေးတော့မကြောက်လားအေးတရာနဲ့တွင်လေအဖေရဲ့ဒန်ဟိုလေဖူးငုံခင်တို့မောင်နှမအောင်မပေးဘူးဆိုတာပြန်မပြောအောင်မနေရပဲတိုင်ပြောရမယ်ရှိသည်နေလေလေဟိုပြိုလေးတွင်ဆိုရလို့လိုက်ပိုးနေအောင်တိုင်ပြောမှာအဲ့ဒါဆိုတည်တည်ပဲပြန်မပြောကြည့်ရတာပဲနှစ်ယောက်သာပြောနေနဲ့ဘလို့အပေးယူတဲသွားလဲတော့မသိဘူးဒေါ်ငွေခင်တို့တော့တားဖ3ယောက်လုံးကကြောက်ရတယ်ရိုက်တာထက်ပါဇက်ကလေပေါ့စီပြောတာပူကြောက်တာညနေရဲ့ချိန်တွေမှာမြတ်တရာဦးဆောင်ပြီးဖုံးငုံခင်နဲ့ဝင်းဝါလိုက်ပါအတူပြိုလေးသွင်းတို့အိမ်ကိုချီတက်လာတယ်အခုပြိုလေးသွင်းရေတရာတို့လာတယ်အတော်ပြေးသူကိုခေါ်လို့ရပါရဲ့နဲ့ပြိုလေးသွင်းနာမည်ကိုသာအော်ခေါ်ပြီးဝင်လာတယ်အပြိုလေး3ယောက်နဲ့တို့ကလေး3ယောက်လည်းပါလာတယ်လာထိုင်နေညီမတို့အခုလက်ဖက်တုတ်သွားယူလာအောင်မေဟုတ်ဟိုဟာအခုပြိုလေးသွင်းကိုယ်တိုင်တုတ်ပြီးမှလာရင်ဟုတ်တယ်ဗျဘာဖြစ်လို့လဲပြိုလေးကောင်းကောင်းတုတ်တတ်ပါတယ်မဟုတ်ပါဘူးအခုပြိုလေးတွင်တုတ်တာစားရမယ်ဆိုတော့ပြောလို့ပြိုလေးလည်းမြတ်တတာနဲ့အတူပါလာတဲ့ကောင်မလေးကိုရှက်ပြုံးလေးနဲ့တုံ့ပြန်ပြီးတော့မိဖို့ကြောင့်လေးကိုဝင်လာလိုက်တယ်အိမ်မှာမမီရောဖေဖေရောမရှိရကြောင်းဒီကလေးမ3ယောက်မှစကားပြောဖို့ရှိမှာမဟုတ်ဘူးကောင်မလေးမျက်နှာပေါက်ကတော့ဟိုလူစိုးကောင်လေးတော့မှခက်စင်စင်လို့လေပါမဆိုင်ညာမဆိုင်တွေးမိသေးဝင်းဝါအိမ်တွေလေးပါလေးစင်အောင်မထိန်နိုင်ပါဘူးအခုပြိုလေးတွင်တုတ်ကျွေးရအောင်စားရမှာစားတာလေစားတာပေါ့ဟဲ့မင်းကလေးလေမင်းကလေးကနေစပြီးတော့ဇလန်းစားရအများကြီးမယုံရင်ငါနဲ့အခုပြိုလေးတွင်ကိုကြည့်ငါဇလန်းစားလိုက်ပြီးအခုပြိုလေးတွင်ကိုလိုက်ပြမယ်ကြားဖူးငုံခင်ကညင်တယ်လို့ဝင်းဝါပါလေပြိုလေးတွင်ဝင်သွားတဲ့မိဖို့တွေကိုသာလှမ်းကြည့်နေတာအောက်ကကလေး3ယောက်မှတော့ကြောင်တောင်လေးဖြစ်တိတ်မကြလိုက်ပါဘူးပြိုလေးကပကံတစ်ခုယူပြီးဝင်လာတယ်မေမေလဲရလာတော့မကောင်းမေမေလေးပြိုလေးလဲရလည်းမစိုးလောက်ဘူးမှန်းဝင်းဝါစားကြည့်အောင်မေအိုးချောလိုက်တာဗျာပြိုလေးနဲ့အတူကြံ2ယောက်ပါကြောင်အသွားတယ်လက်ဖက်ကချောလို့လားလက်ဖက်ကကောင်းနေပြောတာပါလဲဟာကောင်းနေဟုတ်ကောင်းရင်စားလေကိုရင်ထက်တော့ပြီမေအမလီအဲ့ဒါဆိုဝင်းဝါတို့ကအကြိုက်ပဲတငယ်ချင်းလို့သူရင်ရီလာမြောင်းပြီးရက်ွက်တီကြောင်ကြားဖူးငုံခင်ပါမနေတာတော့အရန်စားပြီးဘိုင်းအောင်နေမယ်နော်ရတယ်အိမ်မှာစီးရှိတယ်အော်အေးအရှိကနေပျော်တက်ပုံပေါ်ရင်ကလေး3ယောက်ပုံကိုကြည့်ပြီးပြိုလေးပါပြုံးလိုက်မြည်ပြိုလေးတော့တငယ်ချင်း1ယောက်သေးတာရှိခဲ့ပြီသူကလည်းအနေအေးခဲ့ပြီရီးစားပါရှိရောပြိုလေးနဲ့အရန်မရင်းနေဘူးအရေးအကြောင်းရှိမှသာစကားပြောဖြစ်တယ်ရန်ကုန်မှာဆိုဖုန်းနဲ့ပြောဖြစ်ပြီးမြင်အခုနေရရွာခေါင်းနဲ့အပြင်ဖုန်းလိုင်းနဲ့မမိဘူးအားကြောင့်ရန်ကုန်ကပြန်ရောက်ကြရပါလာတဲ့ဖုန်းလေးမှာတစ်တာရင်ဟိုးအောင်ဆုံးမှရှိနေတာအခုထိပဲမလားဟဲ့ဖူးငုံဘာဖြစ်တာလဲဝင်းဝါလမ်းလိုက်တာအခုပြိုလေးတွင်ပြုံးလိုက်တာချစ်စရာလေးနေအိမ်မြန်တော့တွားအတင်းနေလို့ပြီးရိုက်နေတဲ့ဖူးငုံခင်ရဲ့လက်ကိုဝင်းဝါပြန်ဆွဲပြီးသူ့လက်ကြားထဲထည့်ထားလိုက်ပြီးပြောတယ်โอเคမပြောတော့ဘူးခဲ့ပါရံမဖြည့်ကြနဲ့ငါ့ကိုရှက်သွားပါအောင်မေရပါတယ်ညီမရဲ့လွယ်လွယ်လတ်လတ်နေကြပါအကိုပြိုလေးတွင်လို့ခေါ်ရတာနာမည်ရှိရဲ့အကိုလို့ပဲခေါ်မယ်နော်ဘာလို့လာစိတ်နေရလဲဟာနားရဲ့တူတိတ်နှစ်ယောက်သာခေါင်းကြီးဆိုင်နေရဖူးငုံခင်နဲ့ဝင်းဝါဖူးငုံခင်ရဲ့လက်ကဝင်းဝါရဲ့ပေါင်တန်ပေါ်မှာမလွတ်တန်စိတ်ထားတယ်အကိုပြိုလေးတွင်ပဲကောင်းပါတယ်တရာတို့ကလေးတွေကျူရှင်လာအပ်တာရင်အရှိကကောင်းမလေး3ယောက်ကိုကြည့်ပြီးတော့ပြိုလေးမှာဘာပြောရမှန်းမသိဘူးမြတ်တရာစကားစားလာတော့မှတုံ့ပြန်နိုင်တယ်ပြိုလေးက9တန်းမဲ့တင်တာကလေးတွေက9တန်းလားဟုတ်တယ်ဒါတရာတို့တူလေးလေဟုတ်ပြီဒါဆိုကျူရှင်လာကားရောဘယ်လောက်ပေးရမလဲရှင်တစ်ချိန်လုံးနှုတ်ဆိတ်နေရင်ဖူးငုံခင်မှာထားပြီးတော့ပြောတယ်တယောက်ကို9000ပါဗျ
3 လစာကြိုပေးမယ်နော်ကိုပြိုလေးသွင်းသူတို့စာမရရင်လေရိုက်လိုက်လေစိတ်မစိုးသေးလားဟုတ်ကဲ့ပါဗျအိမ်နောက်မှာ3 ယောက်သားကလေးတွေထားပြီးပြန်လာတယ်ဝင်းဝါနေလေတော်တော်ခဲတာပဲကဲလို့ပဲအကိုပြိုလေးသွင်းလေငါ့ကိုတတိထားမိနေလောက်ပြီအခြားနေနဲ့လေရင်းနေအောင်လုံးငါဆိုပြောဖို့ကြီးပဲငါ့ဘောင်စိတ်ထားရလေအကျွေးမှတ်ထားနော်နေတွေ့မယ်ငါနေကိုသူများအမြင်ကပ်မှဆိုလို့စိတ်ချင်လို့စိတ်တွေထင်းနေရလားအမလီငါကပဲကျေးဇူးတင်ရမလို့နေကျေးဇူးတင်လိုက်ပြီတော်ပြီဟဲ့နေတို့နှစ်ယောက်ကလည်းတတ်လိုက်ကြတာအိမ်သားရောက်ပြီဆိုငါသွားပြီနောက်မှတွေ့မယ်မြတ်တရခြံထဲဝင်သွားနဲ့နှစ်ယောက်မှနေရန်ထားတတ်ပြီးပြန်တဲ့သွားတယ်အသက်တရက်ပဲကွာကြတဲ့ကောင်မလေးနှစ်ယောက်ပြက်တာကြောင့်ရွယ်တူလိုဖြစ်နေပြီးတော့မြတ်တရထပ်ပို့ပြီးရင်းနေကြတယ်မော်ကုန်းမှာမနေ့ပြန်မျိုးကိုသွားပြီးတော့ဘော်ဒါနေတော့ဒီနေ့သာထပ်ပြီးကြရင်တော့လေကျမအဆက်ကွဲရပါတော့မယ်ရှင်အမေကခါတိုင်းနေ့တည်းလေကျုပ်ကအောင်ရင်းထွက်ပြီးတော့3 လနေမှတက်တာအေးအဲ့လိုတက်လို့ကြတာလေဒီနေ့တော့အောင်မဖြစ်မယ်နော်သွားတက်မတက်ဘူးဗျာမတက်ရင်ထမင်းကျွေးဦးဟဲ့ရတယ်မကျွေးနဲ့လေဘင်းကဆွဲကျုံးနဲ့လက်ကလက်စုပ်လေးသွားပေါင်စားလို့ရချွတ်အခုချွတ်ငါပြင်စီအမေကလေဗျာကျုပ်မတက်ချင်နေပါဘူးဆိုသားလေးဒီနေ့တက်လို့အောင်ရင်လေအမေသားလို့ကျင်တာကိုကုန်ဝယ်ပေးမယ်ဘလို့လဲ6ပြောလို့မှမရတော့လေချော်ပြောရတယ်လူငယ်တွေကအချောကြိုက်ကြရင်မလားအမေတကယ်ပြောရလားတကယ်ပြောတာပေါ့သားတက်မယ်မလားအပေးယူတော့ရှိရင်အပေးယူဟုတ်တယ်ကဲပြောအမေကဘာပေးရမှာလဲကောင်မလေးလိုက်တောင်းပေးရမှာလားအဲ့လောက်ကြီးတီတော့မဟုတ်သေးပါဘူးဗျာကျုပ်ကလေပြိုလေးသွင်းဆိုရလူစီမှာစာတင်ပေးဖို့ပြောပေးရုံပဲဘောရာသွားထားမှာပါဆိုဘလို့တော့ရွာမှာတင်ကျင်နေရလေအမေကလေဗျာတလပဲတင်မှာပြီးရနေကျုပ်ចောင်းသွားတက်မယ်အောင်စီရမယ်စိတ်ချပြိုလေးသွင်းစီမှာတလတင်ပြီးလို့ရှင်သွားရမယ်နော်ယောက်ျားဂတိဗျာအာဆိုအခုပဲသွားကြမယ်လားဒေါငွေခင်မှာမော်ကုန်းမကိုခေါ်ပြီးတော့အိမ်ပြေထွက်ဖို့ဟန်ပြင်လိုက်ပြီမြေပါတော့မှနေရရွှေ့မလောင်ဘာဖြစ်ရပြန်ပြီလဲဆိုရင်အကြီးနဲ့ကိုကြည့်ပေးလိုက်စဉ်မော်ကုန်းထံဟာရှက်ပြုံးနေပြန်လာတယ်နေုံလေးမေကျုပ်ရေချိုးပြီးတော့နင်းနေပါပြင်ကျင်သေးရဲ့လေရွာရဲဘေးဟာဘာပြင်ကျင်သေးလို့လဲနေရအမေမသိပါဘူးဗျာကျုပ်ရေချိုးပြီးမှသွားမယ်ပြောပြီးရနေအိမ်အနောက်ကိုသွားရေချိုးနေတဲ့သားတော်မောင်ကြည့်ရင်ဒေါငွေခင်ပြုံးလိုက်မိဖူးငုံခင်တို့အိမ်ကိုဖြတ်ပြီးသွားမှာဆိုတတရရလေးဝဲသွားခြင်းနေထင်ပါအကြာကြီးအိမ်ရှိမှထိုင်ဆောင်နေရကြောင်းဒေါငွေခင်မှာမျက်လုံးမေးစင်းလာတယ်တနာယောက်ကြားရဲ့အထီကိုမော်ကုန်းမှာဘလို့ရေချိုးနေရလဲမသွားခြင်းလို့တမင်ညင်းစင်းနေရလားမော်ကုန်းမှာမပြီးသေးဘူးလားဟဲ့လာပြီဗျာလာပြီအိမ်ရှိထွက်လာတဲ့မော်ကုန်းမှာဒေါငွေခင်ကြီးလိုက်စဉ်စပီကိုလည်းဘေးခွဲဖိထားအုံးစီကိုရွှဲနေအောင်လိမ့်ထားအင်ကြီးကော်လန်လေးကိုဆွဲကြိုးထဲဝစ်ထားပြီးပစိုးတော့ဝစ်ထားရတယ်တိတိတက်တက်မော်ကုန်းမှာနေရေမွေးတွေတပလင်းလုံးကုန်အောင်စော့လာလားဗျာအော်တလို့အမေဖြစ်သူကိုကြည့်လိုက်ပြီးမော်ကုန်းသူ့ကိုယ်သူပြန်နှံကြည့်လိုက်ပြီးမြဲအရန်လေးမွေးမနေပါဘူးပလင်းတဝက်လောက်နေပါစော့လာတော့မမွေးဘူးထက်စုပ်ဖို့လူနေသေးလားမသိဘူးအမလီမော်ကုန်းမောင်ရင်ငါမူးလဲတော့မယ်တော့အင်ကြီးထပ်ပြီးလဲလာခဲ့ဆိုတိုင်းလူကအနံမြပြီမင်းအနာကလူကတော့မူးတော့မလို့ပဲအမေကလည်းမွေးပါရင်မလဲဘူးဒါနဲ့ပဲသွားမယ်ဟဲ့လဲခဲ့ဒီအတိုင်းဆိုနေအနံကြောင့်လေတရွာလုံးမွေးနေတော့မယ်မွေးပါစီဗျာဒါကစ်တိုင်းပဲအမလီမော်ကုန်းမောင်ရင်ငါတော့နေတို့စက်တိုင်ကိုလေလိုက်ကိုမမီတော့ရွာရဲပဲသွားမေးဟာကိုပြင်လို့ကိုမပြီးတော့အရှိကမိခင်သွားရဲ့နောက်ကိုမော်ကုန်းကခမ်းမြူးမြူးလိုက်လာတယ်ပြိုလေးသွင်းကြီးခမရလေအေးစီပြောမြင်ရမှာတော့မိဘအချိန်ဝါနဲ့မားရတော့မှာပြီရွာတရွာရဲ့မျက်နှာဖုံးတတိတွေကိုဘယ်တော့ငင်းနိုင်မှာလဲခမရအမေဒေါခင်အေးကိုလေလွန်ဆန်နိုင်တော့ငင်းမော်ဗျာမော်ကုန်းအနာကဖြတ်သွားရဲ့လူတွေမှာရေမွေးနှမ်းကြောင့်လေထူးဆန်းသလိုကြီးနေကြတယ်ဒေါငွေခင်မလားသားတော်မောင်နေဘဲသွားမလို့လေရွာရဲရရှိရဲ့ဦးလေးတယောက်ကစကားရက်ပြောနေရကြောင်းပြိုလေးသူရဲ့အိမ်ကိုရောက်ဖို့အရင်အကြာကြီးလမ်းမှာစောင့်နေရသေးတယ်အမေမပြီးသေးဘူးလားဗျာအဲ့ဆိုကျမသွားလိုက်အောင်မေဦးလေးကြီးကိုနှုတ်ဆက်တာမီနှစ်ယောက်ပြိုလေးသွင်းတို့အိမ်ကိုချိတက်ကြတယ်မကင်းရရှိလားရှင်ရှိတယ်မရင်အတဲကအတန်ပေးတန်ကြောင့်တာမီနှစ်ယောက်အိမ်ထဲဝင်သွားတယ်မော်ကုန်းကအိမ်ထဲစောင့်ဝင်တာနဲ့ဟိုလူကိုသာရှာနေမိအိမ်အရှိမှလည်းမတွေ့ရကြောင်းထိုင်နေရင်းနဲ့ပဲအိမ်ဘေးကိုလှည့်ပတ်ကြည့်လိုက်စဉ်ပစိုးတက်တဲ့နဲ့ရေချိုးနေလူကိုမြင်လိုက်တယ်မော်ကုန်းတို့ထိုင်နေတဲ့နေရာနဲ့ပြိုလေးသွင်းရေချိုးရဲ့နေရာတိမ်မဝေးရကြောင်းအနီးကမြင်နေရတယ်လို့ဖြစ်တယ်အသားပြူရဲ့လူဖြစ်တာကြောင့်
ရင်ဘက်ကိုလည်းအတိုင်းသားမြင်ရတယ်မျက်နှာပေါ်ကရေစက်လေးကနှာခေါင်းကနေမီးစီကလေပင်ကရင်ဘက်လူတယောက်ရေချိုးတာကိုကြည့်ပြီးဘာလို့အဲ့လောက်တောင်ပူလာရလဲမော်ကုန်းမောင်ရေချိုးနေရဲ့ကောင်လေးထံမှာမျက်လုံးတစ်စုံကကက်နေရင်သားပြည့်သူကြောင့်ဒေါငွေခင်ကအန်ကျိတ်ပြီးခေါ်တယ်ဟဲ့မော်ကုန်းမောင်ဒုတိယတစ်ခါခက်ကြိတ်ခေါ်ပြီးမရအောင်အရှိရမက်ခင်အေးကတော့ဘာမှမသိဘူးထင်သူ့အမျိုးသားကိုမိတ်ဆက်ပေးနေမော်ကုန်းကတော့ရေချိုးနေတဲ့လူကိုကြည့်နေနဲ့ရုံးမထွက်နိုင်ပြိုလေးသွင်းခင်ဗျအရန်အောက်စစ်စီကြအန်ကျိတ်ခေါ်နေပြီးမျက်နှာကိုပြန်မလစ်လာတဲ့သားပြည့်သူကြောင့်ပေါင်လိန်လိုက်စင်မှာထအော်လိုက်တယ်အင်္ဂလိပ်စကားလုံးတန်ကြောင့်လန့်အောင်သွားတယ်မော်ကုန်းမှာဒီမှာအာယုံဆိုင်နေဟုတ်အမေပေါင်တစ်ဖက်ကိုပို့ရင်သာစုပုတ်ပြန်ပြေးနောက်မှအဝါကိုကြည့်တော့မယ်ပြိုလီယာရေချိုးနေစဉ်အချိန်မှာအိမ်ထဲကအော်တန်ကြောင့်လှမ်းကြည့်လိုက်စဉ်သူ့အမေဘေးမှာစုပုတ်နေထိုင်နေတဲ့ကောင်လေးမြင်လိုက်တယ်ဘယ်ကလေးကရောက်နေလဲပြိုလေးမသိဘူးရေချိုးခြင်းကိုအမြန်လက်ဆက်သက်ပစိုးလဲပြီးတော့အိမ်အနောက်မှာအိမ်ထဲဝင်ရတယ်ပြိုလီယာရေချိုးနေတာမြင်သွားပြီလားမသိဘူးဒါပေမဲ့လည်းယောက်ျားချင်းမလို့ရှက်စရာတော့မဟုတ်ဘူးပြိုလေးတွင်တားရီအင်ကြီးဝေးပြီးထွက်လာခဲ့ပါအောင်ခဏလေးမိပြိုလေးကအင်ကြီးလဲပြီးထွက်လာစဉ်ရေမွေးနဲ့ကိုရင်းဆုံးရတယ်ကိုအင်ကြီးကိုအရှိရလူတွေမမြင်အောင်နမ်းကြည့်တော့ဘာနမ်းမှမမြင်အောင်မဟုတ်မှအရှိရကောင်းလေးစီကလားရှက်သွားမှဆိုရကြောင်ပြိုလေးကဘာမှမသိအောင်ဒီအတိုင်းသာမသိတယ်လို့နေပြီးတားရီတားညီကတားစီမှာကျူရှင်တလားလောက်တက်ချင်လို့လေဗျာဟုတ်တယ်တားရီအတော့ကိုကူညီပါအောင်ကွယ်တားညီကတားစီမှာလေတလားသိမ့်ပြီးမှပေါ်တာသွားမယ်လို့နေလို့ပြိုလေးမှလေဘေးနာရှိရဲ့ကောင်လေးကိုကြည့်ရောပြိုလေးကိုရုပ်တီကြီးနဲ့ပြန်ကြည့်နေရမော်ကုန်းရဲ့လေနေရွက်ထိတ်ကလေးရလဲမတိမတာနေရဲနေကြတယ်ဒီကောင်လေးရှက်နေရလားအဲ့ဒါလေပြိုလေးကကလေးလေတင်ရသေးတော့လေညာဘက်ခမားအားမလာမေအစီမပြေဘူးလားဟဲ့ဩဘလူတွေပြောနေရလေတာကြီးအဲ့ဒါပဲကြည့်တော့ကြစ်တစ်လေးရဲ့တလားပါပဲကွယ်အတော်ကျူရှင်သားကောက်လေတခြားလူတွေထပ်ပို့ပေးမှာပါညဘက်ဆိုလေသားသိကျင်တဲ့အချိန်ကိုခေါ်တင်ပါကွယ်ပြိုလီမိမိကိုတစ်ချက်ကြည့်လိုက်တယ်မိမိမမတိမသားခေါင်းညိပြတယ်အင်းမော်လေးမိမိကလက်ခံဆိုမှတော့လေဟုတ်ကဲ့ပြိုလေးတင်ပြီးပါမယ်ဒီညအစပြီးကျုပ်လာခဲ့မယ်ဟုတ်မနေ့ပြန်မှကျုပ်အခုညပဲတင်နေတာမြန်တင်ပြီးလို့ရှိရင်လည်းမြန်ပေါ်တာသွားရမယ်လေအဲ့ဒါကတော့အစအရေကဘာလို့လာတင်နေသေးလဲတောက်ကလေးမင်းသဘောပဲနောက်ဆုံးတော့လေမိုးရသွားတယ်လို့ပြုံးပြတယ်အော်ဒါနဲ့မင်းပေါက်ထားတဲ့တန်ဖိုးကလေအပေါင်ဆုံးမို့နေ့ရက်ပဲကြံတော့ရင်နော်တန်ဖိုးအကြောင်ပြောလာကြောင်ဒေါငွေခင်စဉ်းစားတယ်ဒါဘာတန်ဖိုးလဲနားမလဲတယ်လို့ပြန်မေးလာတဲ့လူစိုးလေးမိကြောင်ပြိုလေးကပြန်ပြေးသူဟိုတပတ်ကလာပေါင်ထားရဲ့လေတန်ဖိုးကြီးပါဗျဘလောင်နဲ့ပေါင်ထားလေသား1500ရတယ်ပါဗျအတော့အခုအတိုးရောအရင်ရောပေးလိုက်မယ်ကွယ်တန်ဖိုးပြန်ရွေးသွားမယ်နော်ဟုတ်ကဲ့တော့ပြန်လာတဲ့တလန်းလုံးမော်ကုန်းမှလေတန်ဖိုးရွှက်ပြီးပြန်လာရတော့တယ်အသွားတော့ဖီးထားတဲ့စပင်းတွေကလေအခုချိန်မှာချွေးနေကဲပြီးအချောင်းလိုက်ဖြစ်နေမိုးသာရွာချရဲ့ကြီးလို့တော့ကောင်းပါပဲကျူရှင်လာအပ်တဲ့ကောင်လေးတွေပြန်သွားမှာပဲပြိုလေးမိမိကိုမေးလိုက်တယ်မိဘာလို့လက်ကန်ခိုင်းတာလဲသူတို့ကဒီရွာမှာရွာမျက်နှာဘုံသားရဲ့သူတို့ကလာတောင်းဆိုမှာတော့ငင်းလေရိုင်းဟာကြမှာပေါ့အဲ့ကောင်လေးကပြောရဆိုရခက်တဲ့ပုံစံလေးမိမိကတင်ပေးလိုက်ပါသားရင်သူ့ခမလေးမတင်ပေးမှဆိုလို့ထင်တယ်ရေမွေးနဲ့စပင်းမတင်နေတော်တော်ပြင်လာရမှာပြူလေးပါမှမပြောတော့ပဲကြိတ်သာရီမိဒီလိုကြောက်တော့လေအရင်နေ့တွေရလို့စစ်တစ်တင်မဟုတ်ပဲနဲ့ဥကြောင်ကြားလေးပါလားမော်ကုန်းမောင်ရင်ပတ်စံ1500လူလားဒီမအေစီကိုတောင်းနေဘဲနဲ့1000တန်ဒန်ဟိုးကြီးကိုမှသွားပေါင်ရလို့ကျုံမတောင်းရင်လို့အမလီလူစကားပြောမပေးလို့ရှိရင်အိတ်ထဲကနှိုက်သွားပြီးတော့လေထားတော့အခုစောက်အုပ်တွေတေချာထဲတော့ညကြသွားတယ်ငါတော့လေဒန်ဟိုးပြင်ရွေးလာရလို့ရှက်လိုက်တာမော်ကုန်းကဘာမှမပြောဘူးအခန်းထဲဝင်စောက်အုပ်တွေကောက်ထင်းနေတအုပ်ပဲယူသွားလိုက်မယ်တင်ချာစောက်အုပ်တအုပ်ထဲသာယူပြီးတော့အိတ်ထဲကောက်ထင်းလိုက်တယ်ခဲတဲ့နေဘောပင်ကိုထဲကနေမှပြန်ထုတ်လိုက်တယ်ပြိုလေးသွင်းစီကငားလိုက်တာပဲကောင်းနေကိုးကျန်နေကိုခက်ပြုံးဖြစ်နေညအချိန်အခန်းထဲမှာလိုက်တင်ရမှာလားဟုတ်တယ်အိမ်ရှိကမီးအလင်းရောက်ကြောင်လေအကောင်နေလာလို့ခမရသဘောပြိုလေးဖျောင်းတိုင်မီကိုကိုင်အနောက်ကကောင်လေးကိုလည်းဥဆောင်ပြီးအခန်းထဲခေါ်သွားလိုက်တယ်ဒီနေ့မှကို့အခန်းထဲကိုဝင်တာကလည်းအေးနေတယ်လို့ပဲမိုးတွင်းမလို့နည်းနည်းချမ်းနေရထင်တယ်
နောက်ရက်ကျကျုပ်ဖျောင်းနိုင်ဝယ်လာခင်မယ်အိမ်မှာအများကြီးရှိရင်ကျုပ်ဝယ်လာမယ်ခမညင်းရင်သေးလားပြူလေးမာဒီဇွတ်တရွတ်နိုင်တဲ့ကောင်လေးကိုလေဘာမှမပြောနိုင်ဘူးစာတင်ဖို့သာအာယုံဆိုင်တကူချင်းကိုလည်းရှင်းပြနေမိရဲ့ငွေခင်မင်းရဲ့သားညဘက်ကြီးဘယ်သွားရလဲဒေါခင်အိမ်မှာစာသွားတင်နေရဲ့ဟေးမော်ကုန်းမောင်ကြီးမင်းအမေကိုတကွက်ကြော်ရိုက်လိုက်ပြီလားတည်ရင်တော့အကြီးကြီးဖြစ်မှာနော်ဒါစာအဖေရင်လေးနေပြီကွာရံပြစ်လိုက်စာတင်လိုက်တဲ့အချိန်တွေကနှစ်ပတ်တောင်ကုန်သွားခဲ့ပြီဒီနေ့တော့ပုံမှန်ထက်မိုးအရန်ရွာနေရကြောင်းပြိုလေးចောင်းသွားချိန်မှာထီတစ်ချောင်းယူသွားတယ်မနက်ပိုင်းကလေးတွေကျူရှင်တင်ပြီးမှသာចောင်းသွားဖို့ပြင်ဆင်ရကြောင်းခက်တက်တာចောင်းကိုရှောက်လာခဲ့တယ်ကိုကတရဝင်နေမဟုတ်လို့လေနောက်ကျနေမကောင်းဘူးလေចောင်းကိုသွားမှရွာရဲရရှိရဲ့ကွန်းရဆိုင်မှာစောစောစီစီရောက်နေမော်ကိုပြိုလေးတွေးလိုက်ရလို့မျက်မှောင်ကျုံလိုက်မိဒီကလေးမိုးအေးနေတာအိမ်မှာမနေပဲရွာရဲထွက်နေရတယ်လို့ညာဘက်စာတင်ချိန်ကလွယ်ပြီတိတ်ပြီးစကားမပြောဖြစ်တာကြောင့်မတိဟန်ဆောင်ပြီးចောင်းကိုထွက်လာခဲ့တယ်ပြိုလေးတွင်ခဏလေးနေအောင်ကျုံမှထီးပေါမလာဘူးဗျအနောက်ကပြိုလေးရဲ့နာမည်ကိုခေါ်အသေးအတန့်ပြေးလာတဲ့မော်ကုန်းကြောင့်လည်းပြိုလေးဆက်မသွားပဲမတက်ရက်ဆောင်ပြီးပြေးလာသူကိုကြည့်လိုက်မြင်ဒီလောက်မိုးရွာနေတာထီးမြူလာပဲနဲ့ခမ ्या ပြောတာကျုပ်ကြားရင်တော့ကျုပ်ကမေးလာလို့လာသွားမယ်မဟုတ်ပြိုလေးလက်ထဲကထမင်းကြိုင်နေစာအုပ်တွေကိုစက်ကနေဆွဲယူပြီးထီးအောင်ဝင်လာတယ်ပြိုလေးကသူနဲ့ဆိုရင်အရက်ပူးတဲ့လူဖြစ်တာကြောင့်သူ့အရက်ကထီးထဲမှာတော့ဂလန့်ဂလာငုံထားရတယ်အဲ့ဒီပါကျုပ်ကိုပြီးခမ ्या ကင်နေလို့ရှိရင်ကျုပ်စုကုန်လိမ့်မယ်ခမ ्या လေးចောင်းသွားတော့မှာမဟုတ်ဘူးပြိုလေးတို့တဲ့အိမ်မှာထီးဝင်900ကျုပ်ရွာရဲကလူတွေနဲ့မသိဘူးတိလည်းမငားပေးနိုင်ဘူးအတူစောင်းကျင်လို့ဖိုးကြီးတို့အိမ်မှာထီးထားခဲ့ရတာဒီရွာမှာမိုးရဲလူကဒီရွာလူတွေကိုမသိတာတော့ဖြစ်နိုင်မှာမလားအဲ့ဆိုမင်းကအเจ้าမှာကိစ္စမရှိပဲဘာလိုက်လုံးမှလဲနေခဲ့ခမ ्या ကိုចောင်းလိုက်ဖို့မလို့ဘာရဲ့ပြိုလေးကကလေးမဟုတ်ဘူးစောင်းတီပြန်ပြီးခမ ्या မသွားရင်တော့ဒီနေ့ចောင်းမရောက်တော့ဘူးနော်မင်းကျုံမော်ကုန်းမှာဘာဖြစ်လဲအဲ့တော့ဒုက္ခပါပဲဒီကောင်လေးကတော့ခမ ्या သာဂလန်ကက်ဆန်မလုံးလို့ရှိရင်ဒုက္ခရေးကြီးပဲနောက်ဆုံးတော့ပြိုလေးရတာရှုံးပေးလိုက်ရပြီထီကိုမော်ကုန်းရဲ့လက်ထင်းကိုလည်းထည့်ပေးလိုက်တယ်ထီကတစ်ဖက်ထမင်းကြိုက်ကတစ်ဖက်နဲ့သူတယောက်တည်းအလုံးရှုံနေတယ်ကျုံနာတိုးပြီးတော့လမ်းလျှောက်မောရင်ခမ ्या မိုးဆိုလိမ့်မယ်မိုးဆိုရင်ဖျားလိမ့်မယ်ဟောခမ ्या ဖျားရင်ကလေးတွေစာမတင်နိုင်မင်းနဲ့ကြောင်းပြရလိမ့်မယ်ပြိုလေးသိပါတယ်မင်းပြောစရာမလိုခက်စောစွာခုံတုံးပြန်စကားကြောင့်သွားဖူးဖူးတွေပေါ်တဲ့အတီမော်ကုန်းပြုံးလိုက်မြည်ဒီလိုတိတ်ပြီးစားလို့ကောင်းတာပဲဆက်ဆက်ထိမခံတဲ့ဖြင့်စကားပြောရလေချစ်ဖို့ကောင်းနေမော်ကုန်းမောင်ရေမင်းတော်လီပြိုလေးတွင်ကြောင်းနဲ့အဖြောင်းအောင်နေအယောင်နေပြောင်းပြီးဂေးကုန်ပြီတယောက်တည်းအတွေ့ရမှာနေမျောအပြင်ကအတန်ထွက်တဲ့တီကြီးလိုက်မိစီဘေးရရှိရဲ့လူရဲ့မျက်စောင်းလာလာလေးလက်ခံလိုက်ရသည်မျက်စောင်းထိုးတာတော့ဘာလို့အရင်ချောနေရလဲခမရမင်းပြိုလေးကိုလောင်းနေရလားပြိုလေးကိုလုံးချင်နိုင်လို့ရတယ်ဆိုပြီးသူ့လောင်းနေရတောက်ကလေးညမှာတင်ချရင်ညံစမ်းမေးပြစ်မယ်ကျုပ်ပဲမှာလောင်ပြီလို့လေမင်းခုနရေးလိုက်တယ်လေကျုပ်ပါတာတခြားအကြောင်းတွေးပြီးရေးရဘာလဲခမရအကြောင်းတွေးပြီးရေးပေးရမှာလားမင်းနေငါတွေလုံးမနေနဲ့ကြောင်းရောက်ပြီးထဲဝင်တော့ထီးပေးကြောင်းနဲ့ထီးဖို့မယ်စင်တကောင်လုံးမြူပြီးမှအမီးမှတင့်မနေခြင်းတော့လို့ပြိုလေးကမငင်းမိဘူးကြောင်းနဲ့ဝင်သူ့လက်တည်းကထမင်းကြိုင်နေရောစောက်အုပ်ပါယူလိုက်ပြီးပြောတယ်ထီးပေးတော့နိုးညနေကျရင်ကျုပ်လာကြုံမယ်နောက်မကြစီအောင်ပြိုလေးကို့ဘာသာပြန်မယ်ထီးပြန်ပြီးမော်ကုန်းပါခမရဗဇက်ကနေကျုပ်နာမည်ပထမဆုံးကြားဖို့ပါပဲထီးတော့ပြန်မပေးတော့ဘူးကျုပ်ယူသွားပြီခမရမကြည့်နဲ့အိမ်ထိလိုက်ခင်နော်မင်းလူရန်ကားကောင်ကျောင်းထဲမှာနော်စိတ်တယ်ရောခမရမျက်နှာအယမ်းနေနေဒေါသထွက်နေရချစ်စရာကောင်းတော့မော်ကုန်းအနောက်ကလူကိုမခံချင်အောင်စကျောင်းထဲကလစ်ခနေထွက်လာလိုက်တယ်ပြိုလေးသွင်းကိုစားရတာဘာလို့အဲ့တလောက်ပြောဖို့ကောင်းနေရလဲကွာဘသူဒီကြီးယူလာတယ်အဖေပြောစကားကြောင့်မော်ကွန်တီကိုနေရန်မိထားလိုက်ရင်ပြန်ပြေးပြိုလေးသွင်းရဲ့တီကျုပ်ရောင်မီကိုလည်းယူလာမိငါတော့ခေါင်းကျိန်းနေပြီးမငွေခင်မင်းသားတော့မဟုတ်တော့ရှင်ကလေဘာတွေရှောက်ပြောနေရလဲဒါဒီတိုင်းခင်တာနေမှာပါမငွေခင်မင်းတော့တမက်ရတော့မယ်အိမ်မှာသမီးပြိုလေးရှိရတမက်ရတာဘာစမ်းလို့တော့ဂျုံဝေးလိုက်တယ်မိမခေါင်းခါပြီးတော့မိမဖြစ်သူနဲ့စကားဆက်မပြောတော့ပဲအိမ်အပေါ်တက်တာတက်လာခဲ့တယ်ဒါတော့မှဟိုကောင်လေးကိုဘလူတော်ချိန်ဆောင်နေလဲမသိဘူးမော်ကုန်းကြီးမိုးရီရွာနေလို့မင်းညမောင်လေးဟိုဘက်ရွာမှာသွားကြလာအောင်သူကအဖို့မပါဘူးလား
မနက်ကဒီလောက်မိုးရွာနေအောင်ထီးပါလို့ယူမသွားတယ်အပေါ်ပါတယ်ဟေးထီးလဲပါတယ်မိန်းကလေးနှစ်ယောက်တည်းစိတ်မကြလို့ဥက္ကဋ္ဌသမီးပါပါသွားတယ်သွားကြိုလိုက်စမ်းပါပြီးရောဗျာမော်ကုန်းအချိန်ကိုကြီးလိုက်စင်မှာကြောင်စိမ်မှုလူသေးရကြောင်ထီးယူပြီးဝင်းဝါလိုင်းကိုသွားကြိုတယ်တော်တော်အလုံးရှုပ်တဲ့မိန်းကလေးမောင်လေးထီးမပါရမထီးနေလိုက်ခဲ့လေအာရတယ်ဗျခဏနေအိမ်ကလာပို့တော့မယ်ဗျအေးအဲ့ဆိုအမပြန်ပြီနော်ဟုတ်ကဲ့ဗျကျောင်းထဲမှာပြူလေးတယောက်တည်းသာကြံခဲ့ပြီးတော့ကျောင်းတကားကြီးပိတ်ထားလားရှောက်စစ်နေလိုက်တယ်ဟိုကောင်လေးကပြူလေးကိုလည်းလာကြိုမယ်ဆိုပြီးအခုကျတော့နောက်ကျနေတာတောက်ကလေးညမှတွေ့မယ်မိုးကလည်းလေအရန်ရွာနေပြီရမ်းမဲ့ပုံလည်းမရှိဘူးဒီနေ့ကတော့တောက်ကြနေဖြစ်တာကြောင့်ညနေပိုင်းကလေးတွေကျူရှင်မတင်ပေးရလို့ပြူလေးစိတ်အေးနိုင်တာမဟုတ်ရင်တော့လေမိုးဆိုလည်းပြန်မဖြစ်မှာအတော်ကြာဆောင်ပြီးမှမော်ကုန်းမှာပါထီးကန်ပြီးခြေလန်းကျင်းနဲ့ပြူလေးထန်ရှောက်လာတယ်ပြူလေးတွေကျုံနောက်ကျသွားတယ်ခင်ဗျာစိတ်ဆိုးနေလားစကားမများနဲ့ပြန်မယ်နေအောင်ကျုပ်ကိုစိတ်ဆိုးနေလားဖြေရုံးနေမစိုးဘူးစိတ်ဆိုးနေလို့လည်းဘာထူးမှလည်းပြီးသားကိစ္စပြိုလေးရဲ့စောင်းနဲ့ထမင်းကြိုက်ကိုသူကယူပြီးပြိုလေးနဲ့အတူအိမ်ကိုပြန်လာတယ်ကျုံညီမကိုသွားကြလို့နောက်ကျသွားတာဘယ်တော့မင်းကိုမေးနေလို့လဲအိမ်ရောက်တာနဲ့ပြိုလေးကိုထီးပေးခဲ့သူကမိုးရီထဲမှာပြန်ပြေးသွားတယ်ဘာလို့ဒီနေ့မှမိုးကလည်းအရန်ကောင်းနေတယ်မသိဘူးအမေကျုပ်ဒီနေ့ပြိုလေးသွင်းတို့အိမ်မှာပဲအိတ်တော်မယ်အိမ်မြန်အိတ်လေမိုးအရန်ရွာနေအောင်ညဘက်ကြီးကျုပ်လမ်းမလျှောက်ချင်ဘူးအေးသဘောဟေးပြိုလေးသွင်းတံမှာလာရင်းနဲ့လမ်းမှာရှိရဲ့ဈေးဆိုင်ကိုခဏဝင်နေမတော့ကျုပ်ကိုဖျောင်းနိုင်တထုံးနဲ့ဘာမီတို9လုံးပေးဗျာဘာမီတိုနေဝယ်ပြီးတော့ဘာလို့မလို့တော့ကျုပ်ညာဘက်တွေအိမ်မပြောလို့ဗျာဩကျုပ်ကိုစန်ဒီလက်ဖေးကြီး2ထုပ်ပါပြီးနော်အေးမတုတ်ထံမှာကြားသိန်းငွေပေးပြီးရနေပြိုလေးသွင်းရဲ့အိမ်ကိုလည်းကြည်တက်လာတယ်ပြိုလေးသွင်းခမ ्या ပါလို့ကျုပ်နာမည်မခေါ်ရလေဘာမှရေးမပါတော့စာသာလို့ဆံမှာကျုပ်ဒီညဒီမှာအိမ်မှာမရဘူးပြန်ဒီတော့မိုးရီရွာနေအောင်ကျုပ်ကိုပြန်စီချင်တာပြိုလေးအပြင်ဘက်ကိုကြီးလိုက်စမှာတကယ်လဲမိုးကတဲနေပြီညားနေနေပြီဖျားစင်အောက်မှာကျုပ်ခမ ्या နဲ့တို့အိမ်မယ်မရယောက်ျားချင်းချင်းလေခမ ्या ဘာပြည့်နေရလဲအေးကွာအေးမော်ကိုပြုံးလိုက်မိပါတယ်ကျုပ်စန်းလေးတောက်ချင်လို့လေမီးမွေးပေးပါလားအိမ်မှာရင်နွေးအဖြူတယ်လေဓဘူးတက်တက်ရှိရယ်ခဏပြူလေးသွားယူလိုက်မယ်ပြူလေးထွက်သွားနေမော်ကောကလေအိတ်ထဲရှိရဲ့ကော်ဖီ2ထုံးနဲ့တူအမုတ်ကြိတ်ထားတဲ့ဘာမီတိုအမုတ်တွေကိုထုတ်ပြီးတွေ့ဝေနေမိကျုပ်ကနောက်ရက်နေနေဆိုလို့ရှင်ခမ ्या နဲ့ခွဲရတော့မှာခမ ्या ကကျုပ်ပိုင်ပါလို့တစိမ့်ခက်ခဲခြင်းနဲ့ပြူလေးသွင်းဒီလိုလုံးလို့ကျုပ်ကလူယုံမှာဖြစ်သွားမယ်ဆိုရင်လူယုံမှာပဲဖြစ်ခံလိုက်တော့ပြီခမ ्या အရင်ပိုင်ဆိုင်ခြင်းစီဟာကောင်းနေကြလို့ကျုပ်စိတ်မချအောင်ရပြီခွက်ကတခွက်တည်းလားလေခမ ्या ဘို့အောင်မတော့ဘူးကျုံးဝဲတိုက်တာကိုတောက်ပြမဟုတ်လို့ရင်လေစိတ်မကောင်းဖြစ်မိမှာမျက်နှာငယ်နဲ့ပြောလာတဲ့ကောင်လေးကြောင့်ပြိုလေးရလည်းအပြင်ကိုလည်းတစ်ခါထွက်ပြီးခွက်သွားယူရတယ်ဒါခမ ्या ဘို့ဖြော်ပြီးသားခွက်ကိုပြိုလေးကိုပေးလာကြောင်းပြိုလေးတောက်ကြည့်စင်မှာခါသက်ဟန်ရှိတယ်မင်းလက်ပိတ်ရာခါလိုက်တာဟုတ်လားမတုတ်ကမှားပေးလိုက်ပြီထင်နေဗျာအေးလေသူလဲလူအများနဲ့ဆိုတော့လဲမှားမှာပေါ့ဟုတ်မှာအိမ်တော်2ယောက်ကြားမှာတိတ်ဆိတ်သွားစာရွက်လန်တန်မှလွဲပြီးတော့တခြားအတန်မကြားရတော့ကျတို့ဒီညစကားပြောကြမလားပြိုလေးတွေစာမလုံးတော့ဘူးလားနောက်ရက်မှလုံးမေးပြောလေခင်ဗျားလူတယောက်ကိုသဘောကျဘူးလားအထက်တန်းတော့ကတော့ရှိဘူးလေအခုရောအခုမရှိတော့ပါဘူးကလေးတွေရဲ့အပြေလွှာစာရက်တွေစိတ်ရင်းနေပြိုလေးဝိကြီးတန်းကြီးအလိုက်တင်ပြန်ပြေးနောက်ကြရင်ရောရှိလာနိုင်တာပဲလေခမ ्या ကဂီးလားအဲ့လိုလည်းမဟုတ်ဘူးပြိုလေးကမကေးဘူးပိုင်ဆက်ကျူရဲပဲ BI ဆိုပြီးမဲ့လေပြိုလေးကယောက်ျားမိမအကုန်လိုက်ကြိုက်နေရတော့မဟုတ်ပဲနဲ့ပြိုလေးစစ်တဲ့လူကယောက်ျားဒါမှမဟုတ်မိမတယောက်ဖြစ်နိုင်တာမလို့လေအကယ်၍ပြိုလေးကယောက်ျားလေးတယောက်ကိုကြိုက်မိပြိုလေးဟာဂီးပေါ့ပြိုလေးကမိန်းကလေးတယောက်ကိုသဘောကျမိတော့ပြိုလေးကအဖြောက်မို့အကယ်၍ယောက်ျားတယောက်နဲ့ဆန်နာမှာပါပဲလက်ထပ်ရမယ်ဆိုရင်ရောပြိုလေးမော်ကောမအောင်ယူနေလားဆိုရင်ကြည့်နေကြည့်ပေးလိုက်တယ်မဖြစ်နိုင်တာမေမေတို့ကငွေမက်တာမဟုတ်လို့အဲ့လိုမျိုးရှိလာမှာမဟုတ်ဘူးရှိလာတော့မှပြိုလေးတွေကျုပ်ကတော့အရင်ချင်းမိနေတဲ့ယောက်ျားတယောက်ရှိမင်းကငယ်ပါသေးရဲ့10ရအောင်နဲ့အရင်တော့ကျုပ်အသက်20ဆိုတာမငယ်တော့ခင်ဗျားသိလားကျုပ်ကိုเจ้าမကြိုက်တဲ့လူအများကြီးရှိတယ်ခလေးတယောက်လိုပြန်သွားနေတဲ့ကောင်လေးကိုချင်းပြိုလေးမျက်လုံးတွေပိတ်တဲ့အထိကိုသဘောတကျကြီး
အဲ့တော့ကြိုက်မိရဲ့ဆိုပါတော့မဟုတ်ဘူးကျုပ်သဘောကြားရလို့ကကျုပ်ကိုသဘောမကျဘူးလေဟာသူကသဘောကြားနေလို့ရှိလို့နေမှာရှိအောင်သူသဘောကြားလို့မရတော့ဘာလို့ဆိုကျုပ်သူ့ကိုပိုင်သိမ်းတော့မှာနိခလေးတသားတွေးပါအဲ့ဒီလိုကိစ္စမျိုးမှာဝိတုတင်းမှသာရှိရကြောင်းပြိုလေးမှာဒီစကားတွေကိုဟာသားပြက်လုံးတစ်ခုတပွဲသဘောထားလိုက်တယ်စကားပြောရင်းနဲ့မိုးကလည်းအေးလာလို့ပြိုလေးအရန်အိမ်ငိုက်လာတယ်မော်ကုန်းကပြိုလေးရဲ့စကားကြောင့်ကြီးရဲ့ခင်ဗျာအိမ်ချင်နေရလားပြိုလေးအိမ်နေမယ်မင်းအိမ်မယ်ဆိုဖျောင်းနိုင်မီးမှုတ်ပြီးတော့ကတင်ဒီဘက်မှာလိုက်အိမ်ရတယ်ဝင်ပြီးတော့ခေါင်းပေါ်မှာခေါင်းချလိုက်တာနဲ့ပြိုလေးတန်းအိပ်ပျော်သွားတယ်အိပ်ပျော်သွားတယ်လို့မော်ကုန်းစာကြည့်စပွဲရနေအချိန်အတော်ကြာငေးပြီးမှဘေးနာသွားပြီးလက်ထောက်ကြည့်မြင်ကျုပ်ကိုခိုးမလို့ပါနဲ့ခင်ဗျရဲ့ကျုပ်လီခင်ဗျကိုပိုင်ဆိုင်ခြင်းလို့ယူမှာပဲကြောင်တက်နေတဲ့အတော်အတွင်းမှာခင်ဗျသားလေတခြားတယောက်ကိုချစ်သွားခဲ့ရင်ဆိုရဲ့အတွေ့ဟာမတွေးဝစရာပဲတိလားဒီတခါတော့ခင်ဗျပေါ်ကျုပ်ယုံမှပြစီဘေးတစောင်းအိမ်နေသူကိုပလက်လန်အပေါ်အုံမူပြီးနှက်ကန်းကိုနှမ်းရှလိုက်တော့အင်းနဲ့တစ်ဖက်ကိုလှည့်သွားတယ်ပြိုလေးဝှေ့ထားရဲ့လက်ရှိကိုဆွဲချိုးလိုက်ပြီးအောက်ကတီရှပ်အဖြူပါတခါလေးချုပ်ပေးပြီးတော့ချမ်းလို့တင်နေဆွဲမိဆွဲရလိုက်ဆွဲနေရပကုံးသားဖူးဖူးလေးအပေါ်ကိုက်ရတွေပေးလိုက်တော့တစ်ချက်တုံသွားတယ်ကျုပ်ခမောက်လေမပိုင်ဆိုင်ရသေးပဲအစစ်မတက်ချင်ဘူးပြိုလေးသွင်းပြိုလေးရဲ့ကိုပေါ်ကစိတ်ကြည်နေတဲ့အထိကိုအမတ်အသားတွေပေးပြီးရဲ့နောက်ပစိုးပါဖြည့်ချကတင်အောက်ကိုပြည့်ချလိုက်တာနောက်ဆုံးမှစိတ်ကြည်နေတဲ့အထိချဲလေပြီးရဲ့နောက်မှာမော်ကုန်းကိုယ်တိုင်လည်းအဝေးအစားကြီးကျွပြိုလေးကိုရင်ဝင်နဲ့ထဲလိုက်ပြီးဖက်အိတ်တယ်မနေ့ပြန်ဆိုလို့ရှိရင်ခမောက်ကိုကျုပ်ပိုင်ဆိုင်ရည်ထင်ပါရင်အပြင်မှာမိုးအေးနေပြီမြင်အခန်းထဲရောက်ရှိရဲ့ကောင်းလေးတယောက်ရဲ့ရင်ထဲမှာတော့ပူလောင်နေမနေ့ရှင်းနာရီရှိနေပြီဖြစ်တာကြောင့်ပြိုလေးတို့အိမ်မှာစာတိမဲ့ကလေးတွေလူစုံနေပုံမှန်မနေ့စောစောထားတတ်တဲ့ကလေးမှာဒီနေ့မှနောက်ကျနေရကြောင်းဒေါခင်အေးစိတ်ပူသွားတယ်။ဒါလေးနေမကောင်းထင်နဲ့ကျမသွားကြည့်လိုက်အောင်မေကိုယောက်ျားဖြစ်သူကိုပြောပြရနဲ့ပြိုလေးရဲ့အခန်းဘက်ကိုရှောက်လိုက်ထရင်ချက်ကိုလည်းတစ်သားနဲ့အနားကွတ်ထားတဲ့တကားချက်ကိုတွန်းဖွင့်လိုက်စဉ်တကားဝါမှတင်ပြန့်ကျင်းနေအင်ကြီးနဲ့ပစိုးကိုတွေးလိုက်တယ်။တစက်ထဲမှာကတင်ပေါ်မှာသားဖြစ်သူကိုရင်ဝင်နဲ့ထဲအိမ်နေဒေါငွေခင်ရဲ့သားကိုမြင်တွေးလိုက်တယ်။ဖေရားရေဟဲ့ထဆန်းဒါကဘလို့ဖြစ်နေကြလဲ။သားဖြစ်သူကိုဖတ်ထားတဲ့ကောင်လေးရဲ့လက်မောင်းတစ်ဖက်ဖက်ရိုက်ပြီးတော့လှုပ်နိုးမိမော်ကုန်းမှာသူ့ကိုလှုပ်နိုးသေးတယ်လို့ခံစားရကြောင်းမျက်လုံးမပွင့်တပွင့်နဲ့အပေါ်ကလူကိုကြည့်လိုက်စဉ်ပြိုလေးသူရဲ့အမေဖြစ်နေမနေ့ကကိစ္စတွေခေါင်းနဲ့အစီရီကြလာတော့ရင်ခွင်ထဲကရှိရဲ့လူကိုစောင့်နေလုံအောင်တိချခြုံပေးလိုက်ပြောတယ်အဲ့တော့အပြင်ခဏထွက်ပေးပါကျုပ်အင်ကြီးဝေးချင်လို့ဒေါခင်အေးမှစိတ်တူလုံးလို့မျက်ရည်ပါတပေါက်ပေါက်ကျလာတယ်ပြိုလေးသွင်းထဆန်းနေအိမ်မနေနဲ့ခုတာအားနဲ့လုံနိုးပြီမင်းသားဖြစ်သူမှတုတ်တောင်မလုပ်ဘူးအဲ့တော့ပြိုလေးသွင်းကိုမထိနဲ့အိမ်နေသူအတင်းလုံနိုးနေမတော်ရသေးရဲ့ရောက်ခမဖြစ်သူရဲ့လက်ကိုအားနဲ့ဆွဲဖယ်လိုက်ပြီးပြိုလေးကိုစောင့်နေကိုလည်းတိချပတ်သူရင်ကိုထဲမှာထည့်ထားလိုက်တယ်။အောင်မငါတောင်းကိုငါထိရဘာဖြစ်လဲ။နေကအမိတ်လာပေးနေအောင်ဘာကောင်မလို့လဲ။အတော့တမက်ဖြစ်လာတော့မယ်ကောင်းလေ။နေလူကြီးတော့10တန်းတော့မအောင်သေးဘူး။ရိုင်းဆိုင်လိုက်တာ။မိမိဘာတွေဖြစ်နေရလဲ။ပြိုလေးမှစူးညံတဲ့နေကြောင်အသီးဝင်လာတယ်။သူ့တကူလုံးမှလုံးမရတဲ့ဖြစ်။မျက်လုံးကလည်းကောင်းကောင်းဖွင့်မရအောင်။မိပြိုလေးသွင်းနေငါ့ကိုမေလို့မခေါ်နဲ့မိဘာတွေပြောပြိုလေးရဲ့အမြင်အာယုန်ကြီးရှင်းသွားပြီမျက်လုံးတွေပြူးကျင်သွားတယ်ဒီကောင်လေးရင်ဝင်နဲ့ပြိုလေးကဘလို့ဖြစ်လို့ရောက်နေရလဲနောက်ပြီးတော့နှစ်ယောက်လုံးကဘာလို့အင်ကြီးမကက်ဖြစ်နေရလဲဟိုကောင်လေးနေအိမ်နေပြန်ပြိုလေးသွင်းအခုတကလေးကိုစားသွားပြဟုတ်ပြိုလေးထားမေချမ်းသည်ပြိုလေးကိုထားမရအောင်တင်းချုပ်ထားလာတယ်ခင်များမှာဘာဝေးမှမရှိဘူးငိမ့်ငိမ့်နေဒီမှာဒေါခင်ခင်များသားကိုကြုတ်စားပြီးအဲ့ဒါကိုခင်ဗျားကသဘောမတူဘူးဆိုကျုပ်ရွာထဲမှာတရင်ပြတ်လိုက်မိပြီအနီးအနားကလေရွာတွေပါသိအောင်လုပ်ပြမယ်လူတီရောက်ရဲ့မကောင်းကြောင်းဆိုလို့ရှိရင်စိတ်ဝင်စားရင်လူမအများကြီးဘယ်သူမှအမှန်တရားကိုစုံစမ်းမှာမဟုတ်ဘူးမေမိဘရင်နဲ့စကားပြောမယ်ပြိုလေးနဲ့ကိစ္စကိုမြင်စီစဉ်မေပြိုလေးတွင်ဟောနေမေလို့မခေါ်နဲ့မေကပြောပြီးရနဲ့မျက်ရည်တုပ်ပြီးထွက်သွားတယ်ပြိုလေးအောင်နှက်ခမ်းဟိုသာအသေးကြိုက်ထားတယ်ဆောင်နေရလက်ကိုအပြင်ထုတ်ပြီးဘေးရလူရဲ့ပေါက်အားနဲ့ပြိုက်ချလိုက်တယ်ခင်ဗျကျုပ်ကိုရိုက်တယ်ဘာဖြစ်လဲမင်းကငါတက်ပါတက်ချင်နေတာတရိษံကောင်းရဲ့တရိษံကောင်းနဲ့တင်ညာအိပ်ပြီးမလားအခုတော့မင်း
မရိုင်းလိုက်ကြည်လားမော်ကုန်းမောင်မင်းနဲ့ငါဘာဖြစ်ထားလို့လဲဘာမှမဖြစ်ဘူးဆိုခမကိုပေါ်ကခင်ရအောင်မှတ်သားရဘာတွေလဲအကောင်ကြိုက်တာလို့မပြောနဲ့နော်ပါဇက်နဲ့ကြိုက်တတ်တဲ့ကောင်ဆိုလို့ခမအနားမှာကြုံပဲရှိတယ်မင်းအရိုင်းစမ်းအခုအဲ့အရိုင်းစမ်းကိုလင်းတော်ရတော့မှာမလားကျုပ်ကိုခေါ်စမ်းမှာမောင်လို့မင်းမဟုတ်ဘူးမောင်ခေါ်ခုတေးတော်မခေါ်နိုင်ဘူးပြိုလေးထားမိကြတော့အတင်ခါနေကိုဆွဲဖက်ထားပြီးလှုပ်မပေးဘူးခင်ဗျကျုပ်ကိုလက်ထပ်အောင်မေပြိုလေးသွင်းဘသူကလက်ထပ်မယ်ပြောလို့လဲလှုပ်စမ်းကောင်းပြိုလေးမှာဒေါသထွက်ပြီးခါမှရှိရဲ့လက်ကိုထူးရိုက်ပြီးတော့အတင်းကိုလည်းဆွဲခွာပြီးမိမော်ကောင်ကအန်ကျိန်နေပြီးပြိုလေးကိုလှုပ်မပေးဘူးခတိပေးစမ်းမှာကျုပ်ကိုလက်ထပ်မယ်လို့မပေးဘူးခင်ဗျဗျာဘလို့လို့ရင်လက်ထပ်မှာလဲဘလို့မှလည်းမထမ်းနိုင်ဘူးကျုပ်ကတော့မရရရဲ့နီးနေကိုယူမှာအခုခင်ဗျအငြိမ်မနေညကမဖြစ်သွားရင်ကိစ္စအခုဖြစ်သွားလိမ့်မယ်နော်မင်းပြောချင်တာညကတကယ်ဘာမှမဖြစ်ဘူးပေါ့ဒါမဲ့ဒီကိစ္စကိုခင်ဗျတယောက်တည်းပဲပြောပြမှာအယုတ်တမကောင်ပြိုလေးကအတင်းယုံပြီးတော့စောင်းကိုအမြင်ပတ်ကတင်အောက်ကိုပြေးစင်းနေတယ်မော်ကုန်းမောင်မှာကတင်ပေါ်ကနေပြုံးပြုံးကြီးကြည့်ကျုပ်လည်းဘာမှဝင်မထားခင်ဗျအဝိလဲမလို့မလားလဲလေလဲမင်းနှာဘူးကောင်အပြင်ထွက်ခုကျုပ်ကိုဝင်းမပါပဲထွက်စီနေတာလားကတင်အောက်ကိုစင်းပြီးမတ်တက်ရမ်းလိုက်တဲ့လူကြောင့်ပြိုလေးတစ်ဖက်ကိုလည်းမျက်နှာလွှဲလိုက်တယ်တောက်ကလေးလူယုံမှာတန်နေရှိပြီးပြန်ကျင်းနေသူ့အင်ကြီးနဲ့ပေါင်းမိတို့ကောက်ဆုပ်ပြီးထွက်သွားတယ်ဒီအခါမှပြိုလေးကလည်းအဝိအစားအမြန်ဝိနေရာမှာတင်ထိုင်ချမြည်ပြိုလေးမင်းပေါ်မှာဘာပြေးလုပ်ခဲ့မိလို့လဲမဖိတ်ခေါ်ပဲနေကြလာရင်မျက်ရည်စားရင်းနေတူကြားရောက်နေရဲ့မိမိရဲ့ခက်စိမ့်စိမ့်စကားတန်နေမှာပြိုလေးကိုလည်းပိုဝမ်းနဲ့မိစေခနာကိုဘောကအမတ်အသားတွေပြီးအဝိမပါတဲ့ခနာကိုမြင်သွားတယ်မိမိကိုဘာမှမဖြစ်ပါဘူးလို့ဘလို့ရှင်းပြရမလဲမော်ကုန်းမောင်သာဒီကိစ္စကိုတရင်ပြလိုက်လို့ရှင်ပြိုလေးတို့မိသားစုကသူများတတွေးခတ်တဲ့ပလက်မျောတော့မှာကောင်းတရင်ကိုသာကြာရှိမပြောပြီးမိမကောင်းတရင်ကိုတော့တက်တက်လုံးပျောက်မှာမဟုတ်ပဲလူကိုမြင်တိုင်းပြန်ပြောနေမှာစိတ်ညစ်ပါတယ်မော်ကုန်းမောင်ရဲ့ဖြစ်ပြီးနေမှာတော့ရင်ဆိုင်ဖို့သာရှိတော့တယ်အရန်နဲ့ငိုနေရောက်လေကိုကမိန်းကလေးမဟုတ်ဘာဖြည်းဖြည်းဟောဗျာနေလုံးမဟုတ်သေးလို့လားဟမ်မော်ကုန်းရဲ့လက်ပြင်ကိုလည်းအားနဲ့ကိုနှစ်ချက်ရိုက်လိုက်ပြီးဒေါငွေခင်စိတ်ပြေနေမြင်မိမရာဖြစ်ပြီးနေပြီပဲကဲတစ်ဖက်ကလေးအိမ်ကိုသွားဖို့လုပ်တော့ဒီလိုဖြစ်လာမှကိုလေကြိုသိနေရကြောင်းရှေရှေဝဝေးမပြောပြီးမိတာဖြစ်သူလင်ရတာသူ့ပါအမဲခံရတယ်ရှင်ရလေကြင်ရပါမလို့အရန်အေးစိမ့်နေရလားအဖေဘာဖြစ်နေကြလဲဝင်းဝါမာလေးအခုမှအကြော်ဝယ်ပြီးပြန်လာကြောင်းအဖေတို့ပြောနေရတွေကိုမကြားမိဘူးကိုကြီးကိုကြီးလိုက်တော့မျက်နှာတိနေပြီအမေကမျက်ရည်ကျမျက်နှာမကောင်းဖေဖေကတော့ပုံမှန်ကလေးကကလေးလိုနေဟမ်ဝင်းဝါဆက်ရှိပြည့်ပြီမလို့ကလေးမဟုတ်တော့ပါဘူးနော်ကဲသွားရအောင်လားဝင်းဝါအိမ်ဆောက်ကြံရင်တော့နေကြပါအောင်ဘာတွေဖြစ်နေရလဲပြောဦးနေကိုယောက်ျားသွားတောင်းပေးမလို့ဟေးရှင်ဝင်းဝါအစော်တို့ကိုမိဖို့ကြောင့်နေခတ်တွတ်ထားခဲ့လိုက်ပြီတကားတွေအကုန်ပိတ်အိမ်တော့ခတ်ပြီးအဖေတို့နောက်ကိုပြေးလေးလိုက်လာခဲ့မိအကိုပြိုလေးတွင်မဖြစ်ပါစေနဲ့ဒီရက်ပါရဲ့ကိုဖြစ်သူရဲ့ပြောင်းလဲမှုတွေကိုဝင်းဝါတတိထားမိပါတယ်ညာဘက်ဆိုလည်းစားလုပ်ပြီးပြန်လာလို့ရှိရင်မက်စုစောက်ကိုရင်ဘက်မှာပါပြီးအိတ်တက်သည်ဟာမနေ့ကဝင်းဝါကိုလာကြတော့ကနေရွာရဲရောက်တာနဲ့ဝင်းဝါနဲ့မြက်လေးကိုထားခဲ့ပြီးကျောင်းဘက်ကိုခြေလန်းကျိနေသွားတယ်ဝင်းဝါဘယ်သားမလို့လဲငါ့ဖေရီနောက်ကိုလိုက်နေရအကိုပြိုလေးတွင်ရဲ့အိမ်ကိုလားအကိုပြိုလေးတွင်ကဘာဖြစ်လို့လဲဟဲမသိသေးဘူးလားနင်းကိုပဲမနေ့ကစောကြီးငါ့ဖေနဲ့မျိုးပြိုလေးတွင်တို့အိမ်ကိုလာခဲ့အောင်ဆိုပြီးခေါ်သွားတာဟမ်ငါလေးဆက်စုကျင်လို့လိုက်ကြည့်မလို့နေလိုက်အောင်မလားအေးသွားမယ်ဝင်းဝါကမဖြစ်ပါစေနဲ့လို့ဆူတောင်းမိမယ်မပြေရောရွာကိုပြောင်းလာ6လတော့မပြေသေးဘူးကိုကြီးနဲ့အကိုပြိုလေးတွင်ကဘလို့လို့ရင်းနှီးသွားတယ်အဲ့တော့ပြိုလေးတွင်သဘောကရောဘာလို့သူ့သဘောမေးနေရလဲကျုပ်သဘောပဲပေါ့မော်ကုန်းမနေငိမ့်နေစမ်းမိခင်ပြေသူတော့ငွေခင်ဟာတာဝင်ထင်းပြောရတယ်တစ်ဖက်မိသားစုလည်းအားနာရလွန်းလို့ဘလို့ပြောရမှန်းတော့မသိတော့အရှိရလူတွေကိုကြည့်ပြိုလေးအရန်စိတ်ညစ်နေမြင်ပြိုလေးကလက်မခံပါဘူးဒီကောင်နဲ့လက်မထက်ချင်ပါဘူးလို့ညင်းလို့လည်းမရတထောင်ထောင်ပြင်းနေမော်ကုန်းမကိုလည်းရိုက်တတ်ချင်နေအေးရောက်ကြတဲ့ပြိုလေးအနာပဲကက်နေရလူကြီးရဲ့စကားဝိုင်းနေသူကသာပါပြီအကုန်စီစဉ်နေပြန်နေဒီဘက်ကမိသားစုကျွန်တော်လည်းဘလို့မျက်နှာပြမလဲကိုမသိတော့ပါဘူးဗျာကျွန်တော်တို့သားနဲ့ဒီဟာတူလေးနဲ့ဘာတူလေးလဲဗျာဖေးတမတ်လို့တိတ်ဆန်း
အဲ့တော့တစ်ဖက်မိဘတွေအနေနဲ့တင်တောင်းပစ္စည်းကြိုက်တဲ့လောက်တောင်းလို့ရပါတယ်ကျွန်တော်တို့အနေနဲ့လိုက်ရောနိုင်တာမှန်သမျှတော့အကုန်လိုက်ရောပါမယ်အမောက်တစ်ထောင်တောင်ပြေးနေတဲ့တောင်းကိုလေလူရှိအော်ငေါရသေးတယ်ပြူလေးတကူလောက်ပြောချင်းလို့ပြောလေသားပြူလေးတို့ဘက်ကဘာတင်တောင်းပစ္စည်းမှမယူပါဘူးတကူပဲလိုက်ရောပေးပါဦးလေပြည့်စည်ချင်တာပြောပါမော်ကုန်းမအောင်သူ10တန်းအောင်မှလက်ထပ်နိုင်မယ်ပြူလေးကဘွယ်ရတဲ့လူတယောက်ဖြစ်ပြီးတော့ပြူလေးလက်ထပ်ရမယ်လူက10တန်းအောင်မအောင်ဘူးဆိုပြီးအပြောမခံနိုင်ဘူးတောက်ရေးမပါတာအရေးမပါတာပဲပြောလိုက်တာလေတောက်ကလေးရဲ့နောက်ပြီးတော့ဒီကိစ္စကိုလက်မထက်ခင်အထိတော့ရွာရဲလူတွေကိုမသိစေချင်ဘူးပြိုလေးသိပါလေပြိုလေးကိုမိဘတွေရှိမှတော့အော်နေပြီတွေ့လားကိုရမှာဆိုလက်ပါမလားမသိဘူးခင်ဗျတော့ကျုပ်ကိုရိုင်းအောင်မလုပ်နဲ့ကဲတော်ကြပါတော့ပြိုလေးတွင်ပြောတယ်လို့ဒီကိစ္စကိုဒီလူတွေပဲအသိပေးပြီမော်ကုန်းမောင်စင်းတဲ့အောက်မှာလက်ထပ်ပေးရအောင်ဥက္ခရာဖြစ်သူမှာဝင်းပြန်ပြေးရတယ်နှမလို့သူမကင်ရဘာစကားမှဝင်မပြောဘူးမျက်နှာတစ်ဖက်လှည့်ထားတယ်ရောက်ဖလို့သူကတော့ရက်ခင်ကလေးကအနေအေးသူမလို့ထွေထွေထူထူသိမ့်ပြီးမပြောကဲအခုပြန်ကြတော့ကျုပ်ပြိုလေးတွင်နေစကားခဏပြောမယ်ပြိုလေးမပြောချင်ဘူးလာလိုက်ခဲ့စက်ကနေပြိုလေးလက်ကိုဆွဲပြီးအိမ်အနောက်ကမင်္ဂလာပင်အောက်ကိုခေါ်လိုက်ဘာကိစ္စခင်ဗျားကကျုပ်ကိုစင်းရင်ပြန်တက်ခိုင်းရတာလေမအောင်ရင်ပြိုလေးမင်းကိုလက်မထပ်ဘူးဘာပြန်ပြောစမ်း10ရမ်းမအောင်ရင်မင်းကိုလက်မထပ်နိုင်ဘူးခင်ဗျားကကျုပ်ကိုလာစိန်ခေါ်နေရပဲရတယ်လေကျုပ်10ရမ်းသွားတက်မယ်အောင်မိဂုံတူးပါလို့ရှိရင်ခင်ဗျားကျုပ်ကိုကလေးပါမွေးပေးရမယ်မင်းပါဇက်မတန်ရမ်းနဲ့ပါဇက်တင်မဟုတ်ဘူးနော်ကျန်တော်ပါတန်ရမ်းနေလက်မထပ်ရသေးလို့ဘာမှမလုပ်ဘူးလို့မထင်နဲ့နော်ခင်ဗျာတရင်တစ်ခုကြာနေကျုပ်ကဘော်ဒါနေပြန်လာပြီခင်ဗျာကိုရယူပြန်ပါအရိုင်းဆိုင်ကောင်အနောက်မှလူကိုလှည့်မကြည့်ပဲပြိုလေးအိမ်တွေကိုပြေးဝင်လာခဲ့အချိန်ခဏလေးဆွဲထားလို့ရအောင်ကျေးဇူးတင်ရမယ်တောက်ကလေး10ရမ်းကြပါစီအကုန်ပြန်သွားရင်နောက်မှာအိမ်မှာပြိုလေးတို့မိသားစုသားကျန်ခဲ့မိမိကတော့ဘာမှမလုပ်ချင်တော့တဲ့ဟန်ထိုင်ကုန်မှထိုင်နေစေပြိုလေးဟင်းသွားချလိုက်မယ်မိမိမချက်နဲ့မစားချင်ဘူးမိမကိုနဲ့စကားအေးစီပြောရအောင်ပြိုလေးသားသွားချက်လေဟုတ်ကဲ့ဘေဘီမိမိထံခက်စိမ့်စိမ့်စကားတန်ဟာပြိုလေးကိုဝမ်းနေစီဒါအပြင်မိမိမလေးဖေဖေးထံစိတ်ဆက်တဲ့လူဖြစ်တာကြောင့်မိမိဒေါသကိုတိုင်းတာမရအောင်မိမရစိတ်လျှော့မှာပေါ့အကိုရဲ့ဒီလိုကြီးကြကျမတို့ရက်ခွဲတာပေါ့ရှင်တာသဘောကြရဲ့လူဆိုရင်ဘယ်သူမှဆိုလက်ခံနိုင်ပါတယ်အကိုကကို့အိမ်ကအခန်းနေတိအဲ့ဒါနဲ့ပဲသားလေးကိုမခေါ်တော့ဘူးလားသူကမြကိုတို့ကိုချစ်လို့သူ့တက်လန်ကိုမကြည့်ပဲရွာလိုက်နေကြလေအခုဖြစ်ပြီးသွားပြီပဲမိမစိတ်ဆိုးပြတော့ရောဘာထူးတော့မှလဲသားလေးပဲစိတ်ညစ်ရမှာပေါ့ကျမစိတ်မဆိုးပါဘူးစိတ်မကောင်းဖြစ်မိရောမှာတစ်ဖက်ကလေးကကိုရှိမှတော့သားကိုနိုင်စားကြည့်နေတာကျမဘလို့စိတ်ချအောင်ပါလဲငကိုမပြိုလေးကနူးနူးနေနေလေးမိမရေမင်းနဲ့တော့ပူစရာမရှိကြံဖန်ဖူးနေအဲကလေးကလည်းသားလေးစီမှာစာတင်နေရပဲသူတို့ချင်းအဆင်ပြေမှာပါကွာအရင်လေရိုင်းဆိုင်နေရလေမဟုတ်တော့ပါဘူးအဲ့လိုပဲတွေ့ရမှာပေါ့ကိုရဲ့မနဲ့ဘော်ဒါသွားဖို့ပြင်ခါတိုင်းပြန်ပြောနေကြလို့အခုတော့ငြိမ်ပြီးအဝတ်အစားကြီးထည့်နေအမေဘာတော့ကျုပ်ပြောစရာကြီးပြောသားအမိအဝေးထင်စကားပြောနေအမေဟိုတလောကရွာအလေပိုင်းကမြေကွက်ကိုရောင်းမလို့ဆိုအေးလေကျုံနဲ့ပြိုလေးတွေကိုလက်ဖွဲ့ပါလား10တန်းပြည့်မအောင်သေးဘူးကြိုပြောမနေနဲ့ကျုပ်သေးချပေါက်အောင်ပါမေအရင်ကတော့10တန်းအောင်ရင်သားလေးကိုခိုင်းစားရမယ်ဆိုပြီးတွေးမိရပေါ့အခုတော့နင်က10တန်းကိုယောက်ျားလို့ချင်းလို့အောင်ဖြေနေရရဲ့လို့အဲ့ဒါသာထားပါကျုပ်ကိုပြီးလို့အေးဟဲယူနောက်ပြီးတော့လေ9ရိတ်ကနေနွားတက်ရှင်လေတစည်းပါလက်ဖွဲ့ရမယ်နော်နေပါဦးဟဲ့ဟိုဘက်ကတော့ဘာမှတင်တော်ပြည့်စည်းမတောင်းတာနေကဘလို့ဖြစ်လို့တောင်းနေရလဲပြိုလေးသွင်းရပတ်ဆက်မှမမတ်တာကျုပ်ကတော့မတ်တယ်မင်းသူများသားကိုတင်တောင်းတင်နေထားရမယ်အမလီလေတဲ့အဖြစ်တစ်ခေါက်မရောက်ဘူးလေလူကအလို့ကြောင့်ပြောနေတယ်ကျုပ်အိမ်တော်နဲ့ဆိုကျုပ်လှုပ်တော့မှာပါဗျအမလီတော့ဟုတ်ပါပြီရွှေတစ်ကြက်သားနဲ့ငွေလီ30ပါထည့်ပေးပါမယ်ရှင်တကယ်တော့ကျုပ်ဟိုဘိုင်းနဲ့နွားမပါဘူးလိုချင်တာကျုပ်ပေါ်တာပြန်လာလို့ရှိရင်သူလည်းမွေးလောက်ပြီလေအိမ်တိုင်းမှာချို့ရောင်းမလားအမေတကယ်ပြောရလားအဲ့ဆိုကျုပ်တို့အိမ်ဆောင်နေပူစရာမလိုတော့ဒီအိမ်တိုင်းတွေကိုယူဆောင်ရုံပဲတော်တော်ချစ်ဖို့ကောင်းနေသားမွေးရကြိုးနဲ့လိုက်တာခေါင်းအခောက်ကိုခံလိုက်ရတာကြောင့်စူပုတ်ပုတ်နဲ့သာအဝတ်တွေကိုထည့်နေညနေမှာပြိုလေးသွင်းအိမ်ကိုသွားရမယ်အမေဝင်းဝါဘလို့ဖြစ်လာလဲမျက်ရည်ရွဲသားနဲ့
အကိုပြိုလေးတို့ကိုကြီးနဲ့မဟုတ်ပဲတမီးနဲ့ပေးစားပါလားလို့ဟဲ့နီးပါရီရှောက်ပြောနေရတော့ဟိုကလေးကိုနီးအကိုကစီးခက်ပြီးကြံလိုက်တာဟဲ့ငါတို့ပေးစားတာမဟုတ်ဘူးဒီစကားကိုတော်ငွေခင်သူ့လေကြောင်ထဲမှာမျိုးချထားတယ်ကိုဝမ်းမနာသားเจ้าနဲ့ကိုသာတိမလားအဝတ်တီကိုထဲ့နေမော်ကုန်းပါလေညီမဖြစ်တော့အောက်နိုင်သူပြုံးနေပြုံးပြတယ်ငါယောက်ျားမရှုံးနဲ့တော့ဝင်ပါညီမဆိုရင်မညာဘူးနော်ကြိုက်ဖြစ်မှာနော်အကိုပြိုလေးတို့ကိုကြီးအကြက်ခိုင်းတာမလားရှိုက်ပြီးငွေနဲ့ပြောနေဝန်းဝါကိုကြည့်ပြီးဒေါ်ငွေခင်မှာနားမလည်နိုင်အောင်ဒီမောင်နှမတွေဘာလို့ဒီကောင်လေးကြောင်းမေပြောနေရလဲအကြက်ပဲကိုင်ကအစိမ့်မဲကိုင်နေအခုငါပိုင်သွားပြီအကိုကြီးပေါ်လာသွားရင်ဝန်းဝါရောက်ယူပြမယ်ဟဲ့အကိုရဲ့ခင်မိုးလောက်ဘာတွေပြောနေရလဲငါရိုင်းမိမယ်နော်ဝင်းဝါတကြားလူကိုမကြောက်ရပဲညီမဖြစ်သူကိုပြန်ကြောက်နေရကြောင်းမော်ကုန်းမောင်တယောက်လေးအကြက်ရိုက်နေမိမောင်နှမဆိုတဲ့အတိုင်းဝင်းဝါနဲ့မော်ကုန်းလိုပဲချစ်တစ်တစ်အေးစိမ့်နေငါပျော်နေလို့ရံမဖြစ်ချင်ဘူးအကိုပြိုလေးတွင်တနာပါတယ်တိတ်တော့မော်ကုန်းအော်လိုက်ချိန်မှာဝင်းဝါမှာစိတ်ဆိုးလို့ချီဆောင်အခန်းပြင်ထွက်သွားတယ်နင်းညမကိုစိတ်ထဲထားမနေနဲ့မထားပါဘူး तू ကဘာလုပ်နိုင်မှာမို့လို့လဲအေးပြီးရပဲအဝိတ္တိခတ်တွတ်တွတ်ခောက်ရင်းနဲ့ပြိုလေးတွင်အိမ်သွားဖို့တွေးနေမိမင်းကလက်ပွဲပစ္စည်းကများလာကြည်လားမငုတ်ခင်ကမများပါဘူးတော့သားလေးဒီတယောက်ပဲရှိတာမင်းသားယောက်ျားယူမှာနော်ဘာလို့စိတ်မဆိုးပါလဲစိတ်ဆိုးစရာလားရှင့်ကလေးနှစ်ယောက်အစဉ်ပြေလို့ယူတာပဲကျမကဘာကန့်ကွက်စရာရှိလို့လဲနောက်ပြီးတော့တစ်ဖက်ကလေးကဟော့ရန်နေမှလည်းမပါဘူးမော်ကုန်းကတော့ရိုင်းဆိုင်နေဦးမယ်မော်ကုန်းမောင်ယောက်ျားယူတော့မိငွေခင်တို့တော့စိတ်ဆိုးပြီးတော့တောင်းချမ်းမိထင်မိအခုလိုလေတန်နဲ့ကြားလိုက်ရတော့အတော်လေးစိတ်သက်သာရမိပြိုလေးသွင်းလေရတော့မစိုးပါဘူးအဲ့ဒါပြောတာပေါ့တော့ကိုသားနိုင်အောင်ထိရမယ်ကြည်ပြောရမှာပဲကွာညနေဆောင်ရောက်တာနဲ့မော်ကုန်းကထမင်းခက်မြင်မြင်စားပြိုလေးသွင်းအိမ်ကိုရှောက်လိုက်ပြိုလေးသွင်းထံမှာသွားရတဲ့အကြောင်းထင်တယ်ခြေလန်းတွေကလည်းမြောက်ကြနေမမေပါတော့ပြိုလေးကိုစိတ်ဆိုးနေရလားမစိုးနဲ့လीနော်မိခင်လို့သူရဲ့ခါကိုဖက်ကက်ကျွဲပြားနေသူကြောင့်ဒေါခင်အေးစိတ်ကိုတင်းမထားနိုင်တော့ပဲပြိုလေးကိုပြန်ဖက်တယ်မိမိကဘလူးလို့စိတ်ဆိုးရမှာလေပြိုလေးရဲ့ပြိုလေးလည်းမယူရပါဘူးဖြစ်ပြီးနေပြီပဲရှေးလျှောက်အဆင်ပြေအောင်နေရတော့မှာပေါ့တောက်မော်ကုန်းမောင်နဲ့သဘောတူရဲ့ပေါ့မတူလို့မှမရတော့တာဖြစ်နိုင်မိမိကပြိုလေးကိုလေဘသူနဲ့မှပေးစားချင်တာမဟုတ်ဘူးပြိုလေးတောင်းပန်ပါတယ်အမလီယောက်ျားပြေးရတော့မယ်ခလေးမဆန်နေတော့မိမိကလေအေးယောက်ျားရတယ်ဆိုတာရဘာဖြစ်တော့မပြောနဲ့တော့ရှက်စရာကြီးဟုတ်ပါရှင်ပြိုလေးမျက်လုံးတွေပိတ်တဲ့အထိကိုမိမိကိုရီပြပြီးရင်ကိုနဲ့ပို့တိုးဝင်ပြီးမိမိစိတ်ဆိုးပြေရပဲကြီးစုတင်ရမယ်မော်ကွန်ခြံဝါးကိုရောက်တော့အိမ်ရှိမှာဖတ်နေတဲ့သားမိနှစ်ယောက်ကြောင့်ခြံထဲပဲဝင်ရမလားအပြင်မဲ့ထွက်မလားဝီခွဲမရဖြစ်နေဟိုမှာပြိုလေးယောက်ျားလာနေပြီမိမိထဲဝင်တော့မယ်မိမိကလေယောက်ျားမဟုတ်ပါဘူးဆိုရှက်မနေပါနဲ့သူကတခုံးအာနဲ့ပြိုလေးရလေဥအောင်တစ်ချက်ချခဲ့တိလားသူမချခင်ဒီဥအောင်သာချမိမိလိုက်ရှင်မယ်ဟုတ်ကဲ့မိမိရဲ့စကားကြောင့်ပြိုလေးရီလိုက်မိရဲ့တော်ပါသေးရဲ့မိမိကပြိုလေးဘက်မှာရှိနေလို့ခဏကြာရောက်ခမကြီးအိမ်ထဲဝင်သွားပြီးပြက်တာကြောင့်မော်ကုန်းခြံထဲဝင်လာတော့မော်ကုန်းကိုမမြင်တယ်လို့နဲ့တစ်ဖက်လှည့်သွားသူကြောင့်အနောက်ကိုခတ်တုတ်တုတ်ရှောက်လက်ကိုလမ်းဆွဲလိုက်တယ်ကျုံနဲ့ခဏလိုက်ခဲ့မလိုက်ရှင်ဘူးကျုပ်ထမ်းခေါ်သွားမှာလိုက်ခဲ့မယ်ခုအကြက်ကင်နေရပဲလူကိုပြိုလေးကိုခေါ်လာတာရွာပြင်မှာရှိရဲ့ကောက်ရိုးပုံပတ်မွေတောက်တက်တဲ့ပြိုလေးပို့တော့ဒီနေရာကကြက်သီးထစရာကောင်းနေကောက်ရိုးတွေကမွေတွေထွက်လာရှင်တော့ဘလို့လုံးမလဲနှစ်ပြန်ကျုပ်ပေါ်တာသွားရမှာသွားလေခမရအားပေးစကားလေးတောင်မပြောဘူးလားကြလေကောင်းလေပဲဟူးမနေ့ပြန်ခွဲရမှာမလို့စိတ်မတူတော့ကျုပ်မနေ့ကထက်လာခဲ့မယ်တဘောမဟုတ်သေးပါဘူးခင်ဗျားမှကျုပ်အတွက်ဘာမှပြောစရာမရှိဘူးလားပြိုလေးကိုမတမာတဲ့အနေနဲ့လက်ထပ်ဖို့ပြင်နေရဲ့လို့ပြိုလေးကစကားတွေဖောင်ဖွဲ့ပြီးတော့ပြောနေရမှာလားတခြားလူဆိုမပြောတတ်ပေမဲ့ကျုပ်ဆိုရင်တော့ပြောရမယ်ပြိုလေးသွင်းမပြောချင်ဘူးထားတော့မနေ့ကအဆက်လေးဆက်ရအောင်ဘာဆက်လဲရုတ်တရက်ပြိုလေးကိုခါဆွဲဖက်ပြီးသူ့ဘက်ကိုကန်လိုက်တဲ့ကောင်လေးကြောင့်ပြိုလေးမှာလက်တကြားအရှိဟာမော်ကုန်းရဲ့ရင်ဘက်ကိုလက်နဲ့ဖက်နေထောက်ထားမိခမည်းရဲ့ဒီနှက်ခမ်းပါလေးရလေကျုပ်ကိုမောင်းလို့ခေါ်လိုက်ကြမှာကွာခေါ်ကြည့်ပြိုလေးရဲ့အောက်နှက်ကန်းကိုသူ့ရဲ့လမ်းမနဲ့ခက်ပွားပွားပုတ်သက်အတန်အရှာရှာနဲ့အမိတ်ပေးနေအင်းဆိုကျုပ်နမ်းပါနော်ရွေးမောင်းခေါ်မလား
ဟော်ရီယာနက်ခမ်းပါလီကိုအနမ်းခံမလားပြောပါဦးပြိုလေးရဲ့အောက်နက်ခမ်းကိုလမ်းမနဲ့ပို့ဆွေးနေရအောက်နက်ခမ်းတစ်ခုလုံးရဲတက်လာတယ်မခေါ်ဘူးလားအဲ့ဒါဆိုနဲ့ခေါ်မဲလို့ခေါ်လေမဟာခမရရာဘာလို့ချစ်ဖို့ကောင်းနေရလဲကွာလွတ်တော့လှုပ်ပေးရမှာလားလှုပ်ပြိုလေးရဲ့မေးစီကိုထိန်းကင်ပြီးတော့နှက်ခမ်းပေါ်မှာခက်ကြမ်းနမ်းလာတယ်ရုံးပြီးမဲ့တန်မာလုံးနဲ့လက်တီကြားမှာမလွတ်ဘူးနောက်ဆုံးပြိုလေးအသက်ရှူမွားတော့မှလွတ်ပြီးဒီကောက်ရိုးပုတ်နေရမကောင်းတာလုပ်ဖို့လေအရန်ကောင်းနေဆိုတာခမရသိလားမင်းမောင်တွေမဟုတ်တာတွေးနေရတယ်မောင်နဲ့မဟုတ်တာတွေလုပ်ကြမလားဖြေပါဦးမောင်တဲ့မဟုတ်တာတွေရှောက်မပြောနဲ့နော်ပြိုလေးအိမ်မြန်တော့မယ်လှုပ်ဖေးပြတ်မှလေမကောင်းတာလုပ်ကြရပြိုလေးအိမ်မြန်တော့မယ်ပြန်ဖို့တော့လို့နှာဘူးကောင်ရဲ့မျက်ရည်ဝဲပြီးတော့တကယ်ကြောင်းနေတဲ့ပုံစံကြောင့်မော်ကုန်းဆမ်းမစတော့ပဲခါပေါ်ကလက်ကိုဖင်းပြိုလေးရဲ့လက်ဘဝနုနုပေါ်သူ့လက်ကြီးနဲ့အုံမူကင်ထားလိုက်တယ်မောင်အားစားတာပါတဲ့အခုပဲပြန်ဖို့မယ်အိမ်အောင်မိုးရသွားသလိုပြုံးနေနေရွာနောက်ဘက်ကကွိပြိုလေးအိမ်ကိုပြန်ပို့ခဲ့လိုက်တယ်ဖြစ်နိုင်လေခမည်းနဲ့တူညားကြီးချင်သေးရအကုန်ဆုံးမီလားမော်ကုန်းဆုံးမီမေအေးအဲ့ဆိုသွားကြရအောင်ခဏလေးမေဟဲ့ဘဲတော့ကြံအဝါမှာပွင့်နေတဲ့စီစဝါပန်းတပွင့်ကိုခုပြိုလေးသွင်းအိမ်ကိုရှောက်လာလိုက်တယ်အိမ်အားအပေမှာပထမဆုံးပွင့်နေတဲ့စီစဝါပန်းကိုလေခမည်းကိုပန်းစီခြင်းနဲ့ပြိုလေးသွင်းမော်ကုန်းရောက်တော့အိမ်တကားဖွင့်လာပြီတအိမ်လုံးတိတ်ဆိတ်နေရဲ့မိဖို့ကြောင့်ဘက်ကအတန်ကြားအကြောင်းသွားကြည့်စင်မှာရဲတောင်တက်ချောင်းနဲ့လှုပ်ရှုပ်နေတဲ့မော်ကုန်းရဲ့အသင်းအသက်ကိုတွေးလိုက်တယ်ပြိုလေးသွင်းမိပြိုလေးလှည့်ကြည့်လိုက်တော့စီစဝါပန်းကင်ထားတဲ့နှာဘူးကလမ်းလိုက်တာအတန်လေးပါလေးမပေးဘူးကျုပ်ပေါ်လာသွားမလို့လားနှုတ်ဆက်တာမသိရင်နိုင်ငံသားသွားမှကြာနေရတယ်နိုင်ငံသားသွားရင်ခမားပါခေါ်သွားမှာပေါ့အခုတော့ခေါ်မရလို့အခုလာနှုတ်ဆက်ပြီးမလားသွားလေမဟုတ်ဘူးကျုပ်ခမားကိုပန်းလာပေးရရော့ခမားအတွက်စီစဝါပန်းအပွင့်ကြီးနဲ့စီစဝါပန်းကိုပြိုလေးကိုပေးရင်ဖြူပြီးတော့လေရေပေါက်နေရတော့မှပန်းအပွင့်ဖက်မှာမြင်နေရသေးရဲ့ဒီနေ့မနက်မှာပွင့်နေအပွင့်ထင်နေခမားပန်းကြည့်ပါလားမပန်းချင်ပါဘူးကျုပ်ကဘော်လာသွားတော့မှလीဒါတော့ကျုပ်စံတော့မလိုက်ရုံနိုင်ဘူးလားမသိရင်တေတော့မိလို့ကြတယ်တောက်ကလေးပန်ပေးမယ်ပေးကျုပ်ပန်ပေးမယ်ပြိုလေးမှငင်းငိန်တော့မရပြီမော်ကုန်းကပြိုလေးရှိမှထိုင်ချပြိုလေးရဲ့နားကြတဲ့စီစဝါပွင့်ကိုပန်ပေးခမအရန်လာတယ်ပြိုလေးတွေကျုံမြင်ဘူးရဲ့လူတွေထဲမှာလေခမလာဆုံးပဲပန်ပေးပြီးရင်ပြန်တော့လေရုတ်တိကြီးနဲ့ပြောနေရကြောင်းပြိုလေးရှက်မိအရန်မလားနဲ့ပြိုလေးတွေကျုပ်စိတ်မထိန်နိုင်မနေလိမ့်မယ်ပြိုလေးရဲ့နဘူးကိုခတ်ဖွားဖွားနမ်းအပြုံးနူးနူးနဲ့ပြောပြီးရနဲ့အပြင်ထွက်သွားတယ်တယောက်သေးကြံငဲငယ်ပြိုလေးမှသာရက်တောင်တစ်ချောင်းနဲ့ရောင်ချချအောင်ဖြစ်နေဘယ်သူကသူ့ကိုနမ်းခိုင်းတာကြနေရပဲကိုနဖူးကိုကင်မြော့လဲရှရမ်းရမ်းရတော့တယ်အချိန်ကတလားကြာသွားတယ်ပြိုလေးတားစာတင်ရအဆင်ပြေရဲ့လားဟုတ်ကဲ့ဆရာမကြီးပြေးပါရဲ့ဗျနောက်2ရက်လောက်နေလို့ရှိရင်လေကျောင်းမှာဆရာမတင်ရောက်ပြီမလို့လေဒါလေးတက်တာပါပြီဟုတ်ကဲ့ဗျဆီယာမတင်ရောက်တော့မှဖြစ်တာကြောင့်ပြိုလေးပြုံမိပါတယ်မော်ဟရင်ကလေးတွေစာတီကြနားမလည်ပဲကြောင်းပြီးသွားလိမ့်မယ်မော်ကွန်ဟိုဘက်အဆောင်ကကောင်မလေးမင်းကိုရှိုးနေရတွေ့လားစိတ်ဝင်စားအတီကြီးပြောနေရလားဟာနှိကြခြင်းအတူတူရှိုးမနေပါနဲ့ကွာမင်းအဲ့လိုပုံစံလေးတွေသဘောကျတိသားပဲကျုပ်စာချက်နေရဲတို့မရှုံနဲ့အရင်နေ့ကလည်းဒီလိုပဲဟိုပြီးလို့ရှိရင်အောင်တာလည်းမဟုတ်ဘူးဒီနေ့အောင်တော့မှမင်းအပေါက်ကိုပိတ်ထားလိုက်တော့ကွာโอเคမပြောတော့လက်ထဲခဲရန်ကန်လိုက်တာနဲ့ဆောင်ရွက်ဖြူပေါ်မှာဆွဲချင်နေမိတာမထွက်လာခင်မြင်တွေးလိုက်ရတဲ့ပြိုလေးသွင်းရင်ပုံစံစီစောကပန်းတပွင့်ကိုနားမှပန်းထားပြီးမော်ကုန်းကိုဦးကြောင်ကြောင်နဲ့ပြန်ကြည့်နေမျက်လုံးဝိုင်းဝိုင်းတစုံဆွဲဖက်လိုက်တိုင်းမှာပါလာတက်တဲ့ပေါ့ပေါ့ပါပါခန္ဓာကိုယ်လေးနဲ့တူလက်တပွေးစာပဲရှိရဲ့ခါသိမ့်သိမ့်လေးမော်ကုန်းလက်တီကြောင်မှာနင်းမြုပ်သွားတက်တဲ့ပြိုလေးသွင်းရဲ့တွေ့လျက်လက်ဖွားပြင်းတိတ်လွမ်းနေကျုပ်ရဲ့အသေးသက်ပေါ်ရာမှာရောက်ရှိနေတဲ့တလအတွင်းစောင်းရဲ့အလင်းစာမျက်နှာရောက်တဲ့အထိကိုဆွဲထားခဲ့တဲ့မတော်ရသေးတဲ့ခင်မုန်းလောင်းရဲ့ပုံနေတကြားလူမြင်မှာဆိုအကြောင်းအဝေးထုတ်ကြားထဲမှာထဲသိမ်းရလေအမောညဘက်အိတ်ချိန်တိုင်းဒီစာအုပ်ကိုဖတ်ပြီးအိပ်ရတာရက်ပေါင်း32ရက်ထိကိုရှိခဲ့ပြီတရင်ကျိုးကြရင်ကျုပ်မရရရဲ့နေနဲ့ပြန်လာခဲ့မယ်ဆွဲလဲစာအုပ်ကိုလည်းအဝေးပုံလေးကိုလည်းတေချာသိမ်းခဲ့ပြီဘော်ရာအပြင်ထွက်ပြီးစာအုပ်ယူစာချက်ရတယ်ဒီနေ့ကျောင်းမှာဆီယာမတင်ရောက်တာကြောင့်ပြိုလေးတို့ခက်စောစောကျောင်းကိုသွားရတယ်ဆီယာမအသေးကိုကြိုးစုဖို့အတွက်လိုအပ်တာရေးဝေရင်းနေ
အတန်းမိုင်ကိုဘာသာရဲ့ဆိုင်ရာစောက်အုပ်တွေလွှဲပေးဖို့အတွက်တင်ထားသမျှပြန်စစ်ပေးနေရတယ်။ဆရာတယောက်တင်ရိုးတစ်မျိုးဖြစ်တာကြောင့်မတူရင်ကြားကလေးတွေပဲဒုက္ခရောက်လိမ့်မယ်။မောင်လေးဆရာမတင်ရောက်ပြီ။ဟုတ်ပြိုလေးလာခင်မင်းမပြိုလေးတင်ရိုးစာအုပ်ကိုလည်းစပွဲပေါ်ချခင်ရုံးခန်းကိုသွားရတယ်။ဒီရက်တော့စာမတင်ဖြစ်တော့ဘူးထင်တယ်။အားလုံးပဲကျမမိတ်ဆက်မယ်နော်။ကျမနဲ့မရငိမ့်ပါရှင့်တလုံးနဲ့ပါပဲ။ကဲပြန်မိတ်ဆက်ပေးလိုက်ကြအောင်။အိမ်နောက်တယောက်ချင်းစီမိတ်ဆက်နေရကြောင်းပြိုလေးလည်းမိတ်ဆက်ရတယ်။ဆီယမအစ်စ်ကိုပြိုလေးတနေရာမှာမြင်ဘူးနေပြီမြင်ဘယ်မှလည်းမတည်ကြောင်းအားလုံးမိတ်ဆက်ပြီးစကားစမြည်ပြောတဲ့နောက်မှာစာတင်ချိန်မရှိတော့အားဆိုပြိုလေးကိုလည်းခွင့်ပြုပါအောင်ဟုတ်ပြီကျောင်းကြီးကိုကောင်းတက်ချက်ညှိပြပြီးပြိုလေးအပြင်ထွက်လာတယ်ဒီမှာရှင်ဗျာပြိုလေးကိုခေါ်လာဟုတ်တယ်ရှင်ကပြိုလေးတွေ့နော်ဟုတ်တယ်ဗျဘာဖြစ်လို့လဲမသိဘူးကျမကိုတူးလွင်ရဲ့ရေးသားလေရှင်ကျမကိုမမိဘူးလားဒီအခါမှပြိုလေးဆက်မိရဲ့တအူရဲတော့တငယ်ချင်းရဲ့ကောင်းမလေးဖြစ်နေရဲ့အာအဲ့ဒါကြောင့်မလို့မြင်ဘူးပါရဲ့ဆိုပြီးကြည်နေတာကျမလည်းမနေကြီးလိုက်ရရင်ရှင်အကွာရှင်ကိုဆက်သွယ်မရဘူးလို့လေတခါတလေပြောလို့ဟုတ်တယ်ပြိုလေးကဒီမှာလိုင်းမမိလို့လေဖုံးမသုံးဖြစ်ဘူးဟုတ်တယ်နော်လိုင်းမမိဘူးဒါပေမဲ့အကွာကဒီကိုတပတ်တခါတော့လာလည်မိလို့လည်းပြောတယ်လိုင်းရှင်နဲ့တွေ့ကြလေဟုတ်လားနောက်မှအင်းကိုထမင်းစားခေါ်ပါအောင်မေအချိန်မရွေးပါနော်ကျမကလေကျောင်းအုပ်ကြီးနဲ့ဝင်တဲ့အိမ်မှာနေရနော်ဟုတ်ကဲ့ပါဗျပြိုလေးလည်းအားလို့ရှင်လေရွာကိုလိုက်ပြမယ်လေကောင်းတာပေါ့ရှင်ဒီရောက်တော့တက်ဖို့နေရရမယ်ဟုတ်ပြီပြိုလေးနဲ့ចောင်းပေးတဲ့ရက်လိုက်လေကြတာပေါ့မျောနေမယ်ရှင်ပြိုလေးကကောင်းတက်ချက်ညိကလေးတွေတန်းကိုထွက်လာလိုက်တယ်တော်ပါသေးရဲ့ပြိုလေးတငယ်ချင်းနဲ့အဆက်အသွယ်ပြန်ရလို့တပတ်အကြာမှငင်းရည်ကြီးသားပြိုလေးရဲ့တငယ်ချင်းရောက်လာတယ်ဟာပြိုလေးသွင်းပျောက်သွားလိုက်တာကွာဟုတ်တယ်လိုင်းမမိလို့လေအေးကွာမင်းရှိရောငါကောင်မလေးစိတ်ချရတာပေါ့အကိုနော်စိတ်မချရအောင်ငင်းကဘာလုပ်နေလို့လဲလုံးမစိုးလို့လေအကိုမခေါ်တော့ဘူးထူးလွင်ဆိုရင်ကောင်ကပြိုလေးတို့နဲ့သာစကားနေတာသူရီစားနေဆိုကြက်တူရွေကအဖေခေါ်ရတဲ့ကောင်တော်ကြပါတော့ခွေးစာတွေကျွေးနေကြသလိုပဲ sorry ကွာမင်းရှိရမေ့သွားတယ်ပြိုလေးမှစိတ်ဆိုးရအခက်သူတို့ရီစားတွေချင်းနေတာတွေ့လို့လည်းမဆိုင်နဲ့10တန်းចောင်းသားလေးတောင်တတိယမိသွားတယ်စာရီရောရရဲ့လားမဟုတ်ကောမရန်တွေရောဖြစ်နေမလားဘာကြီးလျှောက်တွေးနေရလဲပြိုလေးသွင်းအဲတောက်ကလေးစောင်းမွေးရဲ့ကြလေကောင်းလိမ့်မယ်မလားကျိုးအိမ်ကိုပြန်ကျင်လို့2ရက်တော့ခွင့်ယူပြရသည်ဘာပြန်လို့မှလဲအရင်နှစ်တည်းကမပြန်ပဲနဲ့တော်တော်စကားပြောရလက်ပေါက်ကက်တဲ့ဘောဓာအုပ်ပါလေအိမ်မှာယူကြကြံခဲ့လို့မှန်ပြောစမ်းမှာသတင်းကြိုးမလို့ပြန်ကျင်နေရလားဟုတ်တယ်ကောင်းရောဒီနေ့တော့အရန်ပင်ပန်းကြောက်လို့လေအကုန်လုံးကိုခွင့်3ရက်ပေးမယ်မော်ကုံတို့အကုန်ရှားပါတဲ့အခွင့်အရေးမလို့လက်လုံးမခံငင်းနေလို့တရားဟုတ်မှမရှိဘူးနေကြအောင်အပျော်မစောနဲ့ရွာပြင်စာရီအိမ်သာအနေနဲ့ကိုယူသွားပျော်တော်ဝက်မပျော်တော်ဝက်နဲ့အိမ်ပြန်ဖို့ကိုပြင်ရတယ်ပုံဆွဲထားတဲ့စာအုပ်ကိုကြိုပိုးအိတ်တွေထင်းအိမ်ပြန်ရင်မြင်ရတော့မယ်ပြူလေးတွေရဲ့မျက်နှာကိုကြိုတင်မှန်းစားတယ်အခုဆိုရွာအเจ้าမှာခွေးစိန်ရဲ့ပိတ်ရောပေါ့ဒီနေ့တရင်ကျုပ်ကိုပြူလေးတို့အိမ်မှာလာတဲ့လေအဲ့ဒါကောင်းတယ်နော်အကိုနဲ့ညီ3ရက်လောက်နေကြမယ်လေငိမ့်တဲ့ဘောတငယ်ချင်းရဲ့အတွက်ကပြူလေးတို့အိမ်မှာတရင်ကျုပ်အတွက်3ရက်လာနေဒီရွာကပထမရက်မှာစီမီထိုးမှာလားနောက်ဆုံးလာစံတရက်မှာထိုးမှာတဲ့ဒီနေ့ရက်ကမီးပုံးမဲ့လဲကြမှာရွာမှာတော်တော်စီမဲပုံပဲနော်ပြူလေးလေးပြန်လာပြီးတော့လေဒါပထမဆုံးတွေ့ရမှာမလို့တိတ်တော်မသိသေးဘူးစကားဆက်မီပြောကြရင်လည်းအခန်းပြင်ပေးနေရတယ်အိမ်မှာအခန်းဟာတခန်းမရှိလို့ငင်းကအခန်းနဲ့ဝင်အိတ်လိုက်လေပြိုလေးနဲ့ထူးတဲ့ဟာဖះကမှသွားရလိုက်မယ်ရတယ်အဲ့ဒီလိုလုံးမနေပါနဲ့ကြောတက်နေရစားအိတ်လို့ရရင်ရပြီတဘောကောင်းပြီဖော်ရည်လုံးနဲ့တငယ်ချင်းအိမ်မှာနှက်ခမ်းရှိပေမဲ့တခန်းဟာဖေဖေနဲ့မမီနေရမလို့ပြိုလေးနဲ့ရဲ့တခန်းသာလွတ်တယ်ထူးလင်ရောပြိုလေးရောယောက်ျားတွေမလို့အတူအိတ်လေကိစ္စမရှိဘူးပထမညမှာကလေးတွေနဲ့အပြူတွေကသူ့တက်ကအပြိုင်အလှတွေပြင်မိဘုံကိုစီကမြော်ဖះလဲဖို့တန်းစီနေကြတယ်ကလေးတေးသေးလေးကအစမြမာဝိစောရင်ပုံအင်ကြီးထမိန်လေးနေပါဟိုကလေးလေးကချစ်စရာလေးနော်ဟုတ်ပါကြက်တောင်နှစ်ဖက်စီးတိုင်းနဲ့နှက်ခမ်းတက်ထော်ထော်နဲ့သူ့အရှိရာမိဘုံနဲ့ကဖျောင်းနိုင်မျိုးမငင်းအောင်လမ်းနဲ့ကာနေပုံကချစ်စရာအတိကာလာသားရီကလည်းတေးတေးတက်တက်ဝစ်စီဖျောင်းနိုင်အိတ်ကိုစီကိုင်းပြီးတော့မီးလိုက်ထွန်းပြီးနေညအချိန်ဖြစ်တဲ့အပြင်မီးမရသေးရဲ့ရွာဖြစ်တာကြောင့်ဖျောင်းနိုင်မီးအခုအညီနဲ့တရွာလုံးလင်းထိန်နေရဲ့အမေဘသူ့ကိုငေးနေရလဲမောင်းတယ်ဘ
ဖျောင်းနိုင်လိုက်ထုံးပေးနေတဲ့ထံအကြီးရောက်နေအောင်ပြိုလေးခါကိုဖတ်ပြီးရင်ကုန်နဲ့ဆွဲထည့်လိုက်တဲ့လူကြောင့်ပြိုလေးမှလန့်သွားတယ်ဒီကလေးဘယ်တော့မှပြန်ရောက်နေရလဲမင်းလူတွေရှိတယ်မင်းမရှက်ဘူးလားမောင်းနေရဘယ်သူမှမြင်အောင်ကျုံနေရွာပြင်ကကောက်ရိုးပုံနေစီကိုလိုက်ခဲ့မလားမလိုက်ဘူးကျုပ်ပွေပြီးခေါ်သွားအောင်မလားအဲ့ဒီရှိရမော်ကုန်းပါမရိုင်းဆိုင်နဲ့ဘယ်မလဲခမရရဲ့တဲ့ဟယ်လိုငိမ့်ပါရှင်မော်ကုန်းဘေးကနှစ်ယောက်ကိုကြည့်လိုက်တော့မိန်းကလေးတစ်ယောက်ကလက်ပြနှုတ်ဆက်တယ်သူနာကလူကတော့မော်ကုန်းကိုစူးစမ်းတယ်လို့ကြည့်နေပြီးတော့ဘာမှမပြောလောက်ဘသူတွေလဲပြိုလေးတငယ်ချင်းတွေဩခဏကြာဖျားမိလှည့်ပြီးမလို့အနာကနေပြိုလေးတို့ပါကက်ရှောင်းနေပုံနေရိုက်ယူနေမိရဲ့မောင်နဲ့ရောတပုံလောက်မရိုက်ချင်ဘူးလားမရိုက်ချင်ပါဘူးအဲ့ဒါကြီးမကြိုက်တာအတင်းလို့တော့ကျုပ်ကရိုင်းဆိုင်ဖြစ်ဦးမယ်အဲနောက်ပြိုလေးလက်တရားရှိတဲ့ဖုန်းကိုစက္ကန့်နဲ့ဆွဲယူပြိုလေးရဲ့ခေါင်းကိုဖတ်ပြီးတော့သူနဲ့အတူပုံတွဲရိုက်ခိုင်းတယ်ဒူးလင်တို့အတွဲရလေစကားတပြုတ်ပြုတ်နဲ့အရှိရောက်သွားပြိုလေးတို့နောက်မှာကြင်ခဲ့တာတော့မသိဘူးခင်ဗျားရဲ့ဖုန်းကပုံထွက်လာတာပဲပြန်ပြီးဖုန်းကိုပြန်ယူလိုက်ပြီးလက်ထဲယူထားလိုက်တယ်မိမိရတဲ့ရွာမလို့ဆိုလာနဲ့လေဘက်ထရီကိုအားသွင်းရတာစိတ်မပြေဘူးကျုပ်ကိုမလွမ်းဘူးလားဟမ်လွမ်းပါဘူးနည်းနည်းတော့မလွမ်းဘူးလားမလွမ်းဘူးဟောရှင်နဲ့ကိုနိနေပါရောလားဗျာအပူစကားကြီးပြောနေရလို့လीအနောက်မှာထားခဲ့ပြီးတော့ပြိုလေးထူးလင်းတို့နောက်ကိုအမိလိုက်နေမြင်ခဏလေးနေပါအောင်ခင်ဗျာရဲ့ကျုပ်ကိုစောင်းမိဘုံလှည့်ပြီးရဲ့အတီကိုအနာကနေတတိုးတိုးပြောလာတာပြိုလေးတို့ခြံဝါရောက်တဲ့အထိပဲအိမ်ရှိရောက်နေပြီမင်းမပြန်တော့ဘူးလားသူတို့နှစ်ယောက်ကရောမပြန်ဘူးလားသူတို့ကပြိုလေးတို့အိမ်မှာခင်ဗျားအိမ်မှာအခန်းထဲမရှိရလေဘလို့အိမ်မှာလဲရှာရှည်လိုက်တာဘလို့အိတ်ပေါ့ပြန်တော့နေအောင်ခင်ဗျားနဲ့ဟိုလို့အတူအိမ်မှာလို့တော့မပြောနဲ့နော်အတူအိတ်တော့ရောပါဖြစ်လေကျုပ်ပါခင်ဗျားအိမ်လာအိမ်မယ်မော်ကုန်းမှာမရင်းနဲ့ပြန်တော့ကျုပ်ကိုအမိတ်မပေးနဲ့ပြိုလေးသွင်းအခုခင်ဗျားအိမ်နဲ့ဝင်ကျုပ်ပါအိမ်မယ်မအိတ်ရအောင်မအိတ်ရရင်ခင်ဗျားပါသာအပြစ်မှကြံခဲ့မော်ကုန်းမှာအဲ့လိုကြီးတစိုးထိုးလုံးနေလို့လေရိုက်တက်ကျင်တာသီလားတက်ပေါ့ပြိုလေးကိုလည်းနောက်လည်းမကြည့်ပဲသူကအိမ်ထဲဝင်သွားတယ်ပြိုလေးအနောက်ကအမီကိုလည်းအိမ်ထဲလိုက်ဝင်တော့သူကမိမိနဲ့စကားပြောနေဟိုတလောကကျုပ်ရိုင်းပြမိလို့တောင်းပန်ပါတယ်တမက်မတော်ရသေးရဲ့ကောင်လေးထက်မှာတောင်းပန်ခံနေရတာကြောင့်ဒေါခင်အေးမှဘာပြောရမှန်းမသိဘူးကျုပ်ကိုခွန်းလို့ပေးပါဗျအေးနောက်မဖြစ်စေနဲ့ဟုတ်တလဲစားရင်ကျုပ်ဒီမှာတ냐အိတ်လို့ရလာရင်အိတ်လေမိမိကတော့ပြိုလေးကိုအချုံနဲ့မနေမိမိမှန်ဗီယိုတွေကခေါင်းနေထုတ်ပေးလိုက်မိမိရဲ့စကားဆုံးမှာသူကမှုရတယ်လို့ပြုံးမျိုးနဲ့ပြိုလေးကိုပြုံးပြတယ်ဒီမှာအိတ်ရမှာလားဟုတ်တယ်ကျုပ်သာလားမအိတ်လေခမရဟိုလူနဲ့နှစ်ယောက်တည်းဒီလိုအိတ်မှာပေါ့ဟုတ်လားချင်းအောင်တယောက်တစ်လုံးစီအိတ်တာလေမင်းဘာဖြစ်နေရလဲအခုကျုံနဲ့ခမရချင်းအောင်တစ်လုံးနဲ့အတူအိတ်မှာနော်တတ်အိတ်ခမရတညလုံးရေးခံခြင်းလုပ်လေစိတ်ညစ်ပါတယ်မော်ကုန်းမောင်ရဲ့ကျုပ်ဆိုဘယ်တော့စိတ်ကြည့်လို့လဲနောက်ဆုံးတော့ပြိုလေးရပဲလက်လျှော့ရတယ်ချင်းအောင်တစ်လုံးနဲ့အိတ်ရတော့တယ်ညတကောင်ချိန်ထိပြိုလေးအိတ်မရဘူးဘေးတစောင်းအိတ်နေပြိုလေးရဲ့ခေါင်းအနောက်ကဖက်အသက်ရှူမှန်မှန်နဲ့အိတ်နေကောင်လေးကြောင့်လေပြိုလေးကမလှုပ်ရင်းပဲအသက်ရှူအောင်ထားရတယ်အိတ်မပြောဘူးလားအတန်အရှာရှာနဲ့ပြိုလေးကိုမီးခင်ဗျားသိလားအောက်တိုဘာ23ရက်နေ့ကချုပ်မွေးနေ့အဲ့ဒါပြိုလေးကဘာလုပ်ရမှာလဲအဲ့တော့ကျုပ်တက်က22နှစ်ဖြစ်သွားပြီခင်ဗျားကိုလက်ထက်လို့ရပြီကျုပ်အမေးစီရလေးလေတင်တောင်းပြစ်စီတောင်းပြီးပြီ10ရန်အောင်စင်းကိုလည်းမကြည့်ပဲ10ရန်ပြည့်ပြီလို့ရှင်လက်မထက်ချင်ဘူးလားပြိုလေးတွေ့ရင်ရက်ဆက်ချက်ပြိုလေးကဘာမှပြန်မပြောတော့ပဲအိပ်ပြုတ်အောင်မျက်လုံးမိတ်ထားလိုက်တယ်ခါမဖတ်ထားရဲ့လက်တွေပိုတင်းကျပ်သွားကြောင်းလေတတိထားမိပြီးမြလစ်လူရှူထားမိဒီကောင်လေးပြိုလေးကိုလေအပြာရောင်အိမ်မက်တယ်အလဲခေါ်နေရထင်တယ်ပိတ်ရက်လေးကိုမိဘအိမ်အောင်ပြန်မအိပ်ပဲနဲ့ရောက်ခမရေးသွားနေရတယ်လို့အမေကလေဗျာကျုပ်ကအခုမှအလွမ်းသိရတာအော်အေးပါဟေးကျုပ်မနဲ့ပြန်ရမှာမေကျုပ်ကိုမဟုတ်ကြုံလေတရင်ကျိုးမှလှုပ်တဲ့အရိုးရမုတ်တွေကိုမော်ကုန်းကြိုက်တယ်တကြားလူလှုပ်ထားတဲ့လက်ရည်တဲ့အမေလက်ရကိုပို့ကြိုက်တာဟိုမှာတန်ဦးထဲထည့်ထားတဲ့သွားစားကြီးတန်ဦးထဲမှာထည့်ထားတဲ့မုတ်တွေကိုစားရင်းနဲ့တတိရမိလိုက်တာပြိုလေးသွင်းရောစားပြီးပြီလားအမေဘာတော့အမေတမက်အိမ်ကိုသွားပြီးပြီလားမပေးရသေးဘူးကျုံးယူပြီးသွားပြီးလိုက်မယ်နော်အေးကြိုက်တလုံးယူပြီးတော့တန်ဦးထဲရရှိတဲ့မုတ်ကိုထည့်အသက်ကလေးကိုလည်းအမေလှုပ်ထားတဲ့မုတ်နဲ့မျက်နှာကြိုသွေးရတော့မယ်မျက်နှာကြိုမသွေးလို့လည်းမရအောင်လေညမုတ်ကုန်းရဲ့လောက်ရကတော်တော်လေးကိုလွန်သွားရမလားပြိုလေးသွင်းနေပတ်သက်မှုရှိကြရဒီအိမ်ကလည်းမုတ်ကုန်းအတွက်တကားမရှိတားမရှိဝင်ထက်လို့ရတယ်
ခမရအတွက်မဟုတ်လာပြီဟာအိမ်ရှိမှသူ့တငယ်ချင်းနှစ်ယောက်နဲ့ထိုင်နေသူရဲ့အနားကိုသွားမုတ်ပေးလိုက်တယ်အိမ်မလေးလှုပ်တာတည်းမင်းစားမလားခဏစောင့်ကြုံပါလိုက်မယ်စောင့်နေလေမစောင့်ချင်ဘူးဟာဘာမှမဟာနဲ့အရှိရသွားသဘောကောင်းပြလို့မရဘူးတောက်ကလေးအိမ်ထဲကိုပြိုလေးအရှိရနေဝင်တော့သူကပါအနောက်ကနေလိုက်လာတယ်ဖေဖေနဲ့မိမိကဦးလေးတို့အိမ်သွားတာကြောင့်အိမ်မှာပြိုလေးတို့ပဲကြံခဲ့တာမိဖို့ကြောင့်နေရောက်စင်မှမိမိလှုပ်ထားတဲ့မုတ်တွေကိုမော်ကုန်းယူလာတဲ့ကြိုက်သေးကိုပြန်ထည့်ပေးနေစဉ်အနောက်ကဖက်ခံရတယ်ဘာလို့တာလဲလွတ်ပြိုလေးကိုလေအလူမလုံးနေမကြိုက်ဘူးခဏလေးပဲဖတ်မှာညခမရကြုံနာရှိရလေကျုပ်အိမ်မရဘူးသိရလားပြိုလေးရဲ့အနောက်မှာခါကိုလာဖက်ထားပြီပကုံးမော်ခေါင်းတင်ထားသေးတယ်မင်းဖက်ရင်လေငိမ့်ငိမ့်နေလေတောက်ကလေးရဲ့ကျုပ်ဘာလို့လို့လဲပကုံးမော်တင်ထားတဲ့ကောင်ကအငြိမနေပဲပြိုလေးရဲ့နေရွက်အနောက်ကိုလီနဲ့မှုတ်ပြီးစနေတာလွတ်တော်မုံကုန်းမောင်အလူတွေမကြိုက်တာကျုပ်ဘာလို့မိလို့လဲကွာဘာမှမလုပ်လေလွတ်တော့ဘာလို့ကျုပ်ကိုခွင့်ရင်မပေးရလေမပေးခြင်းလို့မပေးရလေရှင်းနေရပဲမဟုတ်လားမပေးခြင်းလေကျုပ်ကလူချင်းလေးပဲသိရလားခမည်းတော်လေးတခြားယောက်ျားကြီးလို့ဆိုလေကျုပ်ကတက်မှတ်မိမှာမဟုတ်ဘူးတခြားလူတွေနဲ့မတူဘဲနဲ့ထူးခြားနေလို့အရန်လိုချင်မိရဘာတွေပြောနေရလဲတော်တော့ခမည်းကိုတက်မှတ်တဲ့အကြောင်းနေလေမော်ကုန်းမှာဗျာမောင်လို့ခေါ်ရင်လေပူနာထောင်ကောင်းနေသေးလားမင်းအခုပြိုလေးကိုလေမလွတ်လို့ရှိရင်လေပြိုလေးလက်ထဲကဂျိုင်းလုံးကမင်းကောင်းမော်ရောက်ပြီနော်ကျုပ်ကောင်းမော်ဂျိုင်းရောက်တာနဲ့ခမည်းပတ်သက်လေးလေနမ်းပြီလို့မှတ်လူယုံမှာဘယ်မှယုံမှာသေးလို့လေအခုပဲယုံမှာလိုက်ရမလားအိမ်မှာကြောက်ခမကြီးမရှိကြအောင်မလားရုပ်ကြီးဆိုလို့မော်ကွင်းရဲ့လက်မှာပြိုလေးရဲ့ခါနာရှိရဲ့အင်းကြီးတိုးဝင်နေမော်ကုန်းမှာမလုံးစီခြင်းမောင်လို့ခေါ်မျက်ရည်ဝဲတဲတဲလေးနဲ့ကိုနှက်ခဲကိုခိုက်မော်ကုန်းကိုမခဲမရနိုင်အကြီးနဲ့ကြီးနေပြိုလေးသွင်းရလူကိုယူစီခြင်းတလို့မောင်ရပြီလားမကြောက်ဘူးမောင်ကြားရလားနည်းနည်းတိုးနေသေးရဲ့ခဏပြန်ခေါ်ခိုင်းနေရဲ့ကောင်လေးကြောင့်လေပြိုလေးကစိတ်တိုးလိုက်ကိုကသူ့လက်ထဲရောက်နေရမလို့လေလှုပ်ချင်နိုင်နေလုံးမရအောင်မောင်လို့ကြားရပြီလားပြိုလေးဟာအသေးရပြီးကိုတော့အနောက်ကလူကလေတဟဟနေကြီးရဲ့မငိုနေလေခင်ဗျားရဲ့အဲ့လိုကလေးလေးလို့ငိုပြတော့လေဒီမောင်ကနေယူရကြီးပြိုလေးရဲ့ဘာပေါ်ဟာမြင်းရည်တို့သူ့လက်နဲ့လာတော့ပြီးစိတ်ထားနှုတ်ရဲ့မောင်အိမ်သူလေးအတွက်လေအလုပ်ကြိုးစားရတော့မယ်ဘသူကမင်းရဲ့အိမ်သူလေးဖဲစမ်းမှာဟောဒီမာလေးစတာကိုကလေးလိုအော်ငိုနေရတဲ့အခုပြိုလေးကိုလော့10ရန်တောင်မအောင်မင်းနဲ့အရန်ကလေးဆန်တဲ့စကားကြီးပြောမိသွားပြီမင်းပြိုလေးအနေနဲ့မော်ကုန်းနဲ့တွေ့လို့ရှိရင်လေစကန်နိုင်လူရတာကိုပို့သဘောကျနေမိ10ရန်မအောင်မင်းမဲ့မောင်ကတောသူတောင်သားတွေလုပ်တဲ့အလုပ်အကုန်လုပ်တတ်ပြီးသားမလို့လေမောင်အိမ်သူလေးအတွက်ပတ်စံရှာပေးနိုင်ပြီသွားစမ်းမှာမသွားခြင်းမဟုတ်ကက်ချင်လို့လေအခွင့်ရေးရှာပြီးလာခဲ့ရတော့မင်းအရန်စကားများပဲဟောဗျာရှက်ရမ်းတာတော့မဟုတ်ဘူးလားဘယ်မှာရှက်လို့လဲယူနေရလားမရှက်ဘူးဆိုတာကရှက်နေရမလားမော်ကုန်းမောင်ဗျာအရှက်ကိုမရှိဘူးဟောဗျာဘာမှလည်းမဆိုင်ပြူလေးခါဘဝလက်ကလည်းပြေးသွားတာကြောင့်မော်ကုန်းမောင်ရှိမှအမြင်မဲနေရရွှေအိမ်ရှိကိုသွားမေးကြမ်းစီအနောက်ကလက်ကိုလှမ်းဆွဲထားတယ်ညကြကလေးတွေဖျားလဲချိန်လေးကျုပ်ကိုရွာအနောက်ကဦးသားဝါတို့ကောက်ရိုးပေါ်မှာလာတွေ့လေမတွေ့နိုင်ပါဘူးလက်ကိုလို့မတွေ့ရင်ဒီညလေကျုပ်ခမားအိမ်လာအိမ်မှာနော်ဒီတခါတော့ဖက်အိမ်ယုံမဲမဟုတ်ဘူးမလညဘက်အတူအိတ်ချင်မလာနေပေါ့ပြူလေးမလေးစူစူအောင်အောင်နဲ့လက်ထဲအားကြရောမော်ကုန်းမောင်ထံကိုပြင်ပေးလိုက်တယ်ခေါင်းထဲမှာအကြံနေပဲပြင်းနေကောင်အဲ့ဒါကြောင့်ခမားကိုရတာလေဆက်ပြီးစကားပြောနေပြူလေးပဲအသားယူခံရမှာမလို့စကားမပြောပဲအိမ်မြင်ထွက်လာတော့အနောက်မှာကပ်ပါလိုက်ပြူလေးသွင်းနေအဲကောင်လေးကဘာနေအပြင်ထွက်လိုက်တာနဲ့မေးလာတဲ့ငင်းရဲ့စကားကြောင့်ပြူလေးပါပြေးရမလဲမသိဘူးလက်ထက်ရတော့မေလူတွေအနောက်ကနေချက်ချင်းအားတက်တဲ့ရောပြေးလာသူကြောင့်ပြူလေးမှညင်းလို့တော့မရအောင်ပြူလေးဟာနူးနူးလေးမင်းကကျန်းတဲ့မုံနဲ့အဆင်ပြေပါလူကကျန်းမိမယ်ကျုပ်ကအသေးနုပြီးသားမယုံပြူလေးတွေကိုမေးကြည့်မော်ကုန်းမောင်ခမညာပြန်တော့သွားမင်းလက်ထဲကမုတ်တရားကြကြလေးအဖုံးအုပ်တော်ရမကောင်းအိမ်ရောက်တာနဲ့စားလိုက်မှမလို့မပူနဲ့ပြန်ပြီးတော့ညကြတွေ့မယ်ပြူလေးဘက်ကိုလှည့်ပြီးတော့မျက်လုံးတစ်ဖက်မှိတ်ပြမြောက်ကြောနဲ့အပြင်ထွက်သွားတယ်ပြူလေးတွင်ရဂေးစွာခူးမှသည်ငင်းရင်စကားကြောင့်ပြူလေးကပြုံးပြမိဒီအချိန်မှာမကေးပါဘူးဘီအိုင်မာလို့လည်းငင်းမရတော့လေအကုံတောက်ကလေးကြောင့်ဒုတိယညမလို့ထင်တယ်ပထမညတက်လူပိုများပြီးတော့ဘေးရွာလူတွေပါဖျားလာလေဟိုလေမင်းတို့နှစ်ယောက်တည်းလဲလို့ရတယ်မလားပြူလေးသွားစရာရှိလို့ရရင်လေးသွားကြည့်ခေါင်းတက်ချက်ငေးပြပြီးထွက်လာလိုက်တယ်
စီလန်ရဲ့ဦးတီယာရွာနောက်ဘက်ကရှိရဲ့ဦးတာဝါရဲ့ကောက်ယူပုံထံညအချိန်ဖြစ်တဲ့ပြင်ရွာထဲမှာဖျားလှည့်နေရကြောင်းရွာပြင်မှာတိတ်ဆိတ်ပြီးအသက်မေတယ်ဓမီကိုလမ်းမှာကြည့်နေအောင်စုပ်ထားပြီးလဲသွားရလမ်းအတိုင်းကိုလည်းရှောက်လာတယ်မောင်မဲနေရကြောင်းတရေကလည်းကြောက်ရသည်တောက်ကလေးမရောက်လာသေးဘူးပြိုလေးကိုလည်းတမေလာခိုင်းတာဆိုမနေ့ကအိမ်ထိသွားပြီးရန်သွားတွေ့ပြင်ပြီတရေနေမွေကြောက်ကြောက်နေကိုရှောက်လာတော့ရောက်ပါပြီဦးတာဝါရဲ့ကောက်ယူပုံနေနေကြရဲ့တီကိုရောက်မလာသေးရဲ့လူကြောင့်ပြိုလေးကရွာဘက်ကိုမျက်နှာမူပြီးမျောနေမိဟိတ်မိရုတ်တရက်အနောက်ကလာဖက်လိုက်တာကြောင့်ပြိုလေးမျက်လုံးမိတ်ပြီးအတန်ကျကျနေထားအောင်မျိုးအနောက်ကလူဟာရီးနေရဲ့ဟာဟာဟာမင်းသူများကိုလမ်းအောင်လုပ်ပြီးရီးနေရဲ့ပေါ့ဟုတ်လားအေးဟာလက်ထဲကဓမီနဲ့သူ့ပခုံးကိုရိုက်တော့နှစ်ချက်လောက်အရိုက်ခံပြီးပြိုလေးလက်ကိုလာချုပ်တယ်တော့ပြီလေခက်မြရဲ့နားတာပေါ့နာယုံမဲလားအဲ့လေကြီးပြတ်သွားမှာနောက်မစားတော့ဘူးနော်ခမကြောက်နေတာချစ်စရာလေးမလို့စားလိုက်တာပါကွာလှုပ်ဆန်းမှာလွတ်လွတ်လပ်လပ်နေမနေချင်ပါဘူးကျုပ်အကြိုက်ခမကိုစောင့်နေရသေးလားငပြူးကငပြဲပြန်လုံနေမင်းကိုပြိုလေးစောင့်နေရဘလောက်ကြာနေလဲခမဦးသားဝါတို့ကောက်ရိုးပုံမှာမလာဘဲနဲ့ဒါကဥကလာတို့ကောက်ရိုးပုံကြီးသိလားကျုပ်လာရှာလို့ပေါ့မဟုတ်ရင်ဒီညတွေ့ရမှာမဟုတ်တော့အဲ့ဒါနဲ့ပဲလူကိုလှန့်စရာလားပြောပြီလေချစ်ဖို့ကောင်းလို့တော်စမ်းမှာသွားရီပေါ်တဲ့အထီကြီးပြပြိုလေးကိုခါကနေသူ့ဘက်ဆွဲယူပြီးပါးကိုလာနမ်းနေမနန်းနဲ့မင်းကုန်းစားရဲ့ဗဇက်ကြီးနဲ့ခမကကိုနဲ့မခံနိုင်တာလားကျုပ်နေနေပဲစားလာမိရပါဟုတ်တယ်မခံနိုင်ဘူးအဲ့ဒါကြောင့်မနန်းနဲ့ခမရဲ့နှက်ခမ်းပပလေးရတာလေမောင်ကိုနေမစားနဲ့ပြိုလေးမကြိုက်ဘူးနော်လို့ပြောလိုက်ကျုပ်ကုန်းဖြတ်မယ်ဝေးသေးမပြောဘူးပေါ့ဒီနှက်ခမ်းလေးကမပြောနိုင်ပါဘူးမပြောရင်နန်းနေဗျာပြိုလေးလက်တီကိုချုပ်ပြီးပါနှစ်ဖက်လုံးထပ်နှမ်းနေမနှမ်းနေလို့နမ်းမှာပဲဒီနှက်ခမ်းလေးကတော့အနှမ်းခံနေနေသလိုပဲလို့တော့စကားကမဆုံးသေးခင်မှာပြိုလေးရဲ့နှက်ခမ်းကိုငုံထွေးလိုက်သူလက်တစ်ဖက်နဲ့ပြိုလေးရဲ့မီးစီကိုချုပ်ထားပြီးကျန်လက်တစ်ဖက်မှာတော့ပြိုလေးရဲ့ခါကိုဆွဲဖက်ထားအခုမှပြိုလေးရဲ့ချိန်ကမလူးတာမလွန့်တာပြိုလေးအားနေလက်နဲ့ဖက်နဲ့သူ့ပခုံးကိုထူရိုက်တာတော့လှုပ်မပေးဘူးတပြေးပြေးသူ့အနံ့အားကျန်းတန်းလာပြီသူ့ပါဇက်ထဲကကုန်းစားတချို့ကပြိုလေးပါဇက်ထဲဝင်ရောက်လာပြီနောက်ဆုံးပြိုလေးကအသက်ရှူမဝလို့မျက်လုံးအိမ်ထဲကမျက်ရည်တွေကျလာမှလှုပ်ပြီးပြိုလေးကိုလည်းပြုံးမြုံကြီးကြည့်နောက်တော့ကျုံနဲ့ချင်းတွေလေဟော်ရီနှက်ခမ်းလေးကမောင်လို့ခေါ်ရမယ်နော်အသက်ကိုအဝါရှူနေရကြောင်းအရှိရအကောင်ကိုရံမတွေ့နိုင်ဘူးဘယ်လိုလဲကိုအရသာကောင်းလားအရိုင်းဆိုင်ကောင်နန်းတော့အရိုင်းဆိုင်နဲ့အာဒမပြူကျင်လိုက်လို့ရှင်တော့ဘလို့နေမလဲမသိပြန်မယ်လာမိအောင်ဝါမတာနေအောင်မပြန်ရသေးဘူးမေးလုံးချင်အောင်လုပ်ပြီးလေပြန်မယ်ခုပဲကျုပ်ကဘာမှမလုပ်ရသေးဘူးဒီလောက်တီးအောင်အနှမ်းခံရအောင်ဘာမှမဟုတ်ဘူးအေးလေကျုပ်လုပ်ချင်တာခုမှစအမေပြိုလေးကိုလည်းကောက်ရိုးပုံပေါ်လေးချလိုက်ပြီးသူကအပေါ်စီရကြည့်ငိမ့်ငိမ့်လေးနေဘာမှမလုပ်ပဲအိမ်ပြန်ပို့ပေးမယ်ရုံးရင်တော့မောင်လေးမတတ်နိုင်ဘူးနော်မေမလုပ်ပြိုလေးရဲ့အိမ်ကြီးကိုကျဲသေးရေဖြုတ်ကြပကုံးစုံကိုကိုက်ချတယ်မော်ကုန်းမောင်ဘာတွေလုံးဝဒီလိုအင်းနေရလဲခမအဲ့လိုအော်မအောင်လေပို့လို့ချင်နေမင်းမဲပြောတော့လက်မတက်ခင်နေမထိပါဘူးဆိုအခုတော့ဟေးမငုံနဲ့လေကွာခမလေဟူးဟုတ်ပြီကွာမလုပ်တော့အိမ်ပြန်မလားပြိုလေးရဲ့အိမ်ကြီးကိုကျဲသေးပြန်တက်ပြီးခေါင်းကကောက်ရိုးမြင့်တွေကိုဖယ်ပေးလာတယ်ပြိုလေးရဲ့လက်ကိုဆွဲပြီးတော့အရှိဟာသွားနေမော်ကုန်းမအောင်ကြည့်နေပြိုလေးလူယုံမှာပြုံးလိုက်တယ်တောက်ကလေးအဲ့လိုမှငုံမပြလေပြိုလေးအစားခံရတော့မှာဘောရာကိုပြန်ကန်ပြီးပြိုလေးသွင်းကိုသွားတွေ့ခြင်းမိမဲ့ချိန်များတော့အကြောင်းလေးမတွေးဖြစ်ခဲ့ဘူးအမေအေးကျုပ်ဟိုတကပြောရဲ့မြည်နေရလေအဲ့ဒါလေးကျုပ်ဘောရာကပြန်လာလို့ရှိရင်စောင့်မယ်နော်10တန်းကအောင်မရောတည်ကြလို့လားမော်ကုန်းမောင်တို့ကမပိုင်ချင်းတော့မရိုက်ဘူးသိရမလားတဘောပြန်လာရင်လေနေ့အဖေနဲ့ဟိုဘက်ရောအိမ်တိုင်းထောင်မှုကိုကျိုးနိုင်တွေကိုသွားကြည့်ကြအဲ့ဆိုကျုပ်သွားပြီဒီရိုးဆိုင်ရောမိခင်ဖြစ်သူတက်ချက်ကောင်းကြီးပြစာအုပ်တည်တယ်ပြီးဘောရာပြန်ရတယ်ပြိုလေးတွင်ရခမ ्या ကိုရဖို့လေအချိန်ကြီးစောင့်လိုက်ရတာဖះမိလှဲ့တဲ့တတိယညမှာမော်ကုန်းကဘောရာပြန်သွားပြီးဖြစ်တာကြောင့်ပြိုလေးအပူလွတ်လပ်တယ်ကလေးမလေးတွေရဲ့ပုံတွေကိုရိုက်ဖို့ကြည့်လိုက်စဉ်ဖုံးရဲ့ဝေါ်ပေးပါမှာပေါ်လာတဲ့ပြိုလေးနဲ့သူအတူတွဲရိုက်ထားတဲ့ပုံဒါကပထမညတော့ပြိုလေးဖုံးကိုယူပြီးတော့သူပြောင်းလိုက်တယ်ထင်မှာတောက်ကလေးလှုပ်ချင်တိုင်းလှုပ်နေတော့ပါပဲလောဆက်ကရင်မှာထားတဲ့ပုံဟုံးဆက်ကရင်မှာပြန်ထားလိုက်တယ်လောဆက်ကရင်မှာဆိုလို့ရှိရင်သူများမြင်ရှက်စရာကြီးမလားထားစင်လို့တော့မဟုတ်ဘူးသူပြန်လာလို့မတွေ့လေပြိုလေးအရေးခံရမှာဆိုလို့အမေဒီရက်တော့ငြိမ်နေပါလား
မဟုတ်မှဟိုကောင်လေးမလာလို့လားဖုံးကိုချင်းအလုံးရှုံးနေပြိုလေးကိုငင်းရလာစားတယ်မဟုတ်ပါဘူးပေါက်ကရမင်းတို့နှစ်ယောက်လိုက်တာပဲမစိုးရုတ်တိကြီးနဲ့ထူးလွင်ရပါထပြောရကြောင်းပြိုလေးမှရှက်လွန်လို့လေကျွင်းထဲကိုလည်းဝင်းပုံးချင်မိတယ်ဒီညမီးထွန်းကြမှာလေဖျောင်းနိုင်ပါကြလားအရှက်ပြေချောင်းဟန့်ပြီးတော့စကားလွှဲလိုက်ရတယ်မဟုတ်ရင်ပြိုလေးမှလေရှက်လွန်းလို့စကားတွေထစ်နေမှာအကိုပြိုလေးတွင်ညီမကိုဖျောင်းနိုင်မထွန်းပြီးချင်ဘူးလားပြိုလေးအနားလာပြီးပြောတဲ့ကောင်မလေးကိုကြိတ်လိုက်စဉ်တခါမြက်တတာနဲ့ပါလာတဲ့ဖူးငုံခင်းဆိုရင်ကောင်မလေးဗျာရပါတယ်ဗျဖူးငုံအကိုပြိုလေးတွင်ကိုမရှုပ်ပါနဲ့ဒီတညပဲငါတို့ကပြန်လာတာလေဝင်းဝါနေပါပြရေခင်အားဆိုလို့ရှိရင်အကိုပြိုလေးတွင်ကိုတွေးလို့ရှိရင်ငငယ်တက်ဖြစ်နေတဲ့မိန်းကလေးရတာတော့ဖူးငုံတော်မှအန်းသွားရတယ်မျက်လေးကိုကြည့်တော့လေမျက်နှာပြက်နေမဟုတ်မှသူတို့အကိုပြိုလေးတွင်စီကအငင်းခံလိုက်ရလားပုံမှန်မိန်းကလေးလိုဝိစားတက်တဲ့ဝင်းဝါလာအခုတော့စပင်အတူနဲ့အတူဘောင်းမီအတူသာဝစ်လာတယ်နားမဟာလည်းငကက်တစ်ဖက်နဲ့တစ်ခါတလေပလက်တီနဲ့ဆွေးကြိုးတကုံးပါလေဘေးမှာတွေ့ရသည်ဒီညလေဖူးငုံနဲ့မြက်လျာထမိန်နဲ့မီးလဲမယ်ဆိုပြီးမြသူကတော့တငယ်ချင်းနှစ်ယောက်နားမှာလာနေမယ်ဆိုပြီးဘောင်းမီအတူနဲ့သာဖူးငုံတို့အနားမှာနေရင်မီးထိုးပြီးပြီဆိုတော့အခုသွားလိုက်အောင်မင်းနော်ခဏလေးရဲ့ကိုပြိုလေးတွင်ညီမနဲ့တို့လမ်းလျှောက်ပါလားပြောစရာလေးရှိလို့ရတယ်လေပြိုလေးရဲ့တငယ်ချင်းနှစ်ယောက်ကလည်းအလိုက်တီစွာထွက်သွားတယ်မြက်လေးနဲ့ဖူးငုံကလည်းမီးလဲတဲ့လူတန်းကြီးနဲ့ပါသွားပြီမလို့အနားမှာပြိုလေးနဲ့ဝင်းဝါသာကြံခဲ့တယ်အဲကိုကြီးအရန်ဆိုးရမလားကိုနည်းနည်းပါသူ့ကိုမယူနိုင်ညင်းမလားကိုအကိုတို့ဘာမှမဖြစ်ဘူးဆိုညီမယုံနေအကိုမှညင်းမိုက်ပွဲမှာမရှိတော့တာလူကြီးကြီးတင်းနေပြီလေညင်းတော့ရောဘာထူတော့မှလဲအကိုမငင်းခဲ့တာပါအကယ်၍အကိုငင်းခဲ့ဝင်းဝါအကုန်ကူညီပေးမယ်မဖြစ်နိုင်တာမရှိဘူးကိုတခါတလေတော့လေဝင်းဝါလေးအရင်ကြီးစရာကောင်းနေမလားစေကျော်တဲ့အရွယ်မှာစပြီးရင်ခုန်ပြီးခဲ့လို့မပိုင်ဆိုင်ခဲ့ရဘူးလေဘယ်ဟာဘလို့စကားလမ်းကြောင်းနေလွဲသွားခဲ့လေမသိဘူးပြိုလေးအနာကကောင်မလေးကိုကြိတ်လိုက်တော့လမ်းပြရဖျောင်းနိုင်မီးအောင်နေမြင်နေရတာဒီကောင်မလေးရဲ့မျက်ဝန်းတွေကမျက်ရည်ရက်တိုင်းနေရတစ်ချိန်ကြာချစ်တဲ့လူတွေးလာအောင်ပါပါအကျေကအဲ့လိုပြောင်းလို့ရရင်ကောင်းတာအကိုသိလားညီမကလေသူ့ကိုရဖို့အမေးစီတော်မှပူစားဖို့တယ်မော်ကုန်းမောင်ရင်ညီမလို့ပြောစီအောင်မလို့တကယ်ပုံစံတူလေးပါလားဟိုကလက်မခံဘူးလေလားသူကတက်ဆိုင်လို့နဲ့ညီမစိတ်ညစ်စရာကြီးပြောမိပြီထင်တယ်မဟုတ်တာမညစ်ပါဘူးပြောလို့ရတယ်တော်ပါရင်မပြောတော့တော်ကြကိုရလေအကိုပြိုလေးတွင်ကိုစိတ်ညစ်အောင်လုပ်လို့ညီမကိုစူနေပါအောင်မေနှစ်ယောက်သာစကားပြောလာတာရွာလေအထိရောက်လာတယ်ရွာလေရောက်တော့ဝင်းဝါနဲ့သူ့ရဲ့တငယ်ချင်းနှစ်ယောက်တန်သွားပြီးဖြစ်တာကြောင့်ပြိုလေးလည်းငိမ့်တို့ထံကိုရှောက်လာတယ်ငါကြမကက်နေတဲ့ဝင်းဝါနေကြရွာလေရောက်တဲ့အထိကိုစကားပြောနေရပါဟုတ်လားနေတို့ဘယ်တော့အဲ့လောက်ရင်းနှီးတော့ရတယ်နေတဝင်တူနေရလားဘာလို့တူရမှာလဲကဝင်းဝါရိမ့်မိသွားမလားဆိုရင်အတွေးကြောင့်ဖူးငုံခင်မှာစကားတောင်ထင်နေအကိုပြိုလေးတွင်ဟာရီးစားနဲ့နေလဲလျှော့လိုက်တော့တော်သေးရင်သူတတိမထားမိဘူးရွာလေးဟာပဲလားငါတော့မသိရပါလားနောက်ကြသိလိမ့်မယ်နေဝမ်းနေနေရလားဝင်းဝါနည်းနည်းပေါ့ငါခုဖျားလိုက်မလဲတော့ဘူးထွက်လိုက်တော့မယ်နေငါ့ကိုရင်ဖွင့်မလားရှောက်မလုံးနဲ့ထုလိုက်မယ်လက်သီးစုံနဲ့ခက်ဖွားဖွားလေးဖူးငုံခင်နှစ်ဖူးကိုလာတို့တယ်ဝင်းဝါနေအမြဲပြုံးနေကောင်းမယ်မီးလေပြီးအိမ်ရောက်တော့လေပြူလေးမှာအတွေးနေချင်းရတယ်တကယ်လဲပြူလေးညင်းရပါရဲ့နဲ့ဘာလို့မမီတို့ပြောပြပြီးမငင်းခဲ့တာမှလဲတကယ်ဆိုပြူလေးနဲ့တော့ဘာမှမဖြစ်ခဲ့တာပြူလေးရောအဲကောင်းလေးပေါ်မှာခံစားချက်တွေထားနေမိပြီလားမငွေခင်မင်းသာတော့နေမကောင်းဖြစ်နေလေမျိုးကိုတက်ပြီးအိမ်ဆောက်ဖို့လိုအပ်တာဝယ်ပြီးပြန်လာတဲ့ယောက်ျားဖြစ်သူရဲ့ပြောကြောင်းဒေါ်ငွေခင်မှာပြရခန့်ရတယ်ဘလောက်ပဲလူကြီးဟန်ဆောင်ပြီးတော့ကြည်တစ်တစ်လေးပြစ်နေပါသည်တကယ်တမ်းမှမော်ကုန်းမောင်နဲ့ကလေးသားသားလေးပဲရှိနေသေးရဲ့မလားရှင်သွားသေးရလားအေးမုတ်ဝင်ဝယ်ပြီးပိုးခဲ့တာပြားနေရမနေခဲ့ရတဲ့ဟိုကောင်လေးပြိုလေးသွေးကိုလာတွေးပါအောင်ကြည့်ပြောနေအဲ့တော့သူ့ဖျားကတမျိုးပါလားစောင်းမိုးပွဲတွေကနီးနေပြီမခင်ရေးသားလေးကိုသွားပြီးပြောကြည့်အောင်ကိုသူ့ယောက်ျားလို့သူကနေမကောင်းဖြစ်တာကို तू ကမသွားဘဲနဲ့နေလို့ရမလားကျမအခုပဲသူ့ကိုတယောက်ယောက်ခေါ်ခိုင်းလိုက်မယ်ကောင်းတယ်လို့စကားကိုလည်းအေးစီပြောအောင်တော့တီးပါတယ်တော့ဒေါ်ငွေခင်ရဲ့ခဏလာပါအောင်ဆိုရဲ့အမှားစကားကြောင့်ပြိုလေးမှာဒေါ်ငွေခင်တို့အိမ်ကိုလာခဲ့ရတယ်ပြိုလေးရောက်ပြီနော်လာထိုင်မအောင်သာဟုတ်ကဲ့သားဆိုရဲ့အခေါ်အဝေါ်ကြောင့်ပြိုလေးနေရွက်ထိတ်ကလေးအောင်ရဲပြီးရှက်သွားတယ်
မော်ကုန်းလေဖျားနေလေရဲ့ဗျာဟုတ်တယ်သားရေဘော်ဒါမာဆိုတော့စေးလေးဖြစ်တယ်လို့တောင်းနေမှာငကိုကလေးကကြစ်ကြစ်တလီလေးဖေကလေးကဖျားနေရလေသူကမနေ့ကလေးကတဲ့သားရေသူ့ဖေကြီးမြို့သွားလို့သိရတာတက်တာလားရင်အတော်လေးအချင်းကြီးမသိရသေးဘူးကွအဲ့ဒါသားကသွားပြီးပါလားဗျာဟုတ်ကဲ့ပြူလေးသွားလိုက်ပါမယ်ဘာလို့မငင်းခဲ့ရပါလဲအခုတော့စေးထုတ်တင်နေတူမော်ကုန်းတို့ဘော်ဒါဆောင်ပြိုလေးရောက်နေပြီဟိုမော်ကုန်းမအောင်လာတွေ့ရပါဗျဟိုးအကိုကြီးကချော့ကျက်ဗျမော်ကုန်းမောင်နဲ့တခြားစီပဲအမျိုးမှမတော်တာပြိုလေးရဲ့စိတ်ထဲပြောလိုက်ပါတယ်ပြိုလေးကိုတွေ့ရနေထောက်ရတဲ့ចောင်းသားတွေကြောင့်လန့်အောင်သွားတယ်တိတ်ကြစမ်းမော်ကုန်းမောင်ကဖျားနေတာပေါ်တက်မှာလာခဲ့ပြီကောင်လေးဟုတ်ဘလောက်တောင်ဖျားလို့မထားနိုင်ရလေသူကအဲကောင်လေးကညာဘက်တီလည်းမအိပ်ပဲစာကြက်နေရလေထမင်းစားချိန်တောင်စာအုပ်နဲ့မျက်နှာကပ်ထားတာသူကအဲ့လောက်ထိစာကြိုးစားရလားရောက်ပြီးအထင်းမှရှိရဲ့ကလေးကြီးစာတင်ရမှာမလို့ကျမကတော့အောက်ဆင်းတော့မယ်ဟုတ်ကဲ့ပြူလေးအထင်းဝင်လာတော့စောင်းကိုခြုံပြီးအိတ်နေရဲ့ကောင်လေးကိုလည်းတွေးလိုက်တယ်ပါလာတဲ့ပစ္စည်းကိုအနားမှာချပြီးနှစ်ဘူးပေါ်လက်တင်ပြီးစမ်းကြည့်တော့ကိုငွေနည်းနည်းသာရှိရောတယ်စပင်ကိုတက်တင်ပြီးအိတ်ထဲကပါလာတဲ့စီကိုထုံလိုက်တော့အတန်ကြားလို့ထင်နေနိုးလာတယ်ခင်ဗျာရောက်နေရလားကြာပြီလားအခုမှရောက်တာကျုပ်ကိုစိုးရိမ်နေရလားကျုပ်ကခမရကိုမယူရသေးပဲမသိပါဘူးအရင်မစိုးရိမ်နဲ့တေမဲ့အကြောင်းမပြောနဲ့အခုဘာစားပြီလဲဘာမှမစားရသေးဘူးခမရကျွေးမလားမဟုတ်ပါလားအမေဘာမပြောညာမပြောပဲထိုင်နေရဲ့ပြိုလေးပေါင်ပေါ်မှာခေါင်းလာတဲ့ကောင်လေးကြောင့်လန့်သွားတယ်ခဏပဲနော်ခမရကိုငွေကိုကျုပ်သဘောကျတယ်စေးတော့အောင်မလေးခဏနေမှတောက်မယ်ကျုပ်ခမရကိုပိုင်ဆိုင်ခြင်းလို့ယူတော့မယ်ဘေးနားမှာချထားတဲ့ပြူလေးရဲ့လက်ကိုသူ့လက်တစ်ဘက်ကသူ့နှစ်ဖူးပေါ်မှာဆွဲယူတယ်။မောင်ကိုတနာပါအောင်ခမရဲ့။10ရန်အောင်မို့အများကြီးစူးစမ်းနေရတာ။တကယ်တော့4နှစ်လုံးနောကြည့်နေတဲ့စာရီမလို့စာမချက်ပဲပုံဆွဲနေရတော့မော်ကုန်းမပြောဖြစ်ဘူး။အရန်လေးမချက်နေလေကျမကြီးကူးစားအောင်။ကျုံမချက်ရင်ဆောင်းမိုးရဲ့ကြောက်မှာပေါ့။အဲကြောင့်ခမကိုလေဘဲပိုင်ဆိုင်ရတော့မလဲ။ပြူလေးကအဲ့လောက်လေရေးမကြည့်ပဲနဲ့။ဘာလို့မကြည့်ရမှာလဲ။ခမကကျုပ်ပေါ်မှာရေးကြည့်ဆုံးပဲ။တောင်းမှတ်မာရဲ့ဖေနေမီသားမိုက်ကိုခုံးမလို့ပါနဲ့စင်းတော့လေလူတွေတက်လာရင်မကောင်းတက်လာရင်လည်းကန်ထုတ်ပြီးမင်းကျုပ်ကိုဂတိပေးစမ်းပါအောက်ကကောင်တွေကိုမျက်လုံးနဲ့တော့မကြည့်ပါဘူးလို့ဟုတ်ပြီမကြည့်ဘူးမင်းတခုစားပြီးတော့စေးတော့အောင်မင်းခင်ဗျားတိုင်ပါလားဟုတ်တယ်မင်းကိုစေးတိုက်ပြီးမှပြန်မယ်အားဆိုလဲတောင်းမယ်လေနေပါအောင်ကျုံးစီကိုတယောက်ထဲလာလားမဟုတ်ဘူးဦးကလာရဲ့သားအငယ်ကောင်နေလာတာသူကမြို့ရဲသွားလို့ပါနောက်တစ်ခါမလာရတော့ဘူးမဟုတ်သေးပါဘူးကျုပ်ပြန်လာမချင်းလေခင်ဗျမျိုးပေါ်မတက်ရတော့အမိတ်နေပေးနေမေးစားစေးတော့ရော့ပြိုလေးပေးလိုက်တော့လက်ထရာစီကိုယူပြီးတောက်တယ်ပြိုလေးတွင်ကျုပ်ကိုစဉ်းစားမပေးချင်ဘူးလားဘာစဉ်းစားရမှာလဲကျုပ်ကိုပြန်ချစ်ဖို့လေမော်ကုန်းပြောကြောင်လေပြိုလေးမှာနေရွက်တီနီရဲ့ထိရှက်သွားတယ်ခင်ဗျအခုမပြန်နဲ့နော်နေရွက်တီနီရပြောင်းမှပြန်ရမယ်မဟုတ်ရင်ဒီပုံစံလေးအဲကောင်နေတာမြင်သွားခဲ့လေဒီကောင်ကဘောရာတစ်ခုလုံးမြေမြုပ်ပြစ်မိမှာရှောက်ပြောမနေနဲ့နေကောင်းအောင်နေခင်ဗျားကိုမြင်ကလေးကနေရကောင်းပြီးသားပြိုလေးမျက်စောင်းထိုးပြီးတော့အစောကသူတောက်ထားရဲ့စီးကွန်နေနေမုံအခုံတွေကိုတိန်းတော့လက်ကိုလာဆွဲပြိုလေးတွင်ခင်ဗျားတခြားလူကိုလေစိတ်မရရအောင်နော်ကျုပ်စိတ်ချခြင်းနေပြိုလေးကလူမျိုးလားမော်ကုန်းမောင်နောက်ပြီးတော့ပြိုလေးနဲ့မင်းကဘာမှမဆိုင်ကြသေးဘူးလေကျုပ်ပြန်လာရင်ဆိုင်တော့မှာအဲ့ဒါကြောင့်ကျုပ်ကိုဂတိပေးစံပြတခြားလူပေါ်မှာစိတ်မရိုင်းပါဘူးလို့မဟုတ်ရင်လေကျုပ်စာကောင်းကောင်းတင်နိုင်မှာမဟုတ်ဘူးနေမကောင်းတဲ့လူရဲ့စကားတွေကလူပါဝါနေကြောင်သိပြီမေပြိုလေးမှာတက်ပြင်းတက်ချက်ချစိတ်လျှော်လိုက်တယ်ဟုတ်ပြီဂတိပေးဟုတ်ပြီလားဒီကောင်လေးနေတော့ခတ်ပါရဲ့ဟုတ်ကဲ့ပါအခုပြေးတင်ဆက်ပေးသွားတာကပြိုလေးချစ်တော်မောင်ဆိုရဲ့ဇလန်းကောင်းလေးရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးခဲ့တာပါနောက်နေ့မှာကြံရှိနေသေးတဲ့ဇက်သိမ်းပိုင်းကိုလည်းတင်ဆက်ပေးသွားမှာဖြစ်လို့ပြည်တွင်း channel လေးကိုနေစဉ်မပြတ်စောင့်မျှော်အားပေးပါအောင်လို့ဖိတ်ခေါ်ပါရစေဇလန်းဦးနာစဉ်အားပေးခဲ့ကြတဲ့ပရိသတ်တွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်